ဒီတပတ်ထွက်လာတဲ့ manga chapter 1194မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ Loki ရဲ့ Develop ကိုထင်ထင်ရှားရှားကြီးစတွေ့ရမယ်ဗျာအဲ့တော့အများကြီးဆက်မပြောတော့ဘူးအကြောင်းအစီကိုတခါတည်းတွားလိုက်ရအောင်ဒီတပတ်ရဲ့ chapter title ကိုတော့ Strongest in the War ကမ္ဘာအတန်မာဆုံးလို့ပေးထားတယ်ဒါကတော့ Loki ကိုရည်ရွယ်ပြီးပေးထားတဲ့ title ဖြစ်နိုင်တယ် chapter ထဲမှာ Loki ကိုကမ္ဘာအတန်မာဆုံးလို့ဘယ်သူမှမခေါ်ခဲ့ပေမဲ့တခြားရည်ရွယ်စရာလူမှမရှိပဲပြောရရင် Luffy ဆိုတာကလက်ရှိမှာကမ္ဘာအတန်မာဆုံးဆိုတဲ့အနေအထားကိုရောက်သေးတာမဟုတ်ဘူးဒါဆို Emu ကိုရည်ရွယ်တာမဖြစ်နိုင်ဘူးလားလို့ပြောရအောင်ကလည်းဒီ chapter မှာ Emu ကိုတွေ့ခဲ့ရတာဆိုလို့တခါလေးပဲရှိပြီးအဲ့တခါမှာတော့မျက်နှာလေးပဲပြပေးခဲ့တာပါအဲ့တော့ chapter ထဲမှာမပါတဲ့လောက်ပဲလို့ပြောလို့ရတဲ့လူတစ်ယောက်အတွက်ရည်ရွယ်ပြီး chapter title ကိုတော့ပြီးမှမဟုတ်ပါဘူးဒါကြောင့်တိတ်ချပါတယ်ဒါက Loki ကိုရည်ရွယ်ထားတဲ့ title ပါပဲစောစောတုန်းကပြောခဲ့တယ်လို့ပဲဒီ chapter မှာကျွန်တော်တို့ One Piece fan တွေလက်ရှိမှာစိတ်အဝင်စားဆုံးအကြောင်းအရာလို့ပြောလို့ရတဲ့ Loki ရဲ့ Develop ကိုလည်းစတွေ့ခဲ့ရတာကြောင့်ဒီအချက်ကတတိယဝင်စရာတော့မရှိပါဘူးတခုထူးခြားတာက strongest ဆိုတဲ့ adjective နောက်မှာဘာနောက်မှမပါလာတာပါပဲပုံမှန်ဆိုရင်ဗျာ One Piece ထဲမှာအတ္တမဆုံးဆိုတဲ့ဂုဏ်ပုတ်တွေကိုရကြပြီဆိုရင်ဘယ်နေရာမှာအတ္တမဆုံးလဲဘယ်လိုလူတွေကြားထဲမှာအတ္တမဆုံးဖြစ်နေတာလဲဆိုတာကိုပြရတဲ့နံတစ်ခုပါလာလေးရှိတယ်ဥပမာအနေနဲ့ YBS ဆိုရင် strongest man in the world ကမ္ဘာအတ္တမဆုံးဆိုတဲ့နောက်မှာလူဆိုတာပါတယ်ခိုင်တိုဆိုရင် strongest creature in the world ကမ္ဘာအတ္တမဆုံးတာရဲနောက်မှာတာရဲဆိုတာပါတယ်မီဟော့ဆိုရင်လည်းထိုနည်း၎င်းပဲ strongest swordsman in the world ကမ္ဘာအတ္တမဆုံးဒါဒမကုံပြောရရင်တကြီးကြရူတောင်လွန်ခဲ့တဲ့နှစ်300တုန်းကstrongest being in the world ကမ္ဘာအတ္တမဆုံးတက်ရှိဆိုတဲ့နာမည်ကိုပဲရခဲ့တာပါအဲ့တော့ YBS ဆိုရင်လူခိုင်တိုဆိုရင်ကြတော့တာရဲမီဟော့ဆိုရင်ဒါဒမဂျာရူဆိုရင်တက်ရှိဆိုပြီးအတိအကျရှိနေကြပါတယ်ဒါပေမဲ့ဒီ chapter title မှာကြတော့ strongest in the world ပဲဘယ်နေရာမှာအတ္တမဆုံးဖြစ်နေတာလဲဆိုတာကိုညွှန်ပြနေတဲ့နာမပါနေပါဘူးအတ္တမဆုံးဆိုတဲ့နောက်မှာဘာနာမမပါပဲ in the world ဆိုတာကိုတခါတည်းလိုက်ထားတာဆိုတော့ Loki ဒီကမ္ဘာပေါ်မှာရှိတဲ့တက်ရှိတက်မဲ့အရာမှန်သမျှအားလုံးထဲမှာအတ္တမဆုံးလူဖြစ်နေတယ်လို့ပြောလိုက်တာနဲ့အတူတူပါပဲကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့ဒါကတခုတည်းတော့အတိတ်ပဲပါပဲတခြားဘာမှမရှိဘူးစောင့်ကြည့်ရမှာပေါ့ဗျာကြည့်နေတဲ့လူတွေကရော Loki ကဒီကုံပုံနဲ့လိုက်ဖက်မှုရှိတယ်လို့ထင်လားကျွန်တော်ကတော့ဖြစ်နိုင်တယ်ထင်တာပဲဘာလို့ထင်လဲဆိုတာကိုတော့ chapter ထဲမှာ Loki ရဲ့ Develop ကိုတွေ့ပြီးတဲ့အချိန်ကြာမှအသေးစိတ်ရှင်းပြပေးပါမယ်အကယ်၍ Loki တာ chapter title အတိုင်းကမ္ဘာအတ္တမဆုံးဖြစ်နေမယ်ဆိုရင် Shanks ကသူ့ကိုအနိုင်ယူပြီးဖမ်းခဲ့တယ်ဆိုတဲ့အဖြစ်အပျက်ကိုကျွန်တော်အနေနဲ့မယုံတော့ပါဘူး Shanks အနေနဲ့ဘယ်လောက်ထိပဲတတ်မှာပါစေကမ္ဘာအတ္တမဆုံးဆိုတဲ့လူကိုတော့ဘယ်လိုနည်းနဲ့မှအနိုင်ယူနိုင်စွမ်းရှိမှာမဟုတ်ဘူးကျွန်တော်ပြောနေကြအတိုင်းပဲဒီကိစ္စရဲ့နောက်ွယ်မှာကျွန်တော်တို့မသိသေးတဲ့အရေးကြီးအချက်လက်တစ်ခုရှိနေပါလိမ့်မယ်ခဏလေးအနာဂတ်ကစီဝိုင်းရန်ပါကျွန်တော်ဒီအပိုင်းကိုအတန်တွင်းပြီးတဲ့အချိန်ကြာမှာ official ဘာသာပြန်ထွက်လာပြီးအဲ့မှာကြာတော့ chapter title ကို strongest thing in the world ဘာသာပြန်ထားပေးတယ် strongest ဆိုတဲ့ adjective နောက်မှာ thing ဆိုတဲ့နောင်ပါလာတယ်ဆိုပြီးမဲ့အတိတ်ပဲကတော့စောစောကကျွန်တော်ပြောခဲ့တာနဲ့ဘာမှတိတ်မကွာဘူးဘာကြောင့်ဆို strongest thing ဆိုတာကိုအတ္တမဆုံးအရာလို့ဘာသာပြန်လို့ရတဲ့အတွက်အဲ့အရာဆိုတဲ့အထက်မှာတက်ရှိတက်မဲ့တဲ့အကုန်လုံးပါပြီးသားဖြစ်သွားတယ်လို့ပြောလို့မရဘူးလားဒီ title ကြောင့် Loki ကကမ္ဘာအတ္တမဆုံးလို့တတိချကြီးတတ်မှတ်လို့မရသေးပေမဲ့ကျွန်တော်ကတော့အဲ့လိုဖြစ်နိုင်ချင်များတယ်လို့ထင်မိတယ်ဘယ်လိုပဲဖြစ်ဖြစ် Loki က One Piece ထဲမှာအတ္တမဆုံးပဲစီဝိုင်းကိုယ်တိုင်ပြောပြတာဆိုပြီးတော့လိုက်ပြောမနေနဲ့အောင်ကျွန်တော်ပြောတာကအဲ့လိုအသိပဲမဟုတ်ပါဘူးဒါကအခုမှဖြစ်နိုင်ချင်များတယ်ဆိုတဲ့အဆင့်မှာပဲရှိနေသေးတာပါဒီအကြောင်းအသေးစိတ်ကိုလည်း chapter ထဲရောက်မှထပ်ပြောပါအောင်မယ် chapter cover မှာတော့ Tyrannosaurus အမျိုးအစား dinosaur ကြီးတစ်ကောင်ကိုအမွေးတိတ်ဆန်အနေနဲ့မွေးထားတဲ့ Roger ကိုတွေ့ရမှာပါဒါပေမဲ့ထုံးစံအတိုင်း fan တယောက်တောင်းဆိုလို့ဆွဲထားပေးတာဖြစ်တဲ့အတွက်ဘာမှထူးထူးခြားခြားတော့ပြောစရာမရှိဘူး Yamato cover story ပြီးသွားကတည်းကနေထွက်လာတဲ့ chapter cover တွေထဲမှာတော့ဒါကျွန်တော်ရဲ့ favorite ပဲကြည့်လိုက်ပါလား Pirate King ကြီး Roger လည်းပါတယ် dinosaur တွေလည်းပါတယ်ဒါအောင်မှမကြိုက်ဘူးဆိုရင်ဘာသွားကြိုက်မလဲဒီနေ့ဗီဒီယိုဖြစ်မြောက်ရေးကိုတစ်ဖက်တစ်လမ်းကနေကူညီပေးထားတာကတော့ Facebook နဲ့ TikTok boosting service အပြင်တခြား online marketing service တွေကိုပေးနေတဲ့တင်အတွက် marketing capsule ပါဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာ Facebook နဲ့ TikTok တို့ကနေတစ်စစ်ဈေးရောက်နေတဲ့လူတွေဖြစ်ဖြစ် social media တွေကိုအသုံးချပြီးအလုပ်လုပ်နေတဲ့လူတွေဖြစ်ဖြစ်ပါတယ်မလားအဲ့လိုလူတွေအနေနဲ့ကိုရောက်နေတဲ့ product နဲ့ service တွေကို promote လုပ်ဖို့ boost လုပ်ဖို့စိတ်ဝင်စားရဆိုရင် marketing capsule ကိုပဲတတိယလိုက်ပါ marketing capsule ကနေတစ်ဆင့် boost လုပ်မယ်ဆိုရင်မြန်မာနိုင်ငံကပစ္စည်းပို့လို့မရတဲ့နေရာတွေကိုပိတ်ပေးတာမျိုး ထိုင်းမလေးရှားစင်ကာပူစတဲ့နိုင်ငံတွေကိုထိရောက်အောင် target ထားပေးတာမျိုးစတဲ့အားသာချက်တွေကိုရမှာဖြစ်တယ် boosting service အပြင် boost လုပ်ပြီးထွက်လာတဲ့ result တွေကိုစစ်ပေးတဲ့ after service business တိုင်းအတွက်လိုအပ်တဲ့ content and design service online license တွေကိုဝယ်ပေးတဲ့ service ကိုစီးပွားရေးအတွက်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုဆွေးနွေးတိုင်ပင်ပေးတဲ့ consultation service နဲ့နောက်ဆုံး video production service တွေအထိပါရနိုင်ပါသေးတယ်ဒါကြောင့် digital marketing ဆိုတာနဲ့ marketing capsule ဆိုတဲ့နာမည်ကိုဒါပြည့်မြင်လိုက်ကြပါအသေးစိတ်သိချင်တယ်ဆိုရင်တော့ဒီမှာပြထားတဲ့ Facebook page မှာစုံစမ်းမေးမြန်းနိုင်ပါတယ် video ကို sponsor ပေးထားတဲ့ marketing capsule ကိုလည်းဒီကနေပဲကျေးဇူးတင်လိုက်ပါတယ်ပြောစရာရှိတာလည်းပြောပြီးပြီဆိုတော့အရင်ဆုံး chapter 1183ကို recap လုပ်ပေးလိုက်မယ် recap မလုပ်ဘူးဆိုရင်တော့ဒီအချိန်ကိုကြော်သွားလိုက်ပါ chapter 1183ရဲ့အစမှာတော့နှဆိုးကြိုင်းစစ်တပ်ကြီးဟာတကြီးဂျာရူနဲ့သူ့လူတွေရှေ့ကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့ဘာမှတော့မလုပ်သေးပဲတိုက်ပွဲဝင်တော့မဲ့စစ်တပ်ကြီးတစ်ခုပတ်မှာအော်ဟစ်ကြွေးကြော်ပြီးဂျာရူကိုဝင်တပ်ဖို့အတွက်အဆင်သင့်ဖြစ်နေကြပြီဖြစ်တယ်အဲ့အချိန်နှဆိုးစစ်တပ်ရဲ့နောက်ကို Zoro, Hyrudin နဲ့ Stanson တို့၃ယောက်ကရောက်လာခဲ့ကြပြီး Zoro ကနှဆိုးကြိုင်းရဲ့နေကိုအပိုင်းပိုင်းခုတ်ဖြတ်လိုက်မယ်ဆိုရင်ပြဿနာရှိနိုင်လားလို့မေးလိုက်ပါတယ် Hyrudin နဲ့ Stanson တို့ကအစပိုင်းမှာ
မှာတော့လက်ဆိုးပြောင်းခံထားရတဲ့ဂျိုင်းယန်နေဆိုတာသူတို့လေးစားအားကြရတဲ့ဂျိုင်းယန်ဝါရီယာဖာရိတ်တွေမဲ့လို့ဖြစ်နိုင်ရင်စိတ်လက်မှန်ပါမလုပ်ပါနဲ့လို့တားလိုက်ပါသေးတယ်ဒါပေမဲ့လက်ဆိုးဂျိုင်းယန်ထဲကဂျိုင်းယန်ကြီး2ယောက်ဟာဟာရိုဒီနက်စတန်ဆန်တို့ရဲ့အိမ်မက်တွေကိုလောင်ပြောင်လိုက်ချိန်မှာတော့ဟို2ယောက်ကလည်းဒေါသငယ်ထိရောက်သွားပြီးဇိုရိုကိုလှုပ်ချင်တာလှုပ်ဖို့အတွက်ခွင့်ပြုပေးလိုက်ပါတော့တယ်သူလှုပ်ချင်တာကိုလှုပ်ခွင့်ရသွားတဲ့ဇိုရိုကတော့တစ်ချက်ပြုံးလိုက်ပြီးလက်ဆိုးဂျိုင်းယန်နေရှိတဲ့ဘက်ကိုခုန်သွားလိုက်ပါတယ် chapter 1192တုန်းကဇိုရိုပြောခဲ့တဲ့အကြံဆိုတာကလည်းလက်ဆိုးဂျိုင်းယန်နေကြားထဲကိုမရောက်အောင်သူတို့ရဲ့အပေါ်ကနေခုန်ပြန်ကျော်လာတော့ဖို့ပါအဲ့လိုနဲ့ဇိုရိုကလက်ဆိုးဂျိုင်းယန်နေရဲ့ခေါင်းတစ်ခုကနေတစ်ခုစီကိုခုန်ပေါက်လာရင်ဂျိုင်းယန်အုပ်ကြီးရဲ့အလဲကိုရောက်သွားချိန်မှာတော့အမြင့်ကြီးကိုခုန်လိုက်ပြီး Santorio Secret Technique Crossing the Six Paths ဆိုတဲ့တိုက်ကွက်ကိုတုံးလိုက်ပါတယ်ဇိုရိုရဲ့အောက်နားမှာရှိနေတဲ့ဂျိုင်းယန်အုပ်ကြီးကလည်းဒီတိုက်ခိုက်ချက်ကြောင့်နာကျင်မှုကိုအလူအလဲခံစားလိုက်ကြရပါတယ်အဲ့နောက်မှာတော့လက်ဆိုးဂျိုင်းယန်စစ်တပ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Dory နဲ့ Brocky တို့တွေဟာလီဘော်ကိုရောက်နေတဲ့ဇိုရိုကိုတတိထားမိသွားပြီးသူတို့နှစ်ယောက်ပေါင်းတိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ကြပါတယ်ဇိုရိုကတော့သူ့ရဲ့ဓာတ်နဲ့လက်ကိုအချင်းချင်းရိုက်လိုက်ပြီးထွက်လာတဲ့ impact နဲ့ရှောင်နိုင်လိုက်တာကြောင့် Dory နဲ့ Brocky တို့ရဲ့ခုတ်ချက်တွေဟာပြင်းမဲ့ဇိုရိုကိုမထိတဲ့အပြင်အချင်းချင်းမတော်တဆခုတ်မိလိုက်ပါတယ်နှစ်ယောက်လုံးရဲ့ခုတ်ချက်တွေကတစ်ဖက်လူကိုတေးစေနိုင်လောက်တဲ့ဒဏ်ရာကြီးတွေပေးလိုက်တာကြောင့်ဇိုရိုနဲ့ဂျာရူတို့ကလည်းလန့်တော်ကြတယ်ဆိုပါတော့ကဲကရှင်နေဖြစ်တဲ့ Dory နဲ့ Brocky တို့တွေကလည်းနာကျင်မှုကြောင့်အော်လိုက်ကြပြီးနေရာမှာတင်လဲကျသွားပါတော့တယ်အရင် chapter မှာတော့က Brooke ဟာခန္ဓာကိုယ်တစ်ခုလုံးလုံးလို့များတဲ့အထိဖမ်းချုပ်ခံထားရတာတော့တခြား strike တွေရှိတဲ့နေရာစီကနေထွက်လာပြီးအခုတော့ emu ရှိတဲ့နေရာစီကိုရောက်လာခဲ့ပါတယ် Brooke ကတော့ emu ဝင်စီးထားတဲ့ကွန်ခိုဟာသူတိခဲ့တဲ့မင်းသမီးရှူရီနဲ့အရန်တူကြောင်ပြောပြီးမင်းသမီးရှူရီလာလို့မေးလိုက်ပါတယ်တစ်ဖက်က emu ကတော့ဘာမှပြန်မပြောခဲ့ပါဘူး Brooke တီထားသလောက်ဆိုရင်မင်းသမီးရှူရီတာတကယ်အသက်ရှင်နေအောင်မယ်ဆိုရင်လက်ရှိမှာအသက်က80နီးပါးရှိနေလောက်ပြီဆိုပေမဲ့အခုကျတော့ကွန်ခိုကအသက်20ကျော်အရွယ်မိမပြိုလေးတယောက်လိုဖြစ်နေတာကြောင့် Brooke တယောက်တန်တရားစိတ်တွေနဲ့ပြေလို့နေပါတယ်ဒါပေမဲ့တိတ်မကြလိုက်ပါဘူးကွန်ခိုရဲ့ပုံပန်းတွင်ပြင်အပြာရောင်စပင်အယောင်မတူတဲ့မျက်လုံး Mary Joyce နဲ့ပတ်သက်နေမှုဂီတအပေါ်ထားတဲ့အချစ်စတဲ့အချက်တွေကမင်းသမီးရှူရီနဲ့ချွတ်ဆွတ်တူနေတာကြောင့်ကွန်ခိုကမင်းသမီးရှူရီဖြစ်မယ်ဆိုတာကို Brooke လည်းလက်ခံလိုက်ပါတော့တယ် Brooke ပြောပုံအရဆိုရင်တော့မင်းသမီးရှူရီခေါ်ကွန်ခိုဟာသူ့အဖေသူပြန်တက်ခဲ့တဲ့လူပါဖြစ်ချင်တော့ကွန်ခိုရဲ့အဖေဟာတိုင်းပြည်တစ်ခုရဲ့ဘီရင်ကြီးဖြစ်ခဲ့တဲ့အပြင်ကျွန်တော်တို့ Brooke ရဲ့ကျေးဇူးရှင်တစ်ယောက်လည်းဖြစ်ခဲ့ပါသေးတယ် Brooke ကတော့သူ့ဘဝရဲ့အရာရာတိုင်းအတွက်ကွန်ခိုရဲ့အဖေပေါ်မှာကျေးဇူးရှိခဲ့ကြောင်းလည်းပြောခဲ့ပါသေးတယ်အဲ့ဒါကြောင့်လည်း Brooke ကကွန်ခိုကိုတိတ်ကျဉ်တဲ့ပုံမပေါ်ပါဘူး Brooke ရဲ့ဒီစကားတွေကိုကြားပြီးတဲ့နောက်မှာတော့ကွန်ခိုဟာသူ့ရဲ့အတိတ်ကဖျက်ဆီးခံလိုက်ရတဲ့မညံတွေကိုပြန်ရလိုက်တဲ့အပြင်သူ့ရဲ့ခန္ဓာကိုယ်ကို emu စီကနေပြန်ယူလိုက်ပါတယ်အဲ့နောက်မှာတော့ကွန်ခိုကအချိန်မဆွဲပဲသူ့ရဲ့များနဲ့ဖမ်းချုပ်ခံထားရတဲ့လူတွေအကုန်လုံးကိုလွတ်ပေးလိုက်တာကြောင့် Straw Hat တွေလည်းလွတ်မြောက်သွားကြပါတယ်ဒါပေမဲ့9စက္ကန့်တော့မကြာလိုက်ပါဘူး emu ကကွန်ခိုရဲ့ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်လိုက်တာကြောင့်ငကိုကပြေးရော့သွားတဲ့များတွေလည်းပြန်ချစ်လက်သွားပါတယ် Brooke ကအခွင့်အရေးရတုံများတွေကြားထဲကနေရုံထွက်လိုက်ပေမဲ့သူ့ညာဘက်ခြေတော့ကကြံခဲ့တာကြောင့် emu ပြန်ရောက်လာတဲ့အချိန်မှာအဲ့ခြေတော့တစ်ဖက်ကပြန်ချုံအောင်ခံလိုက်ရပါတယ်ဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်နိုင်တော့တဲ့ Brooke တဲ့ရောက်နောက်ဆုံးမှာတော့မင်းကဘာတူလဲဘာတွေဖြစ်နေတာလဲငါဒီကိစ္စကိုရှင်းဖို့လာခဲ့တာလို့လမ်းអော်လိုက်ပါတယ်တီးမခံနိုင်တော့တဲ့ emu ကဘာမှပြန်မပြောဘဲ Brooke ကိုအတေတက်ဖို့အတွက်သူ့ရဲ့ trident နဲ့ဝင်ထိုးလိုက်ပါတယ်ဒါပေမဲ့ကံကောင်းချင်တော့ Brooke ကသူ့ကြောမှာလွယ်ထားတဲ့ဒိုင်းကာကိုအချိန်မီယူပြီး emu ရဲ့တိုက်ခိုက်ချက်ကိုကနိုင်လိုက်တာကြောင့်အသက်ဘေးကနေတီတီလေးလွတ်သွားခဲ့တယ်လို့ပြောလို့ရတယ်ကွန်ခိုရဲ့များတွေကြားထဲကနေလွတ်မြောက်သွားပြီဖြစ်တဲ့ဂျန်နက် Straw Hat 3ယောက်ကလည်းသူတို့လုပ်ရရှိတာကိုလုပ်ကြတော့မှာပါအဲ့အချိန်နာမီတော့အုပ်စုနာကိုနာမီစွမ်းဆိုတဲ့အတန်နဲ့အတူစံကြီးကရောက်လာခဲ့ပါတယ်ပြန်ပြီးဆွဲခံထားရတဲ့ကလေး10ယောက်ကတော့အနောက်ရွာနာကိုတောင်ရောက်နေကြပြီးသူတို့နားမှာလည်းစောမာကရှိလုံနေတယ်ကလေး10ယောက်ထဲကရှိဆုံးကတစ်ယောက်ဖြစ်တဲ့ခေါ်လွန်ကတော့သူတို့ကိုလွတ်ပေးပါမဟုတ်ရင်နောင်တရလိမ့်မယ်ဆိုတာမျိုးတွေပြောတာပေါ့ဒါပေမဲ့ဖြစ်ချင်တော့အဲ့အချိန်မှာပဲကလေးတွေဟာအနောက်ရွာစိတ်ကန်းကတင်ပေါ်နာကိုတောင်ရောက်နေကြပြီဖြစ်တဲ့အတွက်သူတို့အတွက်အချိန်အများကြီးမရှိတော့ပါဘူးကံကောင်းချင်တော့ကလေးတွေကိုကယ်ဖို့သူတို့ရဲ့မိဘတွေကရောက်လာခဲ့တယ်ဆိုပေမဲ့ကန်ဆိုးချင်တော့နီကာအိမ်မက်မကောင်းဆိုးဝါကလည်းရောက်လာခဲ့ပြီးကလေးမိဘတွေကိုတိုက်ခိုက်လိုက်ပါတယ်ကလေးမိဘတွေကလည်းစစ်တီတော်တွေဖြစ်တဲ့အတွက်နီကာအိမ်မက်မကောင်းဆိုးဝါကိုလက်တော့ပြန်နိုင်စွမ်းတော့ရှိကြပါသေးတယ်ကလေးမိဘတွေကနီကာနဲ့အလုပ်ရှုပ်နေကြတဲ့အချိန်ဒါတွေဖြစ်နေတဲ့နေရာကိုရိုဒိုဂတ်နဲ့ကိုဘတ်တို့ကရောက်လာခဲ့ကြပါတယ်ဒီတိုင်းဆက်သွားနေမယ်ဆိုရင်ကလေးတွေကိုကယ်ဖို့အချိန်မီမှာမဟုတ်ဘူးဆိုတာကိုသိတာကြောင့်ဒီ3ယောက်က Triple General Kokoku Sovereignty ဆိုတဲ့တိုက်ကွက်နဲ့မလန်မကမ်းမှာရှိနေတဲ့နဆိုနီကာကိုတိုက်ခိုက်လိုက်ပါတယ်နီကာအိမ်မက်နဲ့ဆိုရဲ့အသက်မဲ့သွားတဲ့ခန္ဓာကိုယ်ကအစပိုင်းမှာတော့စောမရှိနေတဲ့နေရာကိုပြုတ်ကျသွားခဲ့တာပါဒါပေမဲ့စောမကသူ့ရဲ့တင်ပုတ်ကြီးနဲ့နီကာကိုရိုက်လိုက်တာကြောင့်ဒီအေယာမှာအိမ်မက်မကောင်းဆိုးဝါကြီးဟာအနာကစစ်ကားမှာစိုက်ကပ်ထားတဲ့ဂျိုင်းယန်တင်ပုတ်ကြီးပေါ်ကိုပြုတ်ကျသွားပြီးတင်ပုတ်ကြီးလည်းမကောင်းဆိုးဝါနီကာနဲ့အတူမြောက်ကဘာကိုရောက်သွားပါတော့တယ် Cosnight တွေဟာဒီတင်ပုတ်နဲ့ကလေးတွေကိုမရီဂျွားစီတဲသွားဖို့စီစဉ်ထားတာဖြစ်ပြီးအခုတော့စောမလက်ချက်ကြောင့်တင်ပုတ်ကြီးမရှိတော့တဲ့အတွက်ကလေးတွေကိုပြန်ပေးဆွဲဖို့ကိစ္စကနကိုကထက်ကြံ့ကြာသွားတော့မှာဖြစ်တယ်သူအပြစ်ကြောင့်ဆိုတာကိုတီးတဲ့စောမကတော့ငါတို့တည်ပြီပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ် chapter 1183ကတော့အဲ့လိုနဲ့ပဲအဆုံးသတ်သွားခဲ့ပြီး chapter 1184ကိုတော့အဲ့ကနေပဲပြန်စထားပေးတယ်အရင် chapter breakdown မှာတော့နီကာအိမ်မက်မကောင်းဆိုးဝါကြီးဂျိုင်းယန်တင်ပုတ်ပေါ်ကိုပြုတ်ကျသွားတာကြောင့်တင်ပုတ်ကြီးကအိမ်မက်မကောင်းဆိုးဝါနဲ့အတူတိမ်ပင်လေထဲကိုမြုပ်သွားပြီလို့ပြောခဲ့တာကိုမှတ်မိကြတယ်မလားတကယ်တမ်းမှာကျတော့တင်ပုတ်ကမြုပ်ုံတယ်မဟုတ်ပါဘူးအိမ်မက်နီကာပြုတ်ကျသွားတဲ့နေရာပတ်ပတ်လေကတိမ်ပင်လေကြီးကပါလုံးဝပြုတ်သွားတာဖြစ်တယ်အဲ့ဒါဆိုရင်တင်ပုတ်ကြီးနဲ့အိမ်မက်နီကာကဘယ်ရောက်သွားတာလဲဆိုပြီးမေးစရာပေါ်လာတယ်ဒါတော့ရှင်းတယ်လေသူတို့ရဲ့အလေးချိန်ကိုတိမ်ပင်လေကမမထားပေးနိုင်တာကြောင့်တင်ပုတ်ရောအိမ်မက်နီကာကပါမြောက်ကဘာကိုပြုတ်ကျသွားပါပြီအဲ့တော့ပြောရမယ်ဆိုရင်ကလေးတွေကိုပြန်ပေးဆွဲတဲ့နေရာမှာတုံးဖို့စီစဉ်ထားတဲ့တင်ပုတ်ကြီးဟာကျွန်တော်တို့အစတုန်းကထင်ခဲ့တယ်လို့တိမ်ပင်လေထဲမှာမြုပ်သွားတာမဟုတ်ပဲတကယ်
ယ်ရမှာကြတော့မြောက်ကဘာကိုပြုတ်ကျသွားခဲ့တာပါအခုလောက်ဆိုရင်တင်ပေါ်ကြီးကအစိတ်စိတ်အမော်မော်တောင်ဖြစ်နေလောက်ပါပြီနောက်ပြီးကျွန်တော်အရင် chapter break down မှာတော့ငါပြောခဲ့တဲ့စကားလေးတစ်ခုကိုပြင်ပြပေးခြင်းနဲ့တခုတော့ရှိတယ်ဗျအစတော့ကတော့ကွန်ခိုရဲ့များကတင်ပေါ်ပေါ်ကိုညွှန်ပြနေတာမဟုတ်လားအခုတော့တင်ပေါ်ကမရှိတော့ဘူးဆိုပေမဲ့များကတော့ငကိုတင်ပေါ်ရှိတဲ့နေရာစီကိုညွှန်ပြနေတော့ပါပဲအဲ့တော့ကလေးတွေဒါဒီတိုင်းဆက်သွားနေမယ်ဆိုရင်တိမ်ပင်လက်ထဲကိုပြုတ်ကျတော့မှာပါပြဿနာတစ်ခုကပျောက်သွားတယ်ဆိုပေမဲ့နောက်ပြဿနာတစ်ခုကထပ်ပေါ်လာတယ်ပြောရမှာပေါ့ကြားတဲ့အတိုင်းပဲအစတော့ကတော့အောက်မှာတိမ်ပင်လက်ရှိနေသေးတယ်ထင်လို့ကလေးတွေဒါဒီတိုင်းဆက်သွားနေမယ်ဆိုရင်အလွန်ဆုံးပင်လက်ထဲကိုပြုတ်ကျပြီးရင်းနစ်တာမျိုးထိပဲဖြစ်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့အခုတော့ကွန်ခိုရဲ့များအစုံတက်မှာတင်ပေါ်ပါမကဘူးတိမ်ပင်လက်ကြီးလည်းမရှိတော့တာကိုတွေ့ရပါတယ်အဲ့တော့ဂျိုင်းရဲ့အနေနဲ့ကလေးတွေကိုအချိန်မီမတားနိုင်ဘူးဆိုရင်ကလေး10ယောက်လုံးဟာမြောက်ကဘာကိုပြုတ်ကျသွားတော့မှာဖြစ်တယ်နေကဘာကနေမြောက်ကဘာကိုပြုတ်ကျရင်တီချာပေါက်တည်တယ်ဆိုတာကိုနျူဂျိုင်းဝါရီယာဖာရီဒေကတခါပြောခဲ့ပူပါတယ်အရွယ်ရောက်ပြီးသားဂျိုင်းနေတော်မှတည်တာဆိုတော့ဂျိုင်းကလေးတွေဆိုရင်ပြောစရာတောင်လို့မှမထင်ဘူးအရင် chapter အဆုံးမှာတော့ကတင်ပေါ်ကြီးပျက်စီးသွားတာကြောင့်ဂျိုင်းအနေနဲ့ကလေးတွေကိုကဲဖို့အချိန်ပိုရောက်သွားမယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာကျတော့လုံးဝဆက်ကျင်ပတ်ပါပဲအစတော့ကတော့ပြန်ပေးပဲဆွဲခံထားရတာအခုကျတော့ကလေးတွေကိုတားလို့ရရင်တားမရဘူးဆိုရင်အကုန်လုံးအသေးပဲဆိုတဲ့အခြေအနေကိုရောက်သွားခဲ့ပါပြီဂျိုင်းရဲ့ပြဿနာတစ်ခုကပျောက်သွားပြီးပြဿနာအတစ်တစ်ခုပြန်ပေါ်လာပြီးလို့ပြောခဲ့တာကရောမန်သွားခဲ့တာပေါ့မမှန်တာကပြဿနာကကျွန်တော်ထင်ထားတာထက်အစပေါင်းများစွာပိုဆိုးနေတာပါပဲဒီဖန်နယ်ကိုကြီးလိုက်မယ်ဆိုရင်တင်ပေါ် site ကစီကိုကလေးတွေရောက်ဖို့ကဘာမှမလိုတော့ဘူးဆိုတာကိုတွေ့ရပါတယ်ပုံမှန်အတိုင်းဆက်လျှောက်နေမယ်ဆိုရင်တော့မြောက်ကဘာကိုပြုတ်ကျဖို့အလွန်ဆုံးလို့ရင်2မိနစ်3မိနစ်ပါပဲကလေးတွေကိုအချိန်မီတားဖို့အတွက်ဂျိုင်းရဲ့မိဘတွေဘာလုပ်ကြမှာလဲစောမအနေနဲ့ရောဘာဆက်လို့ဖို့ဆုံးဖြတ်မှာလဲကလေးတွေကိုကယ်တင်ပေးမဲ့လူကဘယ်သူတွေဖြစ်လာမှာလဲဆိုတာကိုတော့ဒီ chapter မှာတဲ့အကုန်လုံးတွေ့ရမှာမလို့တွားကြည့်လိုက်ရအောင်အစပိုင်းမှာတော့စောမကတီစန်းသွားပြီအိတ်ဆောက်ယူအိမ်မကောင်းဆိုပါကြောင့်ခုလိုဖြစ်တာပဲတင်မောကြီးလည်းမရှိတော့ဘူးဒါအပြင်တိမ်ပင်လက်ကြီးလည်းပျောက်သွားပြီလို့ဆက်ပြောလိုက်ပါတယ်ဘာမှအိမ်မကောင်းဆိုပါကြောင့်ဖြစ်တာမဟုတ်ဘူးမင်းအဖြစ်ပဲရှက်ရန်လိုက်ရမ်းမနေနဲ့ဒါကိုလည်းဒီကောင်ကကောင်းကောင်းကြီးတီးပါတယ်သူ့မျက်နှာကိုပဲကြည့်လိုက်လေတီစန်းငါကြောက်စီစဉ်ပြတ်တော့မယ်လို့တွေးနေတဲ့ပုံစံမျိုးပါအဲ့နောက်မှာရောဆောမာကပျောက်သွားတဲ့တိမ်ပင်လေအကွက်ကြီးကိုလမ်းကြည့်ပြီးငါအတွက်အခြေအနေတော်တော်ဆိုးသွားပြီဟာမြားအစွမ်းကလည်းခုချိန်ဒီအလုပ်လုပ်နေတုံးပဲဒီတိုင်းတာဆိုရင်ကလေးတွေကအောက်ပြုတ်ကြပြီးတောင်တန်းနေနားမှာတစားစီဖြစ်ကုန်လိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါတွေကိုရောဆော့ဆော့ကလည်းကျွန်တော်ပြောပြီးသားမဲ့လို့အထူးတက်လဲရှင်းပြမနေတော့ပါဘူးငါအတွက်အခြေအနေတော်တော်ဆိုးသွားပြီလို့ပြောလိုက်တာကိုကြည့်ချင်အားဖြင့်ဆောမာအနေနဲ့ဒီကိစ္စကသူ့ကြောင့်ဖြစ်သွားတယ်ဆိုတာကိုသိနေတယ်ဆိုတာကိုမြင်ရပါတယ်ဒါအပြင်သူ့လို့ရဲ့ကြောင့်ဖြစ်လာမဲ့နောက်ဆက်တွဲရလက်ကိုလည်းသူကောင်းကောင်းကြီးသိနေပါပြီအဲ့ဒါကြောင့်လဲကွန်းခိုကလေးတွေကိုရလိုက်တော့ကွန်းခိုငါတို့ရဲ့စစ်စင်ရေးကိုခဏရက်မှရမယ်လို့ဖုန်းကနေသင်းကွန်ခိုကိုလမ်းပြောလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တိကျတဲ့အတိုင်းကွန်ခိုကလည်းအီမူနဲ့ဘလို့တို့ကြားထဲမှာသူ့ဟာသူတော့အလုပ်ရှုပ်နေတာပါအဲ့တော့ကလေးတွေကိုရက်တန့်ချင်တယ်ဆိုရင်တော့မှမဖြစ်နိုင်တာမဟုတ်ပေမဲ့လွယ်မှာတော့မဟုတ်တော့ဘူးကျွန်တော်အထင်ကွန်ခိုကစောမပြောတာကိုတောင်ကြားမှာမဟုတ်ပါဘူးစောမကကွန်ခိုကိုခေါ်ဖို့စူးစမ်းကြည့်ပေမဲ့တစ်ဖက်ကကွန်ခိုကတော့ဘာမှပြန်မပြောတာကြောင့်နေအောင်ဒီလိုပြောနေလို့ဘာမှထူးမှာမဟုတ်ဘူးကြီးမြတ်တဲ့အီမူကသူ့ရဲ့ခန္ဓာကိုယ်ထိန်းချုပ်ထားတာပဲလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်အီမူအနေနဲ့ကွန်ခိုရဲ့ခန္ဓာကိုယ်ကိုဝင်ထိန်းချုပ်ထားတဲ့အချိန်ကွန်ခိုရဲ့များအစွမ်းကိုတုံးလို့မရတော့ဘူးဆိုတာကိုသိရပါတယ်ပြောရရင်တော့အီမူကကွန်ခိုရဲ့ခန္ဓာကိုယ်ထဲကိုဝင်နိုင်နေဆိုပေမဲ့ကွန်ခိုရဲ့အစွမ်းတွေကိုတော့တုံးလို့မရဘူးအဲ့အစားကိုအစွမ်းကိုပဲတုံးလို့ရမယ်ဆိုတာမျိုးပေါ့ဒါကလည်းဖြစ်နိုင်တာပဲဘာကြောင့်ဆိုရင်အီမူကကွန်ခိုရဲ့ခန္ဓာကိုယ်ထဲကိုဝင်စီးလိုက်တဲ့အချိန်ကနေစပြီးကွန်ခိုရဲ့များအစွမ်းကိုတခါမှမတုံးပြဘူးသေးတာဟုတ်တယ်မလားဒါပေမဲ့တခုတော့ရှိတယ်အီမူအနေနဲ့စေတန်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်လိုက်တဲ့အချိန်အဖိုးကြီးရဲ့ QQ form ကိုကောင်းကောင်းကြီးအတုံးချနိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်ကိုရိုဆေးတွေနဲ့ကော့စနိုက်တွေကြားထဲမှာပဲကွာခြားမှုရှိနေတာလားဒါမှမဟုတ်စောမာကလက်ရှိမှာကွန်ခိုရဲ့ခန္ဓာကိုယ်ကိုအီမူကထိန်းချုပ်ထားတာကြောင့်အခုအညီတောင်းလို့ရမှာမဟုတ်ဘူးငါပြောလေအီမူကလုံးမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တာလားတခုခုတော့တခုခုပါပဲဘယ်ဟာပဲဖြစ်ဖြစ်ပါတေချာတခုကတော့ကလေးတွေကိုမပြုတ်ကြအောင်တားတဲ့နေရာမှာကွန်ခိုအနေနဲ့တစ်စက်ကလေးမှဝင်ပါတော့မှာမဟုတ်ပါဘူးတခြားနီးလန်းနေနဲ့စူးစမ်းကြရမှာဖြစ်တယ်ဒါကြောင့်လဲစောမာကအမြင့်ကနေကလေးတွေကိုငုံကြည့်နေပြီးအများတွေကိုဒါဖျောက်နိုင်လိုက်မယ်ဆိုရင်ကောင်းတာကွာလို့ပြောလိုက်ပါတယ်ပြီးခဲ့တဲ့ chapter မှာတော့ငါကလေးတွေရှိတဲ့နေရာစီကိုရောက်လာခဲ့တဲ့ကလေးမိဘအုပ်စုကလည်းကွန်ခိုရဲ့များကိုဖျက်ဆီးဖို့အတွက်အသက်နိုင်ဆုံးစူးစမ်းနေကြတာကိုတွေ့ရမှာပါဒါပေမဲ့ကွန်ခိုရဲ့များကဖျက်ဆီးဖို့အရန်ခတ်တယ်ဆိုတာကိုလည်းအရင်ကတည်းကတွေ့ထားရပြီးသားလေရော်ဘင်နိုးကဆိုရင်လည်းတခြား Sword တွေကိုကယ်ဖို့အတွက်ကွန်ခိုရဲ့များတွေကိုတမြောင်တက်လန်းနဲ့ဖျက်ဖို့လုပ်ခဲ့သေးတယ်ဆိုပြီးမြများကဘာမှကိုဖြစ်မသွားခဲ့ပါဘူးအခုလည်းထိုနည်း၎င်းပါပဲကွန်ခိုရဲ့များကပဲလိုနီးနေမှကိုဖျက်ဆီးလို့မရတဲ့အရာတစ်ခုဖြစ်နေတာကြောင့်ကလေးမိဘတွေရဲ့စူးစမ်းမှုကတစ်စက်ကလေးမှကိုအရာမထင်ခဲ့ပါဘူးဒီ aeronomy ကို overpower ဖြစ်တယ်လို့ပြောကြတယ်ဆိုတာကဒီအချက်ကြောင့်လည်းအများကြီးပါတယ်ရန်သူတယောက်ကိုဘာမှထူး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 လုပ်เสียရမလို့ပဲတစ်စက်ကလေးမှလှုပ်ရှားလို့မရအောင်လုပ်ပြလိုက်လို့ရတဲ့အစွမ်းပြဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်အမြင်အရာကတော့ကွန်ခိုရဲ့များကဘယ်လိုနီးနဲ့မှဖျက်ဆီးလို့မရဘူးဆိုတာမျိုးတော့ဖြစ်လာမှာမဟုတ်ဘူးဘာကြောင့်ဆိုရင်ဘယ်လောက် overpower ဖြစ်တဲ့အတီးပဲဖြစ်ဖြစ်အားနည်းချက်ဆိုတာကတော့ရှိရမှာပဲလေနေရာတကာမှာယာနှုံးပြည့်စုံနေပြီးအားနည်းချက်တစ်စက်ကလေးမှမရှိတဲ့ developer ဆိုတာ One Piece ထဲမှာမရှိပါဘူးမယုံမှုဆိုရင်ကြိုက်တဲ့ developer တစ်ခုကိုလာပြောအဲ့အတီးရဲ့အားနည်းချက်တစ်ခုကိုကျွန်တော်ပြန်ပြောပြနိုင်တယ်ဒါဆိုရင်ဒီ aeronomy ရဲ့အားနည်းချက်ကဘာဖြစ်မလဲလို့မေးလာမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ Haki ကိုပဲလက်ညှိုးထိုးပြရလိမ့်မယ်ကျွန်တော်တိကျတဲ့အတိုင်းပဲ order ခုနောက်ပိုင်းမှာ Haki ရဲ့အရေးပါပုံကိုအရင်ကထပ်ပို့ပြီးတိတာမြင်တာ
အောင်လှုပ်လာပါတယ်အရင်ကလည်းအရင်မပါတာမဟုတ်ပေမဲ့ခုနောက်ပိုင်းမှာကြတော့ဟာကီတုံးတက်ရင်ပိုကောင်းတယ်ဆိုတာထက်ဟာကီမတုံးတက်လို့ကိုမရဘူးဆိုတဲ့အနေအထားကိုရောက်လာတာပါမင်းဟာမင်းဘယ်လောက် overpower ဖြစ်တဲ့ develop ကိုပဲစားထားဘယ်လောက်ကျန်တဲ့ fighting style ကိုပဲတုံးတက်ဘယ်လူမျိုးစိတ်ကပဲဖြစ်ဟာကီမတုံးတက်ဘူးဆိုရင်တော့အတမတကအတမဆုံးလူတွေကြားထဲမှာလူရမဝင်ဘူးဆိုတဲ့အနေအထားကိုတော့ရောက်လာပြီးတော့ပြောလို့ရတယ်အဲ့လိုဖြစ်နေတယ်ဆိုတာကလည်းအကြောင်းမဲတော့မဟုတ်ဘူးအတမတကအတမဆုံးလူတွေနဲ့ရှင်ချင်လား advanced conqueror haki ကိုတုံးတက်မှရမယ် cost night day domain reverse နဲ့ဆိုတွေကိုအနိုင်ယူချင်လား advanced conqueror haki ကိုတုံးတက်မှရမယ် overpower develop စားထားတဲ့လူတွေကိုကောင်တာချင်လား advanced conqueror haki ကိုတုံးတက်မှရမယ်ဆိုတာမျိုးဖြစ်နေတာဟုတ်တယ်မလားပြောရရင် One Piece Final Saga မှာ conqueror haki ဒီအရာရာပဲအဲ့တော့ advanced conqueror haki ကိုဒါမိုးပြအောင်တုံးတက်နေမယ်ဆိုရင်အနိုင်ယူလို့မရဘူးဆိုတဲ့လူကရှိလာမှာမဟုတ်ဘူးလို့ပြောလို့ရပါတယ်ဒါကြောင့်လဲကွန်ခိုရဲ့များတွေကို advanced conqueror haki ထည့်တုံးထားတဲ့တိုက်ခိုက်ချက်နဲ့ဖြစ်စီလို့ရတယ်ဆိုတာမျိုးဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်နေတယ်မဟုတ်တော့ဘူးလို့ထင်နေရင်စောင့်ကြည့်လိုက်ကြပါဇလန်စီကိုပြန်သွားရမယ်ဆိုရင်ကလေးမိဘတွေကကွန်ခိုရဲ့များကိုဖျက်ဆီးဖို့အတွက်အသက်နိုင်ဆုံးစူးစမ်းနေကြတယ်ဆိုပေမဲ့ဘာဆိုဘာမှကိုဖြစ်မသွားတာကြောင့်မိဘတစ်ယောက်ကဘာနဲ့များလှုပ်ထားတာလဲကွာအရာလေးတောင်မထင်ပါလားလို့ပြောလိုက်တာကိုတွေ့ရမှာပါကလေးတွေကတော့သူတို့မိဘတွေကိုလမ်းကြည့်နေရင်မေကြီးဖေကြီးကြည့်ကြပါဦးကေပါဦးလို့အော်နေကြပါတယ်ဒါရဖြစ်နေတဲ့အချိန်စုနဲ့ကောင်ကြီးကိုစီးပြီးအမြင့်တနေရာမှာမတက်ရက်နေတဲ့စောမာကအောင်းကိုငုံကြည့်ရင်စောက်ပိန်းနေမင်းတို့လုပ်နေတာကအလကားပဲဘာမှမထူဘူးအဲ့လိုရက်လိုက်လို့ရကြီးဆိုရင်ငါလှုပ်လိုက်ပြီပေါ့လို့လမ်းအော်လိုက်ပါတယ်ဒီစကားကိုကြည့်ချင်းအားဖြင့်ကွန်ခိုရဲ့များတွေကိုကွန်ခိုနဲ့လေပဲသူလို့ပြောလို့ရတဲ့စောမာကတော့ဖြစ်စီနိုင်စွမ်းမရှိဘူးဆိုတာကိုသိရပါတယ်ဒါဆိုရင်ဟာကီကaeronomy ရဲ့အားနဲ့ချက်မဖြစ်နိုင်တော့ဘူးမလားလို့တွေးလို့ရပေမဲ့မဟုတ်သေးဘူးလက်ရှိအချိန်ထိတိထားတဲ့လောက်ဆိုရင်စောမာအပါအဝင် Ghost-Knight အကုန်လုံးနီးပါးကကွန်ကွာရာဟာကီကိုတုံးတက်ကြတဲ့လူတွေမဟုတ်ပါဘူးတချို့တော့ developer အစွမ်းတွေကအာမမက်ဟာကီနဲ့တင်ရှင်းလို့ရတယ်ဆိုပေမဲ့တချို့တော့ developer တွေကကြတော့ advanced conqueror haki ပါမှအဆင်ပြေသွားလိမ့်ရှိပါတယ်ကွန်ခိုရဲ့များအစွမ်းကကြတော့ဒုတိယ developer အမျိုးအစားမှာပါနေတာကြောင့်စောမာကဘာမှလုပ်လို့မရဘူးဆိုတာမျိုးဖြစ်နေနိုင်တယ်အဲ့လိုနဲ့စောမာကစိတ်ထဲကနေနေပါဦးအဲ့မိဘတွေအကုန်လုံးကကလေးတွေနဲ့လက်တကန်းအကွာမှာရှိနေကြတာပဲဒါပေမဲ့သူတို့ကလေးတွေကိုထိလို့တော့မရတဲ့အတွက်အောက်ပြုတ်ကြပြီးတည်သွားတာကိုကြည့်နေုံကလွဲပြီးဘာမှတတ်နိုင်ကြမှာမဟုတ်ဘူးတွေးကြည့်တာနဲ့တင်စိတ်လှုပ်ရှားစီတဲ့တည်ချင်းပဲလို့ပြောလိုက်ပြီးအခုလိုပုံစံနဲ့ပြုံးနေပါတော့တယ်ဒါတော့ကလေးတွေတည်တာကိုမြင်ရသေးတာမဟုတ်ဘူးနော်ကလေးတွေပြုတ်ကြတည်သွားတဲ့အချိန်သူတို့နဲ့အနီးဆုံးမှာသူတို့ရဲ့မိဘတွေရှိနေမယ်ဆိုတဲ့အတွေးလေးတစ်ခုတည်းနဲ့တင်အခုလောက်ကြီးဖြစ်နေတာပါတကယ်ဒီမျက်နှာကြီးကိုကိုလက်နဲ့ကိုစိတ်ကြိုက်ထိုးခွင့်ရမယ်ဆိုရင်ဘာပဲပေးလိုက်မယ်စောမရဲ့စိတ်ဓာတ်ကခွေးနဲ့နိုင်မယ်ဆိုရင်တော့မှခွေးကတိတ်ခါကြတယ်ဆိုတဲ့အချက်မှရှိနေတာကိုတော့ကျွန်တော်တို့အားလုံးလည်းအရင်ကတည်းကနေတွေ့ထားပြီးသားပါတကဘာလုံးကတဲတဲလို့ဖြစ်နေတဲ့ရှာကီကိုငါမရရင်ဘယ်သူမှမရဘူးဆိုတဲ့စိတ်နဲ့တတ်ဖို့လုပ်ခဲ့တာ God Valley Incident မှာတော့ကလေးတစ်ယောက်ကိုအရတာခံပြီးအမဲလိုက်တက်ဖြတ်ခဲ့တာသူ့ကြောင့်တခြားလူတွေနာကျင်နေရတဲ့အချိန်တိုင်းပျော်ရွှင်ရီမောနေတတ်တာစတဲ့အရာတွေကစောမရဲ့အောက်တန်းကြမှုကိုမိမောင်းထုတ်ပြနေတဲ့အရာတွေပါပဲအောက်တန်းကြတာတော့မဟုတ်တော့ပါဘူးဒီကောင်းရဲ့ရုပ်မာမှုကစကလုံးနဲ့တောင်ဖော်ပြလို့မရတဲ့အနေအထားကိုရောက်နေပါပြီစောမကလူတစ်ယောက်ဒီတန်းကြီးတည်သွားတာထက်လူတစ်ယောက်တည်သွားတဲ့အချိန်အဲ့လူကိုချစ်တဲ့လူကနာကျင်ခံစားနေရတာကိုတွေ့ချင်တဲ့လူစားမျိုးပါအစတုန်းကတော့တင်ပေါ်ကြီးပျက်စီးသွားတယ်ဆိုတာသူ့အပြစ်ကြောင့်ဆိုတာကိုတီးတဲ့အတွက်ကလေးတွေကိုအောက်ပြုတ်မကြအောင်စူးစမ်းဖို့ကြံလိုက်ပါသေးတယ်ဒါပေမဲ့ကလေးတွေပြုတ်ကျသွားတဲ့အချိန်မြင်ရမယ့်မြင်ကွင်းကိုစိတ်ကူးတွေရင်ပြီးအခုတော့ကလေးတွေကိုကယ်ဖို့ဘာမှလုပ်နေတော့မှာမဟုတ်ဘူးဒါတော့အစပဲရှိသေးတာနော်ဒီ chapter ပြီးသွားတဲ့အချိန်ကျရင်စောမာက Ghost-Knight တွေထဲမှာလူမုံအများဆုံးဇက်ကောင်တွေထဲကတယောက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ပြောရဲတယ်အဲ့လောက်ထိကိုစိုးတာပါကလေးတွေတေခါနီးဖြစ်နေတဲ့အချိန်ဒီကောင်ဘယ်လိုပြုတ်မှုလဲဆိုတာတွေအကုန်လုံးကိုမြင်ပြီးသွားတဲ့အချိန်ကျမှဒီခွေးတောင်စားကိုဆက်ပြီးဆဲကြတာပေါ့အခုတော့ဇက်လန်စီကိုဆက်သွားလိုက်ရအောင်အဲ့လိုနဲ့ပဲကလေးတွေနဲ့မိဘတွေကိုအမြင့်တနေရာကနေလမ်းကြည့်နေတဲ့စောမာကငါအထင်တော့ဒီလိုဖြစ်ခံလိုက်တာတန်တာပဲအကယ်၍ဒီကိစ္စရဲ့တရခံရှိနေမယ်ဆိုရင်တော့ဒါကကြီးမြတ်တဲ့အရှင်ရဲ့အဖြစ်ပဲလေသူပဲကွန်ခိုရဲ့ခန္ဓာကိုယ်ကိုဝင်ထိန်းချုပ်ထားတာ哦လို့စိတ်ထဲကနေပြောလိုက်ပါတယ်ပြောရရင်တော့အီမူကကွန်ခိုကိုထိန်းချုပ်ထားတဲ့အတွက်ကွန်ခိုကကလေးတွေကိုမရက်တတ်ပေးနိုင်လိုက်ဘူးကွန်ခိုဒါရှိနေမယ်ဆိုရင်ကလေးတွေကတီမာမဟုတ်တဲ့အတွက်ကလေးတွေဒါပြုတ်ကျသွားမယ်ဆိုရင်ဒါကကွန်ခိုကိုထိန်းချုပ်ထားတဲ့အီမူရဲ့အဖြစ်ပဲလို့စောမာကတွေးလိုက်တာဖြစ်တယ်တွေးလိုက်တယ်ဆိုတာထက်သူမြင်ချင်တာကိုမြင်ရဖို့အတွက်တခြားလူတစ်ယောက်စီကိုအပြစ်ပုံချလိုက်တာပါသူ့အတက်ကိုစက္ကန့်ပိုင်းအတွင်းနှုတ်ယူပစ်လိုက်လို့ရတဲ့အီမူကိုတော့အပြစ်ပြန်တင်နေတာဆိုတော့ဒီကောင်ကတခြားလူတွေနာကျင်ခံစားရတာကိုဘယ်လောက်တောင်မြင်ချင်တွေ့ချင်လဲဆိုတာသိတာပါတယ်ဒါတောင်စစ်ကူပဲရင်ရသေးတာနော်တကယ်ဖြစ်လာတဲ့အချိန်ဘယ်လောက်တောင်ပျော်နေမလဲဆိုတာတွေးကြည့်လိုက်တော့တွေးကြည့်ကြမလို့ပါဘူးဒီတထောင်းစားရဲ့ပျော်ရွှင်မှုအထွတ်အထိပ်ရောက်နေတာကိုခဏနေတွေ့ရပါလိမ့်မယ်နောက်ပြီးစောမာကအီမူကိုတော့အပြစ်ပြန်တင်ဖို့ဝင်မလင်းနေတာကိုကြည့်ချင်အဖြစ် Ghost-Knight တွေနဲ့အီမူကြားထဲကဆက်ဆံရေးကိုလည်းသိရပါတယ်ပြောရရင် Ghost-Knight တွေကအီမူခိုင်းတာကိုလုပ်နေကြတယ်ဆိုတာအီမူကိုချစ်လွန်းလို့လေးစားလွန်းလို့ခေါင်းဆောင်တယောက်အနေနဲ့မြင်လို့မဟုတ်ပါဘူးအီမူကိုကြောက်လို့ပါအီမူစိတ်တိုင်းကြမလုပ်ဘူးဆိုရင်အသက်ပေးရတဲ့အထိဖြစ်မယ်ဆိုတာကိုနားလည်ထားလို့ပါအီမူရဲ့လက်အောက်ခံတိုင်းကအီမူကိုတကယ်ချစ်တာမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့အများစုကကြာတော့ကြောက်စိတ်ကြောင့်အီမူရဲ့အလိုအတိုင်းလိုက်လို့ပေးနေကြတာပါစောမာကတော့ကလေးတွေတည်တယ်ဆိုတာသူ့အပြစ်မဟုတ်ဘူးလို့သူဟာသူပြောပြီးတဲ့နောက်မှာပြန်ပြီးဆွဲစရာကလေးတွေကရှိနေတာပဲသူတို့ကိုပြန်ခေါ်လိုက်မှာပေါ့မင်းတို့ရဲ့ကလေးနာမည်တွေကိုအော်ခေါ်ကြဟဲ့မင်းတို့ဘယ်လောက်ချစ်ကြောင်ကောင်းကင်ဘုံထိကြအောင်ပြောကြအဲ့ဒါကမှတကယ်ခံစားချက်တွေပဲလို့အော်လိုက်ပါတော့တယ်ဒီစောမာဆိုတဲ့ကောင်ကကလေးတွေတည်တာကိုမြင်ချင်တာမဟုတ်ပဲကလေးတွေအောက်ပြုတ်ကျသွားတဲ့အချိန်ကလေးမိဘတွေ
ကြေကွဲဝမ်းနဲ့ပူလောင်တော့ကားရောက်နေတာကိုအရသာခံပြီးကြည့်ချင်နေတဲ့ဆိုတာသူ့ရဲ့ဒီစကားကိုကြည့်ရင်သိတာပါတယ်ကျွန်တော်တို့အပြင်ကဘာမှဆိုရင်လဲစောမလိုမျိုးတခြားလူတေတာကိုအရသာခံပြီးကြည့်တဲ့လူတစ်ယောက်ကလူသက်သမားဖြစ်ဖို့ရခိုင်နှုန်းအရင်များတယ်လူသက်သမားတောင်တာမန်လူသက်သမားမဟုတ်ဘူးနော်ခွင်းဆက်လူသက်သမားတစ်ယောက်ဖြစ်လာနိုင်ချေရှိတာပါစောမကလည်းတိတ်ပြီးမူမှန်တဲ့လူတော့မဟုတ်ဘူးဤမူကြောင့်ပဲအခုလိုဖြစ်သွားတာလားသူ့ရဲ့ပင်ကိုယ်စိတ်ကိုကဒီလိုပုံစံပဲလားစိတ်ဝင်စားစရာတော့ကောင်းပါတယ်ပြန်ပေးဆွဲစရာကလေးတွေရှိသေးတယ်ဆိုတာကတော့မီးလောင်နေတဲ့ကြောင်းနဲ့စာကြီးတိုက်နားမှာခီလင်ကန်ကြောင်းအိပ်ပျော်နေတဲ့ကလေးတွေအများကြီးရှိနေသေးတာကိုဆိုလိုတာပါပြောရရင်တော့ဒီကလေးတွေတည်းလည်းကိစ္စမရှိဘူးငါတို့ရဲ့စွမ်းတွေကိုတုံးပြီးချားကလေးတွေကိုပြန်ပြီးဆွဲလို့ရတာပဲလိုတွေးနေတာဖြစ်တယ်တကယ်နဲ့စောမတာကလေးတွေကိုကယ်ချင်တယ်အောက်ပြုတ်မကြအောင်အချိန်ဆွဲထားပေးချင်တယ်ဆိုရင်ဂုံခုံမပါလေဖြစ်တာပဲဘာကြောင့်ဆိုရင်ကလေးတွေကိုအုပ်ထားတဲ့စုချွန်တွေကိုဒါဖယ်ပေးလိုက်မယ်ဆိုရင်ကလေးမိဘတွေအနေနဲ့ကလေးတွေလမ်းဆက်မလျှောက်အောင်ရှေ့ကနေပိတ်ထားပေးတာမျိုးဒါမှမဟုတ်ပွေထားလိုက်တာမျိုးလုပ်လို့ရသွားပြီဗျာဟုတ်တယ်မလားကလေးတွေကိုခေါ်ပြီးတခြားနေရာတွားလိုက်တာမျိုးလုပ်လို့မရဘူးဆိုရင်တော့မှအနည်းဆုံးတော့လမ်းဆက်မလျှောက်အောင်ရှေ့ကနေပိတ်ထားလိုက်လို့ရတယ်ဗျာဒီမတိုင်ခင်တုန်းကကလေးတွေကိုတားလို့မရဘူးဆိုတာကလေစောမရဲ့စုချွန်ကြောင့်အများကြီးပါတယ်အဲ့တော့သူတာကလေးတွေကိုကယ်ချင်တယ်ဆိုရင်မရစရာအကြောင်းမရှိဘူးဒါပေမဲ့အခုတော့ကလေးတွေပြုတ်ကျတည်တဲ့အချိန်မိဘတွေပူဆွေးတော့ကရောက်နေတာကိုမြင်ချင်တဲ့စိတ်ကြောင့်ကလေးတွေကိုကယ်ဖို့မကြိုးစားတဲ့အပြင်သူ့အပြစ်ကိုသူများအပြစ်ဖြစ်အောင်လုပ်ဖို့ကြိုးစားနေပါပြီကျွန်တော်တို့ One Piece fan တွေမှာလည်းရည်စရာကောင်းတဲ့အချင်းတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆို Slasher Dragon တယောက်ရုံမှာရက်ဆက်တာတွေလူမဆန်တဲ့ဟာတွေကိုလုတ်ပြပြီးဆိုရင်ဒီကောင်တော့စောက်ချင်မကောင်းတဲ့ကောင်ရှိတော့မှာမဟုတ်ဘူးဆိုပြီးပြောကြတယ်အဲ့လိုပြောပြီးဘာမှမကြပါဘူးနောက် Slasher Dragon တယောက်ကိုတွေ့ပြန်တော့လဲအဲ့လိုပြန်ပြောကြတာပါပဲအခုလည်းအဲ့လိုပဲလေအရင်ကဆိုရင် Saint Charles ကစောက်ချင်မကောင်းဆုံးကူမာရဲ့နောက်ကျောင်းကိုတွေ့ပြီးတဲ့နောက်မှာတော့စီထန်ကအဲ့ပွဲကိုရတယ် God Valley Incident ကိုတွေ့ပြီးတော့အဲ့ပွဲကဂါလင်းစီကိုပြန်ရောက်သွားတယ်ခုဒီ chapter ကိုဖတ်ပြီးတဲ့အချိန်စောမကစောက်ချင်အယုတ်ဆုံးလူပါဆိုပြီးတတ်မှတ်လိုက်တဲ့လူတွေလည်းအများကြီးရှိနေမှာပဲမသိရင်ဘယ်ကောင်ကစောက်ချင်အယုတ်နိုင်ဆုံးလဲဆိုတာကိုပြိုင်နေကြတာကြာနေတာပဲကြည်နေတဲ့လူတွေကရောလက်ရှိအချိန်ထိတွေ့ထားရတဲ့ Celestial Dragon တွေထဲမှာဘယ်တယောက်ကစောက်ချင်အယုတ်ဆုံးလို့ထင်လဲကျွန်တော်အတွက်ကတော့စီထန်ပဲတကယ်တမ်းမှာကျတော့ Celestial Dragon တွေရဲ့လုပ်ရက်တွေကိုအောက်မနေတင်တော့ပါဘူးဒီကောင်တွေဘယ်လောက်ထိဆိုးနိုင်လဲဆိုတာကိုကောင်းကောင်းကြီးတွေ့ထားပြီးသားလေဟုတ်တယ်မလားဒါပေမဲ့တယောက်ချင်းစီကမတူတဲ့ပုံစံနေနဲ့ရုံမှာပြနေတာဆိုတော့လေသူတို့ရဲ့လုပ်ရက်တွေကိုမြင်တိုင်းအောက်မိတာကိုတော့ဝန်ခံရလိမ့်မယ်ခုတော့စောမတဲ့ရောက်ပဲလို့တွေစက်ရုံမှာပြအောင်လဲဆိုတာကိုစက်ကြည့်လိုက်ရအောင်စောမကကလေးတွေတေးတာဟာအီမူရဲ့အပြစ်ဖြစ်ကြောင်းသူဟာသူပြောပြီးတဲ့နောက်မှာတော့သူ့ရဲ့တန်တန်မှုရှိကနေတဆင့်စောက်ကလေးတွေနဲ့မိဘစီယာအဖွဲ့ဝင်တွေအားလုံးနားထောင်ကြပါအစတုန်းကတော့မင်းတို့ကောင်တွေကိုမီရီကျွားစီဘိမတီယာမခပဲခေါ်သွားဖို့စီစဉ်ခဲ့တာပဲဒါပေမဲ့မမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်တင်းဘောနဲ့တင်းဘောရဲ့ပတ်လေကတင်းပင်လေတွေကိုဆုံးရှုံးလိုက်ရပြီးဆိုလိုတာကမင်းတို့ကလေးတွေအားလုံးအောက်ပြုတ်ကြပြီးတရားလိမ့်မယ်လို့ကြေညာလိုက်ပါတော့တယ်ဒါအောင်ကြားတဲ့ကလေးတွေနဲ့မိဘတွေကလည်းတဟန်ဟန်နဲ့အောက်ကုန်ကြတော့ကိုတွေ့ရမှာပါဒီမှာဆိုရင်လဲစောစောတုန်းကလေကားရဲ့အပေါ်ထိပ်ဆုံးမှာရှိနေကြတဲ့ကလေးတွေဟာအခုတော့လေကားအောက်ကိုဆဆစ်နေကြပြီဆိုတာကိုတွေ့ရပါတယ်ဂုံခိုရဲ့များညွန်ပြနေတဲ့နေရာမှာတင်းဘောရောတင်းပင်လေပါမရှိတော့ဘူးဆိုတာကိုတွေ့သွားတဲ့ကလေးတစ်ယောက်ကတော့ငါတို့လမ်းဆက်လျှောက်နေမယ်ဆိုရင်အောက်ပြုတ်ကြတော့မှာပဲလို့ပြောလိုက်ပါတယ်တကယ်လဲအလွန်ဆုံးနောက်10မိနစ်လောက်ဆိုရင်ကလေးတွေကမြောက်ကပါကိုပြုတ်ကြတော့မယ်ဆိုတာကိုတွေ့ရမှာပါဂျိုင်းဝါဒီယာဖားရဲ့အဖွဲ့ဝင်အိုအီမိုကတော့ဘာမှကြံမရတဲ့အစုံကလေးတွေကိုဒီတိုင်းလမ်းဆက်လျှောက်ခွင့်မပေးထားနိုင်ဘူးငါလက်နှစ်ဖက်လုံးဆုံးရှုံးရမယ်ဆိုရင်တော့မှစူးစမ်းကြည့်ရမယ်လို့ပြောပြီးသူ့မြင့်ဖြစ်သူအိုလက်ကိုသူ့လက်နဲ့လမ်းကန်ထားလိုက်ပါတော့တယ်ကျွန်တော်တို့အရင်ကတွေ့ခဲ့ရတဲ့အတိုင်းကလေးကိုမထိခင်မှာတင်းကလေးရဲ့ပတ်လေကဆုချွန်နေကအိုအီမိုရဲ့လက်ထဲကိုစိုက်ဝင်သွားတယ်ဆိုပါတော့အိုအီမိုကလည်းနာကျင်မှုကြောင့်အော်လိုက်တာကိုတွေ့ရမှာပါစောလိုမျိုး Vice Admiral ဖြစ်ခဲ့ဖူးတဲ့ဂျိုင်းယန်ကြီးတစ်ယောက်တောင်ဒီဆုချွန်နေနဲ့ထိမိတဲ့အချိန်နာကျင်မှုကိုမခံစားနိုင်ပဲချက်ချင်းလဲကျသွားခဲ့တာဗျာအဲ့တော့အိုအီမိုဆိုရင်ပြောမနေနဲ့တော့ဘယ်ခံနိုင်ပါမလဲအဲ့လိုပြောလို့အိုအီမိုကသူ့မြေအိုလက်ကိုခဏလေးပဲထိပြီးပြန်လွတ်ပေးလိုက်တာမဟုတ်ဘူးနော်ဆက်စချင်းမှာတော့အိုအီမိုကတေလောက်အောင်နာကျင်နေတာတော့လက်ကိုမလွတ်ပဲသူ့ရဲ့မြေကိုစက်ကင်ထားနိုင်တော့ပါဒါပေမဲ့တခုရှိတာကကြတော့ကွန်ခိုရဲ့များကအခုချိန်ထိရှိနေသေးတာကြောင့်ကလေးတွေကမရက်တန့်သွားပဲပုံမှန်အတိုင်းလမ်းဆက်လျှောက်နေကြတော့ပါပြောရရင်အိုအီမိုတယောက်ထဲရဲ့အားနဲ့ကလေးတွေကိုဆွဲထားဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့ဒါကြောင့်အိုအီမိုလည်းခန္ဓာရင်မရှိတော့ပဲလဲကျသွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကကလေးတွေသွားရဘက်ကိုဒွရွတ်တိုက်ကြီးပါသွားတာကိုတွေ့ရပါတယ်မြင်တအောင်ပြောရရင်လူတစ်ယောက်ကအချိန်တစ်ခုနဲ့သွားနေတဲ့ကားတစ်စီးရဲ့အစိတ်အပိုင်းတစ်ခုကိုသူ့ရဲ့လက်နဲ့တွားကင်လိုက်မယ်ဆိုပါစို့ဒါဆိုရင်ကားကရက်သွားမလားအဲ့လူရဲ့ခန္ဓာကိုယ်ကကားနောက်ကိုပါသွားမလားလက်ကိုအချိန်မီမလွတ်ပဲခေါင်းမှာပြီးကားကိုစက်ကင်ထားမယ်ဆိုရင်တော့တေချာတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကကားနောက်ကိုဒွရွတ်တိုက်ကြီးပါသွားမှာဗျာဟုတ်တယ်မလားအိုအီမိုကလည်းအဲ့လိုပါပဲကလေးတွေကိုသူ့ရဲ့အားနဲ့မရက်တတ်နိုင်ပဲအတင်းစုပ်ကင်ထားလိုက်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကကလေးတွေနောက်ကိုပါသွားတာဖြစ်တယ်မျက်လုံးထဲမြင်သွားကြမယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးအိုအီမိုရဲ့မြေအိုလက်ဖ်ကတော့ပါတော့ဖိုးအိုအီမိုအဲ့ဒါရက်နာတာလို့អော်လိုက်တဲ့အချိန်ကြာမှအိုအီမိုလည်းသူ့ရဲ့လက်ကိုပြန်လွှတ်လိုက်တာဖြစ်တယ်အိုအီမိုခမညာဆိုးရွားလွန်းတဲ့နာကျင်မှုကြောင့်မြေကြီးပေါ်မှာအလူအလိမ့်ဖြစ်သွားပြီးတောင်းပန်ပါတယ်ကလေးတို့ရဲ့အဖို့ကိုခွင့်လွှတ်ကြပါလို့ပြောလိုက်ပါတယ်တကယ်လဲသူ့လက်နှစ်ဖက်လုံးကတွေးထွက်တန်ယိုတွေဖြစ်နေပြီးရစရာမရှိအောင်ဆုပ်ပြတ်တက်နေတာကိုတွေ့ရမှာပါဒီလောက်နာကျင်နေတာတော့သူ့မြေကိုမလွတ်ပဲအချိန်တစ်ခုကြာကင်ထားနိုင်တယ်ဆိုတာကလေသူ့ရဲ့ခန္ဓာရည်ကြောင့်ဆိုတာထက်သူ့မြေအပေါ်ထားတဲ့အချစ်ကြောင့်လို့ပြောလို့ရလိမ့်မယ်အိုအီမိုကနာကျင်မှုကြောင့်ကျန်းပင်ပေါ်မှာအလူအလဲဖြစ်နေတဲ့အချိန်တခြားကလေးမိဘတွေကတော့ဒီလောက်ထိတော့ဖြစ်သွားတာလားဟာဆိုတဲ့ပုံစံမျိုးနဲ့အောင်းနေကြတာကိုတွေ့ရမှာပါအဲ့လိုနဲ့အိုအီမိုကသူ့ရဲ့လက်ကိုပြန်ကြည့်ပြီးတေချာတော့ပါပြီအဲ့များရှိနေတဲ့၍ကလေးတွေကိုတားလို့ရတဲ့နီးဆိုတာရှိလာမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်အိုအီမိုနာမှာရှိနေတဲ့ Ripley ကတော့ဒါဆိုကလေးတွေကိုပြန်ကယ်လို့မရတော့ဘူးလားလို့တုံ့ပြန်လိုက်တာကိုတွေ့ရပါတယ်
ကလေးတွေကိုကယ်ဖို့နီလန်းကမရှိတော့တာမဟုတ်ပါဘူးရှိပါတယ်စောရုံးကလိုပဲကလေးတွေကိုနောက်ကနေတက်ရောက်ချင်းကျိုးနဲ့လမ်းဆွဲထားလိုက်မယ်ဆိုရင်တော့အကုန်လုံးကိုမကယ်နိုင်ဘူးဆိုရင်တော့မှတချို့တလေကိုကယ်နိုင်မှာပါဒါပေမဲ့သူတို့နားမှာကလေးတွေတေတာကိုမြင်ချင်နေတဲ့စောမကရှိနေတာဆိုတော့ကလေးတွေကိုကျိုးနဲ့ဆွဲထားခွင့်ပြုမယ်လို့ကျွန်တော်ကတော့မထင်ဘူးအဲ့ဒါကြောင့်လည်းကယ်လို့ရတဲ့နီးကားရှိသေးတယ်ဆိုပေမဲ့တကယ်တော့မှအဲ့နီးကိုအတုံးချလို့ရလားဆိုရင်တော့မရတော့ဘူးဆိုတဲ့အနေအထားကိုရောက်နေပါတယ်ဒါတွေဖြစ်နေတော့မှဆိုရင်လဲစောမကစိတ်မကောင်းစရာကတော့ငါအနေနဲ့ဘာမှလုပ်ပြီးလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်ရှော့ရှော့ပြောနေတာဘာမှလုပ်ပြီးလို့မရစရာအကြောင်းကိုမရှိဘူးစောစောတုန်းကကျွန်တော်ပြောခဲ့တယ်လို့ပဲစောမအနေနဲ့ကလေးတွေကိုတကယ်ကယ်ရှင်နေဆိုရင်သူ့ရဲ့စူးတွေကိုဖယ်ပေးလိုက်လို့ရနေတယ်ဗျာသူ့ရဲ့ developer အစွမ်းနဲ့ကောင်းကင်ပေါ်မှာပြန်ဝဲနေတဲ့ခီလင်ကန်ကတော့စောမရဲ့ထုတ်လွှင့်မှုကိုကြားသွားတဲ့အချိန်စောမဆိုတဲ့ကောင်ဘာတွေများလုပ်နေလဲမသိဘူးကွာအဲ့ကလေးတွေစိတ်ကန်းရအောင်ကြာကြီးစူးစမ်းခဲ့ရတာလို့ပြောလိုက်ပါတယ်ခီလင်ကန်ကိုကြည့်ရတာလဲစောမကိုမကြည်မနှက်ဖြစ်နေတဲ့ပုံစံမျိုးပါခီလင်ကန်ရဲ့အောက်မှာဆိုရင်မိတောက်တွေကိုတွေ့ရတာကြောင့်ဒီဘက်ကသူ့ရဲ့အိမ်မက်မကောင်းဆိုးဝါးတွေတောင်းချမ်းနေတဲ့တစ်တော် area နားမှာရှိနေမယ်လို့ယူဆလို့ရပါတယ်ကလေးတွေနားမှာရှိနေမှာတော့မဟုတ်ဘူးဘာကြောင့်ဆိုရင်သူဒါကလေးတွေနားမှာရှိနေပြီးစောမရဲ့လုပ်ရက်ကိုသဘောမကျဘူးဆိုရင်ဒီကိစ္စမှာဝင်ပါမှာပဲလေဒီတိုင်းကြီးတော့ရကြည့်နေမှာမဟုတ်ဘူးတချို့မမတ်မိတဲ့လူတွေကတော့ခီလင်ကန်ကလေပေါ်မှာဘာကြောင့်ပြန်ဝဲနိုင်နေတာလဲလို့တွေးနေကြမှာတေချာတယ်ဒါကတော့ရှင်းပါတယ်နဂါအတီးကိုစားထားတဲ့ခိုက်တိုကတိတ်နေကိုတုံးပြီးလေပေါ်မှာလမ်းလျှောက်လို့ရတယ်လို့ပဲခီလင်ကန်ရဲ့ခီရင်နဂါအတီးကလည်းစားတုံးသူကိုလေပေါ်မှာပြန်ဝဲလို့ရစီတဲ့အစွမ်းပေးထားတာဖြစ်တယ်ခီလင်ကန်ရဲ့နဂါကကြတော့ဒီတိုင်းပါအကူညီမှမပါပဲလေပေါ်မှာပြန်နိုင်တာလားဒါမှမဟုတ်ခိုက်တိုရဲ့စီရီယိုတီလိုပဲကိုပိုင်တိတ်နေကိုထုတ်ပြီးအဲ့ပေါ်မှာလမ်းလျှောက်လို့ရစီတာလားဆိုတာကိုတော့တေချာမသိရသေးပါဘူးအဲ့လိုနဲ့မိဘတွေရဲ့စူးစမ်းမှုကတစ်စက်ကလေးမှအရာမထင်တာကြောင့်ကလေးတွေအားလုံးကလေကအောက်ကိုတောင်ဆက်ဆင်းနေကြပြီဖြစ်တယ်ရှေ့ဆုံးမှာရှိတဲ့ခေါ်လွန်ဆိုရင်နောက်ခြေလမ်း9လမ်းလောက်လမ်းလိုက်မယ်ဆိုရင်တော့အောက်ကိုပြုတ်ကျတော့မယ်ဆိုတာကိုတွေ့ရမှာပါကလေးတွေကိုလမ်းကြည့်ရုံကလွဲပြီးဘာမှမလုပ်ပေးနိုင်တော့တာကြောင့်မိဘတစ်ယောက်ကကလေးတွေငါတို့မျက်စိရှိမှတင်အောက်ကိုပြုတ်ကျတော့မယ့်ဟာကိုငါတို့ဘာမှမလုပ်ပေးနိုင်တော့ဘူးလားဒီတိုင်းပဲကြည့်နေရတော့မှာလားသူတို့တွေဒါမြောက်ကဘာကိုပြုတ်ကျသွားမယ်ဆိုရင်အလောင်းတော်ပြန်ရမှာမဟုတ်ဘူးငါလက်ခွီကွာနှက်ဆိုးတွေလို့မချင်မနှက်နဲ့អော်လိုက်ပါတယ်အဲ့အချင်းစောမကတော့မျက်ရည်တွေကျနှက်ချေတွေထွက်တဲ့အထိအားရပါရရည်နေတာကိုတွေ့ရမှာပါအဲ့လိုနဲ့ပဲပြန်ပြီးဆွဲခံထားရတဲ့ကလေး10ယောက်ထဲက6ယောက်ဟာတင်းပေါ်ဆိုင်ကတဲ့နေရာကိုရောက်လာခဲ့ကြပါပြီအဲ့ကလေး10ယောက်ကတော့ Ripley နဲ့ဂါဘန်းရဲ့တာခေါ်လွန်တကြီးဂျာရူရဲ့မြင့်မလေး Yova ခေါင်းမှာကျိုးပေါက်နေတဲ့ Scotty ဦးအီမိုရဲ့မြေ Olaf သူဟာသူကမကောင်းမှုလို့ပြောတတ်တဲ့ Karim နဲ့ဒီကလေး10ယောက်ထဲမှာခန္ဓာကိုယ်အရွယ်အစားအကြီးဆုံးဖြစ်တဲ့ Mac တို့ပါပဲဒီ6ယောက်ထဲကနောက်ဆုံးကတစ်ယောက်ဖြစ်တဲ့ Mac ကတော့ငါထင်တာငါတို့လုပ်ခဲ့တဲ့မကောင်းတဲ့အရာတွေကြောင့်ကောင်းကင်ဘဝကငါတို့အပြစ်ပေးနေတာထင်တယ်လို့စပြောလိုက်ပါတယ်ဒါအောင်ကြားတဲ့သူရှိက Karim နဲ့ Olaf တို့ကတော့ဟမ်လို့ပြောလိုက်ပြီးဘာလဲဟာဆိုတဲ့ပုံစံမျိုးနဲ့လက်ကြည့်နေကြတာကိုတွေ့ရမှာပါဒီနှစ်ယောက်ကတော့ကောင်းကင်ဘုံကအပြစ်ပေးတယ်ဆိုတာကိုအရင်ကမကြားခဲ့ဘူးတဲ့ပုံစံပါပဲအဲ့အချိန် Yeva ကလူကြီးတွေငါ့ကိုစုပြီးဆိုရင်အဲ့လိုပြောကြတာပဲလို့ပြောလိုက်ပြီး Yeva နောက်က Scotty ကလည်းဟုတ်တယ်ငါ့ကိုလည်းအဲ့လိုပဲပြောကြတယ်ဒီလိုမှန်းသိရင်လိမ့်လိမ့်မမနေခဲ့ပါတယ်ကွာလူဝင်ထောက်ခံလိုက်တာကိုတွေ့ရမှာပါဒါကတော့ giant ကလေးတွေမှမဟုတ်ပါဘူးကျွန်တော်တို့အပြင်ကဘာမှဆိုရင်လည်းလူကြီးတွေကကလေးတွေကိုစကားနှောက်ထောင်စေချင်တယ်ဆိုရင်မလိမ္မာရင်ညကြတရက်တကောင်လာခေါ်သွားမှာနော်ဒီလိုလုပ်ရင်ဖះကမကြိုက်ဘူးဖះအပြစ်ပေးတာကိုခံရလိမ့်မယ်ထမင်းကိုအိပ်ပြီးမစားရဘူးမွေဖြစ်တတ်တယ်ထမင်းအောက်ပြုတ်ကြရင်ညဆိုထမင်းတို့တစ်စီလာမှာညဆိုလက်တယ်မညံ့နဲ့အိမ်အတွက်ကမကောင်းဘူးဆိုတာမျိုးတွေပြောကြတာပဲမဟုတ်လားလူတယောက်ကိုမင်းငယ်ငယ်ကဒီလိုလိန်ခံခဲ့ရလားလို့လိုက်မေးနေကြမလို့ဘူးငယ်ငယ်တုန်းကတော့လူတိုင်းဒီဂျင်းတွေကိုစားခဲ့ရတာပါပဲကိုကြားနေကြဂျင်းတွေရှိတယ်ဆိုရင်လည်းပြပြခဲ့လို့ရပါတယ်လူကြီးတွေဒီလိုလိန်ကြတယ်ဆိုတာကိုလည်းအပြစ်တော်တော်ပြောလို့မရပါဘူးဘာကြောင့်ဆိုရင်ဗျာကလေးတယောက်ကိုဒီလိုလုပ်လို့မရပါဘူးဒီလိုလုပ်ရင်ဘယ်လိုဖြစ်တတ်ပါတယ်ဆိုပြီးအကျိုးအကြောင်းနဲ့တွားရှင်းပြနေမယ်ဆိုရင်အဲ့ကလေးကနားလည်ချင်မှနားလည်ပါလေဥပမာအနေနဲ့သမင်းကိုအိပ်ပြီးမစားရဘူးအိပ်ပြီးစားမယ်ဆိုရင်လေပြွန်တဲ့အစာဝင်တတ်တယ်လို့ပြောရင်ကလေးတယောက်ကနားလည်ပါမလားအဲ့အစားသမင်းကိုအိပ်ပြီးစားရင်မွေးတကောင်ဖြစ်သွားတတ်တယ်ဆိုပြီး6စားလိုက်မယ်ဆိုရင်တခွန်းထဲနဲ့ပြီးသွားပြီလေဒါကြောင့်လဲလူကြီးမိဘတော်တော်များများကကလေးတွေကိုအကြောက်တရားနဲ့ဆုံးမလေးရှိတာပါဂျိုင်းကလေးတွေကလည်းကျွန်တော်တို့နီးတူအကြောက်တရားနဲ့ဆုံးမတာကိုခံခဲ့ကြရတာဖြစ်တယ်မိဘတွေကတော့စကားနှောက်ထောင်ကြပါစီဆိုတဲ့စိတ်နဲ့ပဲလိန်ခဲ့ကြတယ်ဆိုပေမဲ့အခုတော့ကလေးတွေကတကယ်ထင်နေကြပါပြီအစတုန်းကတော့ကလေးတွေကဘာမှတော့မဖြစ်သေးပါဘူး6ရက်လုံးကစကားတော်မှကောင်းကောင်းပြောနေနိုင်တော့ပါပဲဒါပေမဲ့ကလေးတယောက်ကဒါဆိုငါတို့တွေကမလိန်မာခဲ့ကြလို့အခုတရားတော့မှာပေါ့နော်လို့ပြောလိုက်တဲ့အချိန်ကြာမှသူတို့ကောင်းထဲကိုငါတရားတော့မယ်ဆိုတဲ့အတွေ့အကြုံဝင်လာခဲ့ပါတယ်အဲဒါကြောင့်လည်းကလေးတွေကငါမတည်ချင်သေးဘူးတမိလိန်မနေပါမယ်ကတိပေးပါတယ်ကိုကြီးကြပါဦးချက်နာပေးကြပါဗျာတောင်းပန်ပါတယ်လို့အော်ပြီးအောင်ငုံကြတော့ကိုတွေ့ရမှာပါကလေးတွေဘက်ကနေကြည့်လိုက်မယ်ဆိုရင်လည်းအခုချိန်တော်တော်လေးကြောက်နေကြမှာတေးချတယ်တေးတွင်းထဲရောက်ဖို့ခြေလမ်းက3-4လမ်းပဲလိုတော့တာဆိုတော့ဘယ်သူမှမကြောက်ပဲနေမလဲကလေးတွေမပြောနဲ့ကျွန်တော်ဆိုရင်လည်းအောင်ငုံနေမှာပဲပူဆိုးတာကသူတို့အခုလိုအနေထားကိုရောက်နေတယ်ဆိုတာကတခြားလူတွေရဲ့ရုပ်မှမှုကြောင့်မဟုတ်ပဲသူတို့မလိမ္မာခဲ့လို့ပါဆိုပြီးထင်နေကြတယ်ဆိုတဲ့အချက်ပါဟုတ်တယ်လေကလေးပါဆိုးတာပေါ့သူတို့ဘလောက်ပဲဆိုးလူကြီးတွေနဲ့ရှင်လိုက်မယ်ဆိုရင်ကလေးတွေရဲ့အဖြစ်ကတိတိလေးပဲရှိတာဒီကလေးတွေဘယ်လိုဆိုးခဲ့ကြလဲ
လဲဆိုတာကိုတော့အခုတွေ့ရမှာပါမိဘစကားလေးနည်းနည်းနားမထောင်မိတာကိုငါအဲ့လိုနားမထောင်မိလို့အခုတော့တည်ရပြီလို့ထင်သွားကြရဲဆိုတာစဉ်းစားကြည့်လိုက်မယ်ဆိုရင်တကယ်ကိုတနာစရာကောင်းတာပါဒါပေမဲ့စောမာကတော့ကလေးတွေအောင်ငုံနေတာကိုကြည့်ရင်ကျင်းတဲ့ဝန်တာနေတာကိုတွေ့ရပါတယ်တကယ်ကောင်မျက်နှာ expression ကစုံနေတာပဲသူ့ဘဝရဲ့အပျော်ဆုံးအချိန်မှာတော့အခုလောက်ကြီးပျော်ခဲ့မယ်လို့မထင်ဘူးကလေးတွေရဲ့ရှေ့ဆုံးမှာရှိနေတဲ့ခေါ်လွန်ကတော့ကျွန်တော်နောက်ဆိုမစိုးတော့ပါဘူးလို့အရင်អော်လိုက်ပြီးအတိတ်မှာတော့ငါသူဆိုခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုပြန်တည်ရနေတာကိုတွေ့ရပါတယ်အဖြစ်အပျက်မှာတော့ Ripley ကတားမလိမ္မာဘူးဆိုရင်နေနဲ့ဖျားကမှတ်ထားမှာတော့တားလေအဲ့ဒါကိုမမိပါနဲ့လို့ပြောလိုက်ပြီးလက်ထဲမှာအယုတ်တစ်ခုကိုကင်ထားတဲ့ခေါ်လွန်ကတော့ဟုတ်ပါပြီဒါပေမဲ့ဒီအယုတ်ကိုတယောက်ချင်းချပြီးရခဲ့တာလေအဲ့တော့ဒီအယုတ်ကတားဟာဖြစ်သွားပြီလို့ပြန်လိုက်ပါတယ်ကြည်ရတာခေါ်လွန်ကတခြားကလေးတယောက်နဲ့ရှင်ချခဲ့ပြီးနိုင်သွားလို့အဲ့ကလေးရဲ့အယုတ်ကိုယူလာခဲ့တာဖြစ်လိမ့်မယ်စစ်တီတော်ရိုးရာကိုကျင့်သုံးနေတော့ငါကြတော့ဒါကိုဆိုးတယ်လို့ခေါ်လို့မရပါဘူးအတိတ်မှာတော့ငါဆိုရင်ဂျိုင်းယန်တွေကငယ်ကလေးကနေတိုက်ခိုက်ရေးအတွက်လေ့ကျင့်ခဲ့ကြတယ်ဆိုတာကိုတွေ့ထားရတာပဲလေအဲ့တော့တိုက်ခိုက်တဲ့ကလေးနဲ့ရောက်တဦးချင်းထိတ်တိုက်ရင်ဆိုင်နေဆိုတာဘာမှထူးဆန်းတာမဟုတ်ဘူးဒါပေမဲ့မိထားလို့မရတာကခေါ်လွန်မွေးတဲ့အချိန်မှာ ABF ဂျွန်ကစစ်တီတော်ရိုးရာကိုမကျင့်သုံးတော့ဘူးဆိုတဲ့အချက်ကရှိနေသေးတယ်ကလေးတွေအားလုံးကလက်ထဲမှာဒါအစားစာအုပ်တွေကိုကင်ပြီးကြီးပြင်းလာကြတာဖြစ်တယ်ပင်လယ်ဖြန်ကျောင်းတစ်ခုလုံးမှာစစ်တီတော်ရိုးရာကိုကျင့်သုံးချင်တဲ့ကလေးကခေါ်လွန်တယောက်တည်းရှိတယ်ဆိုတာကိုလည်းတစ်ချိန်ထပ်မနဲ့တွေ့ထားပြီးပါပြီအဲ့တော့ခေါ်လွန်ကတူနိုင်မယ်ဆိုတာကိုတီရက်နဲ့တခြားကလေးတယောက်နဲ့တူချင်းချပြီးအဲ့ကလေးရဲ့အယုတ်ကိုယူလာခဲ့တယ်လို့ပြောလို့ရသွားပါတယ်ဒါတော့အယုတ်ပိုင်ရှင်ကခေါ်လွန်ကိုလိုလလားနဲ့ချခဲ့တာဟုတ်ချင်မှဟုတ်ပါလိမ့်မယ်ပြောရရင်တော့ခေါ်လွန်ကကလေးတယောက်ကိုအနိုင်ကျင့်ပြီးအဲ့ကလေးရဲ့အယုတ်ကိုယူလာခဲ့တာပါပဲဒီလောက်ရက်ကမားတယ်ဆိုတာကိုသူကိုယ်တိုင်သိနေလို့လေဒီအဖြစ်အပျက်ကိုပြန်တည်ရနေတာပေါ့စိတ်ဝင်စားစရာပိုကောင်းတာကတော့ခေါ်လွန်ရဲ့လက်ထဲကအယုတ်ပါပဲဒီအယုတ်ကဘာနဲ့တူတယ်လို့ထင်ကြလဲဟုတ်ပါတယ်အမှာတော့ငါတွေ့ခဲ့ရတဲ့အယွန်းဂျိုင်းယန်ကြီးအမတ်နဲ့ချွတ်စွတ်ကိုတူနေတာပါအဲ့တော့တေးချတယ်ဒီအယုတ်ကအမတ်ကိုအခြေခံပြီးထုတ်ထားတဲ့အယုတ်ဖြစ်ပါလိမ့်မယ်ဒါကြောင့်ဂျိုင်းယန်တွေကအမတ်ကိုဘယ်လိုတည်နေတာလဲအမတ်နဲ့ပုံတူအယုတ်တွေတောင်ထုတ်နေကြတာဆိုတော့ ABF နဲ့ AMAT ကဘယ်လိုပတ်သက်ဆက်နမှုတွေရှိခဲ့တာလဲဆိုပြီးမေးစရာပေါ်လာတယ်ကျွန်တော်အမြင်အရကတော့ဖြစ်နိုင်ခြေကနှစ်ခုရှိတယ်ပထမတစ်ခုကတော့ AMAT က ABF တန်တာကြီးထဲမှာပါခဲ့လို့ဂျိုင်းယန်တွေကဆက်ရုပ်ကြီးကိုတည်နေတယ်ဆိုတာပါပဲ AMAT ဟာ Voice Century အတွင်းမှာတော့က Drop Boy ရဲ့အဖော်ဖြစ်ခဲ့ဖူးတယ်လို့တည်ထားရတယ်မဟုတ်လား Drop Boy ဆိုတာကလေနီကာအဖြစ်ပြောင်းလို့ရတဲ့လူတွေထဲကတယောက်ပဲလေအဲ့တော့ ABF တန်တာကြီးထဲမှာစန်ကောနီကာအပြင်သူ့ရဲ့အဖော်ဖြစ်တဲ့ AMAT ကလည်းပါနေတယ်ဆိုတာကတကယ်ဖြစ်နိုင်ခြေရှိတာပါဂျိုင်းယန်တွေကစန်ကောနီကာကိုတော့ကိုယ်ကွယ်နေကြတာဆိုတော့နီကာရဲ့အဖော် AMAT နဲ့ချွတ်စွတ်တူတဲ့အယုတ်တွေကိုထုတ်နေကြမယ်ဆိုရင်လေအတိတ်ပဲရှိတာထက်ကိုပိုပါတယ်ဒုတိယဖြစ်နိုင်ခြေကတော့ AMAT ဟာအတိတ်မှာတော့က ABF ကျွန်းပေါ်မှာရှိခဲ့ဖူးတယ်ဆိုတာပါပဲဒီ theory ကိုရှင်းဖို့ဆိုရင် AMAT ရဲ့အတိတ်ကိုတစ်ချက်ပြန်သွားကြည့်ရလိမ့်မယ် AMAT ဟာ Voice Century အတွင်းမှာတော့က Drop Boy နဲ့ခင်မင်ခဲ့ပြီး Drop Boy တည်သွားတဲ့နောက်မှာတော့ရာစုနှစ်ပေါင်းများစွာပျောက်သွားခဲ့ပါတယ်အဲ့လိုနဲ့ပဲလွန်ခဲ့တဲ့နှစ်နေရာကိုရောက်တဲ့အချိန်ကျမှ Miri Joss ကိုရောက်လာခဲ့ပြီးအဲ့မှာတောင်းကျမ်းသွားခဲ့တာပါအဲ့နောက်မှာတော့ Emo က AMAT ကိုဖျက်ဆီးဖို့အတွက်အမိန့်ပေးလိုက်ပေမဲ့စီထန်ကဆက်ရုပ်ကြီးကိုတိတ်တဆိတ်စံတက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်အဟက်ကျွန်းပေါ်ကိုရောက်လာခဲ့တယ်ဆိုပါတော့အဲ့တော့ AMAT က ABF ကျွန်းပေါ်မှာရှိနေခဲ့မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်800နဲ့နှစ်200ကြားထဲမှာဖြစ်နေမှာပါဒါကလည်းဖြစ်နိုင်တာပဲ ABF ကျွန်းဆိုတာက War Government ရဲ့ရန်သူမဲ့လို့ AMAT အဲ့မှာရှိနေမယ်ဆိုရင် War Government အနေနဲ့ဆက်ရုပ်ကြီးကိုဘယ်လိုနည်းနဲ့မှရှာလို့ရမှာမဟုတ်ပါဘူးနောက်ပြီး ABF ကျွန်းပေါ်မှာတိတ်ပန်စံတက်ဆောင်ကြီးတစ်ခုရှိနေသေးတာဆိုတော့ AMAT က အစံတက်ဆောင်တဲ့တောင်မှပတ်သက်မှုရှိနေနိုင်တယ်ဥပမာအနေနဲ့ AMAT ကိုအစံတက်ဆောင်ထဲမှာတိစောက်ခဲ့တယ်ဆိုတာမျိုးဒါမှမဟုတ် Drop Boy တည်သွားတဲ့နောက်မှာ AMAT ကအစံတက်ဆောင်သားမှာတွားနေခဲ့တယ်ဆိုတာမျိုးပေါ့စောစောတုန်းကဖြစ်နိုင်ခြေတစ်ခုရှိတယ်လို့ပြောခဲ့ပေမဲ့နောက်ဖြစ်နိုင်ခြေတစ်ခုကိုလည်းမေ့ထားလို့မရပါဘူးအဲ့ဒါကတော့ AMAT က ABF တန်တာကြီးထဲမှာပါခဲ့ဖူးတယ်လို့ ABF ကျွန်းပေါ်မှာလည်းရှိခဲ့ဖူးတယ်ဆိုတာပါပဲပြောရရင်တော့ရှိက theory တစ်ခုလုံးမှန်နေပါတယ်ပေါ့ဘယ်လိုထင်ကြလဲတေချာတာကတော့ Giant နေစီမှာ AMAT နဲ့ချွတ်တူတဲ့အယုတ်တွေရှိနေတယ်ဆိုတာအကြောင်းမဲတော့မဟုတ်ပါဘူး AMAT နဲ့ ABF ကြားထဲမှာပတ်သက်ဆက်နေမှုကတေချာပေါက်ရှိနေပါလိမ့်မယ်ဘယ်လိုပတ်သက်နေလဲဆိုတာကိုပဲစောင့်ကြည့်ရမှာပါဇလန်စီကိုပြန်သွားရမယ်ဆိုရင်ခေါ်လွန်ကတခြားကလေးတွေကိုအနိုင်ကျင့်ပြီးအဲ့ကလေးရဲ့အယုတ်ကိုပါယူလာခဲ့တယ်ဆိုတာကို Ripley ကသိနေပါတယ်ဒါကြောင့်လည်းသူ့သားခေါ်လွန်ရဲ့နားကိုဆွဲပြီးဒါအဲ့လောက်တမာတာကိုတခြားပြောညံ့တဲ့လူတွေကိုညာတာရမှာလေတွားခုချက်ချင်းအဲ့ကလေးကိုတွားတောင်းပန်လို့អော်လိုက်ပါတော့တယ်ခေါ်လွန်ကနာလွန်းလို့ဘာမှပြန်မပြောနိုင်ပဲဖြစ်နေတာကိုတွေ့ရမှာပါခေါ်လွန်ရဲ့နောက်ကယေဗာကလည်းခေါ်လွန်နီးသူငိုနေပြီးအတိတ်မှာတော့ကသူစိုးခဲ့တဲ့ဖြစ်ပျက်တစ်ခုကိုပြန်အမှတ်ရနေပါတယ်အဲ့အဖြစ်ပျက်မှာတော့ယေဗာရဲ့အမေကဘာလို့စားစရာတွေကိုကိုအောင်မစားတာလဲအမေချက်တဲ့ဟင်းတွေကိုအဲ့လောက်တော့မုန်းတာလားလို့ပြောလိုက်ပြီးယေဗာကတော့မုံလောင်ဥကြီးပါတာကိုလို့ပြန်တော့ပြန်လိုက်ပါတယ်ယေဗာဆိုးတယ်ဆိုတာကဘာမှတော့မဟုတ်ပါဘူးအတီးအရွက်လေးမစားမိတာပါပဲအတီးအရွက်မစားချင်တိုင်းကောင်းခင်ပုံကအပြစ်ပေးတာကိုခံရကြိဆိုရင်ကလေး10ယောက်မှာ9ယောက်လောက်ကအသက်ရှည်ကြမှာမဟုတ်ဘူးယေဗာကတကြီးဂျာရူးရဲ့မြင့်မလေးဆိုတော့ဒီမှာတွေ့ရတဲ့မိန်းမကဂျာရူးရဲ့မြေဒါမှမဟုတ်မြေချွေးမဖြစ်ပါလိမ့်မယ်အခုကနေစပြီးကလေးလေးယောက်ရဲ့အသွေးထဲမှာဘာတွေရှိနေလဲဆိုတော့ကိုလိုက်ပြပြီးမှဖြစ်တယ်အဲ့ဒါကြောင့်အခုဆက်မြင်ရမယ့် panel တွေကအတိတ်မှာတော့ဖြစ်ခဲ့တယ်ဆိုတာကိုမမေ့လိုက်ကြပါနဲ့တတိယမြောက်ကလေးဖြစ်တဲ့ Scotty ကိုတော့သူ့အမေကဟေးမင်းဖေရဲ့ထားကိုထုံးမစောနဲ့လို့ဘယ်နဲ့ချင်းပြောရမလဲလို့អော်လိုက်ပြီး Scotty ကတော့သူ့နောက်ပိတ်ထားတဲ့အပြင်ရှာပေါ်ထုတ်ပြနေတာကိုတွေ့ရမှာပါ Scotty ရဲ့အမေစိတ်တူနေတာကိုကြည့်လိုက်နာမီစိတ်တူနေတာနဲ့မတူဘူးလားတော်တော်ကြီးကိုတူတာနော်နောက်တစ်ယောက်ကတော့ OE ရဲ့မြေးဖြစ်သူ Olaf ပါ Olaf ကတော့ကျွန်တော်အဖိုးမုန်းတယ်အဖိုးကလူရိုင်းပင်တဲ့မြကြီးလို့ပြောလိုက်ပြီးမျက်နှာပြောင်နေတာကိုတွေ့ရပါတယ် Giant Warrior Party တွေဆိုတာစစ်တီတော်ယူရကိုကျင့်သုံးခဲ့ကြတဲ့လူတွေအတွက်ကကြတော့စံထားရတဲ့ပုံကိုယ်တွေဆိုပေမဲ့စစ်တီတော်ယူရကိုမကျင့်သုံးပဲကြီးလာကြတဲ့ဒီကလေးတွေအတွက်ကကြတော့ဘာတိတ်ခါမှမ
မချီတဲ့အရိုင်းဆိုင်နေပါပဲကိုပွားတစ်ခုလုံးတိုက်ပွဲပေါင်းမြောက်များစွာကိုဝင်တိုက်ခဲ့ပြီးနိုင်ပွဲပေါင်းမြောက်များစွာကိုယူနိုင်ခဲ့တယ်ဆိုပေမဲ့အိုအီမိုလည်းသူ့မြေနဲ့ကြားမှာအရိုင်းဆိုင်တယောက်ဖြစ်နေပါပြီအဲ့လိုကြတော့လေတနာစရာကောင်းတာအထူးသဖြင့်အိုအီမိုကသူ့မြေကိုသူ့အသက်ထပ်ပို့ပြီးချစ်တာဆိုတော့သူ့မြေစီကဒီလိုစကားကြားရတဲ့အချိန်တော်တော်ကြီးဝိုင်းနေနေမှာတေးချတယ်ကလေးနောက်တစ်ယောက်ဖြစ်တဲ့ခါရီကတော့ကြည့်ရတာသူ့အမေကိုလိန်လိုက်တယ်ထင်ပါတယ်ဒါကြောင့်သူ့အမေဖြစ်သူကလည်းတမီးအမေကိုလိန်ပြန်ပြီလားတမီးအမှန်တိုင်းမပြောပြရင်အမေကတမီးကိုဘယ်လိုကခွဲရမှာလဲလို့ပြောလိုက်တာကိုတွေ့ရမှာပါကလေးမလေးကတော့ဘာမှပြန်မပြောဘဲသူ့ရဲ့မျက်နှာကိုလွှဲထားလိုက်ပါတယ်ပထမကလေး6ယောက်ထဲကနောက်ဆုံးတစ်ယောက်ဖြစ်တဲ့မက်ကတော့သူ့အမေကိုအဲ့ဒါကြီးကိုဘာလို့ကြောင်းအောင်ပြန်ယူလာတာလဲအမေတားတော်အိမ်စာမလို့ရသေးလို့တမင်တက်အိမ်မှာကြံခဲ့ရောင်ဆောင်ထားပါတယ်ဆိုလို့ပြောလိုက်ပြီးသူ့အမေကတော့စိတ်မကောင်းဖြစ်သွားတဲ့ပုံပေါ်ပါတယ်ကျောင်းမှာတော့ကအိမ်စာလုတ်ခိုင်းပြီးဆိုရင်မလုတ်ပဲအဲ့ဘာသာနဲ့ဆိုင်တဲ့စာအုပ်ကိုအိမ်မှာတမင်ထားခဲ့ပြီးဆီယမလာစစ်တဲ့အချိန်စာအုပ်မိကြံခဲ့ပါတယ်လို့လိန်ဖူးကြတယ်မဟုတ်လားကျွန်တော်ကတော့မယီမတွက်နိုင်အောင်ကိုလှုပ်ဖူးတယ်အထူးသဖြင့်ဘာမှလည်းအကျိုးမရှိပဲစာတွေကိုအပိုက်လိုက်ပြန်ကူးခိုင်းတဲ့တမိုင်းတို့ပထဝီတို့ဆိုရင်ဘယ်တော့မှအိမ်စာမလုပ်ဘူးဖတ်စာအုပ်ထဲမှာရှိပြီးသားကိုရေးစာအုပ်ထဲမှာဒီတိုင်းပြန်ရေးခိုင်းတာဗျာဘယ်သူကရေးချင်ပါလဲအတိတ်ပဲလည်းရှိတာမဟုတ်ဘူးကျွန်တော်တို့ကဆိုရင်စာအုပ်ကြံခဲ့တယ်လို့ပဲလိန်တာမဟုတ်ဘူးစာအုပ်အစ်စ်လဲလိုက်လို့စာအုပ်အဟောင်းကကြံခဲ့ပါတယ်ဆိုတာတွေရောစာအုပ်ကိုခွိခိုက်သွားပါတယ်ဆိုတာတွေရောစုံနေတာပဲကျွန်တော်ကတော့ပြောရတယ်ចောင်းသားမှန်နေဆိုရင်ဘဝမှာအနည်းဆုံးတစ်ခါလောက်တော့အိမ်မှာစာအုပ်ကြံခဲ့ပါတယ်ဆိုပြီးလိန်ဖူးလိမ့်မယ်မလိန်ဖူးဘူးဆိုတဲ့လူတွေကိုတော့ចောင်းမှာပြောခဲ့ရလားလို့တော့မေးရလိမ့်မယ်အခုဒီဂျိုင်ယန်ကလေးမိုက်ကလည်းအဲ့လိုပုံစံပါပဲဒါပေမဲ့သူတမင်ချန်ထားခဲ့တဲ့စာအုပ်ကိုသူ့အမေကចောင်းထိပြန်လာပေးလို့စိတ်တုန်နေတာပါဒီကလေးတွေဆိုးခဲ့ပါတယ်ဆိုတဲ့အဖြစ်အပျက်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်အားလုံးကတာမန်ကလေးတစ်ယောက်လှုပ်လေလှုပ်ထားရှိတဲ့အရာတွေပဲဘာမှဟိုလိုကြီးဆိုးတာလည်းမဟုတ်ဘူးဒါပေမဲ့ကလေးတွေကတော့သူတို့ဒီလိုဆိုးခဲ့ကြလို့တေးရတော့မယ်လို့ထင်နေကြပါပြီအဲ့လိုနဲ့ပဲခေါ်လွန်ဟာအောက်ပြုတ်ကြဖို့ခြေတလန်းအလိုကိုရောက်လာခဲ့ပြီးတာမတေချင်းတေးဘူးမေကြီးလို့အော်ငိုနေတာကိုတွေ့ရပါတယ်အဲ့အချိန်မှာပဲခေါ်လွန်ရဲ့အမီရီပလီကခေါ်လွန်ရဲ့ရှေ့ကိုရောက်လာပြီးခေါ်လွန်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်ခေါ်လွန်ကိုရစ်ပတ်ထားတဲ့ဆူချွန်တွေကရီပလီရဲ့ခန္ဓာကိုယ်နေရာအနှံ့ကိုထိုးချင်းပေါက်ဆိုင်ဝင်သွားတာတောင်ရီပလီကတော့အပြုံးမပြတ်ပဲလာပါကလေးရဲ့အမေတောင်းပန်ပါတယ်အမေတောင်းမရတတ်နိုင်ခဲ့ဘူးဒါပေမဲ့တားတယောက်သေးကိုလည်းတေခွင့်မပြုတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်တကယ်ဆိုရင်ဒီလိုအနေအထားမှာရီပလီအနေနဲ့တေလောက်အောင်နာကျင်နေရမှာပါတာမာလာပါပြီဆိုတဲ့ဂျိုင်းရဲ့နေတော်မှာဒီဆူချွန်တွေကိုလက်နဲ့ထိမိယုံနဲ့မြေကြီးမှာအလူအလဲဖြစ်ကုန်ကြတာဗျာအခုကကြတော့ရီပလီကသူ့ရဲ့ခန္ဓာကိုယ်နေရာအနှံ့မှာဆူချွန်နေနဲ့ထိုးခံလိုက်ရတာဖြစ်တယ်နှလုံးအစုံနဲ့အုံနောက်တို့လိုခန္ဓာကိုယ်ရဲ့အရေးကြီးစိတ်ပိုင်းတွေကိုမထိမိလို့တော်သေးတာပေါ့ဗျာအဲ့နေရာတွေကိုဒါထိသွားမယ်ဆိုရင်ချက်ချင်းကိုတည်သွားလောက်တယ်ရီပလီအနေနဲ့ဒီလိုအခြေအနေကိုရောက်နေတာတော့ဘာမှဖြစ်တယ်လို့ပြုံးနေနိုင်တယ်ဆိုတာကသူ့ရဲ့ခန္ဓာရည်ကြောင့်မဟုတ်ဘူးနော်တခြားအချိန်တွေမှာဆိုရင်သူလည်းတခြားကြားရဲ့နေလို့ပဲအလူအလဲဖြစ်နေမှာတေးချတယ်အခုကကြတော့သူသားနာကျင်မှုကြောင့်အော်နေမယ်ဆိုရင်သူသားဖြစ်သူပါဝမ်းနေရမှာမလို့အာတင်ပြီးပြုံထားတာဖြစ်တယ်အေးလေကိုရိုင်းကတေးတော့ပါမယ်ဆိုမှကိုမိပါပါအုံငိုနေမယ်ဆိုရင်အခြေအနေကပိုဆိုးသွားမှာပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့်ပြောရရင်ရီပလီကသူ့သားကိုချစ်တဲ့စိတ်ကြောင့်အခုလိုခန္ဓာရင်ရှိသွားတာဖြစ်တယ်ခေါ်လွန်ကတော့သူ့အမေအခုလိုဖြစ်သွားတာကိုမြင်ပြီးတွားပါတော့အမေပါတေးလိုက်မယ်လို့ပြောလိုက်ပေမဲ့ရီပလီကတော့အမေကယူမဆိုင်ဘူးလို့ပြန်တော့ပြန်လိုက်ပါတယ်ဒီလိုလောက်တာကရီပလီတယောက်တည်းတော့မဟုတ်ပါဘူးစောစောကမြင်ခဲ့ရတဲ့ကလေး6ယောက်ထဲကကျန်တဲ့ကလေး9ယောက်ရဲ့မိဘအုပ်ထိန်းသူတွေကလည်းရီပလီနီးသူတို့ရဲ့ကလေးတွေကိုပြစ်ဖတ်ထားလိုက်ကြပါတယ်စောစောတော့ငါသူ့မြေကိုတွားကင်လိုက်လို့အလူအလဲဖြစ်သွားတဲ့အိုအီမိုလည်းအခုတော့သူ့မြေကိုဖတ်ထားပြီးခန္ဓာကိုယ်တစ်ခုလုံးဆူးတွေနဲ့ထိုးဆက်ကန်ထားရတာတော့ဘာမှဖြစ်တယ်လို့ပြုံးနေနိုင်ပါတယ်ကျန်တဲ့မိဘတွေကလည်းထုံနီးသူပါပဲကလေးတွေကတော့သူတို့မိဘတွေရဲ့လုပ်ရက်တွေကိုမြင်ပြီးအုံငုံနေကြတယ်ဆိုပါတော့ကလေးတွေအုံငုံနေတယ်ဆိုတာကသူတို့တေမာကိုကြောက်လို့မဟုတ်ဘူးနော်သူတို့တွေကမလိမ္မာခဲ့ကြတာတော့မိဘစကားနားမထောင်ခဲ့တာတော့သူတို့ရဲ့မိဘတွေကကြတော့သူတို့ကိုအသက်နဲ့ယဉ်ပြီးချစ်ကြတယ်ဆိုတာကိုမျက်ဝါးထင်ထင်တွေ့သွားကြလို့ပါပဲဒီအဖြစ်အပျက်တစ်ခုထဲနဲ့တင်ချိုင်းရဲ့မိဘတွေက One Piece ထဲမှာလေးစားစရာအကောင်းဆုံးမိဘစီရင်ထဲကိုဝင်သွားပါပြီတချို့တွေဆိုရင်ကိုယ်ကလေးကိုချစ်နိုင်တဲ့နေရာမှာတော့ဒီချိုင်းရဲ့နေကကူမာရဲ့ level နီးနီးရှိတယ်လို့တော့ပြောနေကြတဲ့အထီးပါပဲကလေးတွေကတော့ဒီတိုင်းလက်ဆက်လျှောက်နေကြတာကြောင့်ကလေးတွေရောကလေးတွေကိုဖတ်ထားတဲ့မိဘတွေကပါအောက်ကိုပြုတ်ကျကုန်ကြပါတော့တယ်ရှေ့ဆုံးမှာရှိတဲ့ခေါ်လွန်နဲ့ရီပလီတို့ကတော့အရင်ပြုတ်ကြတာပေါ့သူတို့နောက်မှာတော့ယေဗာနဲ့သူ့အမေစကော်ဒီနဲ့သူ့အမေအိုလဖ်နဲ့သူ့အဖိုးကာရီမ်နဲ့သူ့အမေမက်နဲ့သူ့အမေဆိုပြီးအစင်လိုက်ပြုတ်ကျကုန်ကြတာကိုတွေ့ရမှာပါမိဘတွေဟာသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဆူးချွန်နေနဲ့ထိုးဆိုင်ခံထားရတာတော့သူတို့တေလာအောင်နာကျင်နေရကြောင်းထုတ်မပြောခဲ့ပါဘူးသူတို့တာသမီတွေအားရှိနေအောင်ပြုံးမြဲပြုံးထားစေပါဒါဖြစ်နေတဲ့အချိန်မှာစောမာကတော့အာရပါရအော်ရည်နေတာကိုတွေ့ရပါတယ်နီကာပြောင်းထားတဲ့လူဖီတောင်သူ့လောက်မရည်နိုင်တော့ဘူးမသိရင်ယူတယောက်ကြနေတာပဲပြောလို့မရဘူးတကယ်လဲယူရင်ယူနေမှာဒီကောင်ကတိတ်ပြီးမူမှန်တဲ့ပုံမပေါ်တော့ဘူးဒီ chapter မှာစောမာရဲ့ရုံမာမှုကလက်ဖြတ်ခါလောက်တယ်ဒီလောက်ပဲလားဆိုရင်မဟုတ်သေးဘူးနော်ခဏနေကြရင်လည်းဒီကောင်ရည်တာကိုဆက်မြင်ရအောင်ပါပါကလေးက6ယောက်ပဲပြုတ်ကြတာလားဆိုရင်မဟုတ်ဘူးရှေ့ဆုံးမှာရှိတဲ့6ယောက်ကိုပြပေးပြီးတဲ့နောက်မှာအနောက်ပိုင်းက4ယောက်ကိုပြန်လိုက်ပြထားပေးတယ်အဲ့4ယောက်ထဲကပထမ1ယောက်ကတော့အကောင်းမြင်တတ်တဲ့ကလေးမလေးရောညာပါဒီကလေးမလေးဟာအရင်ကလည်းမြောက်ကဘာကိုပြစ်ချခံရခံပြီးဖြစ်ခဲ့ပါသေးတယ်အတိအကျဆိုရင် Ghost Knight တွေကကြောင်းနဲ့စာကြည့်တိုက်ကိုမီးရှို့ရင်ရှို့မရှို့ဘူးဆိုရင်တော့ကလေးမလေးရောညာကိုမြောက်ကဘာစီပြစ်ချပစ်မယ်လို့ချင်းချောက်ခဲ့တာဖြစ်တယ်အဲ့တော့ဒါကရောညာရဲ့ပထမအဦးဆုံးတော့အတွေ့အကြုံတော့မဟုတ်ပါဘူးပထမတစ်ချိန်လုံးကလည်းရောညာကသူဘာမှဖြစ်ပါဘူးအကုန်လုံးဆင်ပြေသွားမှာပါသူအသက်ရှင်လို့ကြောင်းနဲ့စာကြည့်တိုက်မီးရှို့ခံရမယ်ဆိုရင်အသက်မရှင်ချင်ပါဘူးဆိုတာမျိုးတွေပြောခဲ့တဲ့အပြင်အပြုံးလဲတစ်စက်ကလေးမှပြတ်မသွားခဲ့ပါဘူးအခုလည်းအဲ့အတိုင်းပါပဲဘာမှမထူးဘူးမြောက်ကဘာကိုပြုတ်ချဖို့ခြေတလန်းလောက်အလိုကိုရောက်နေတာတော့စိတ်မပူကြနဲ့
နဲ့နော်တမီးတို့အားလုံးအဆင်ပြေသွားမယ်ဆိုတာကိုတမီးသိတယ်ဟုတ်တယ်မလားငါတို့အသက်ရှင်ကြမှာမလားလို့ပြောပြီးပြုံးနေတာကိုတွေ့ရမှာပါကလေးမလေးကတော့ One Piece ထဲကအကောင့်အမြင်သက်ဆုံးလူတွေထဲကတက်ရောက်ပါပဲသူ့လောက်အကောင့်မြင်သက်တဲ့လူ One Piece ထဲမှာရှိလားဆိုတာတော့မသိချတော့ဘူးတစ်ချိန်ပဲဆိုရင်လည်းထားလိုက်အောင်ခုက2ချိန်တော့တခြားလူတွေတော့မသိဘူးကျွန်တော်ဒါဒီကလေးနေရာမှာဆိုရင်ကြောက်သေးတွေပန်းပြီးကဲကြပါအောင်လို့အော်နေမှာတေးချတယ်ဘဝမှာရော်ညာလို့ဒါအကောင့်မြင်တတ်မယ်ဆိုရင်စိတ်ညစ်ရတယ်ဆိုတဲ့အချိန်တော့ရှိလာမှာမဟုတ်တော့ဘူးရော်ညာကသူအဆင်ပြေပါတယ်လို့ပြောပြီးနောက်ဆုံးခြေလမ်းကိုလမ်းလိုက်တဲ့အချိန်သူ့အဖေကရောက်လာပြီးရော်ညာကိုဖတ်ထားလိုက်ပါတော့တယ်ရော်ညာရဲ့ဆူချွန်တွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစိုက်ဝင်သွားတာတော့ဘဲကြီးကဘာမှမဖြစ်ဟန်ဆောင်ပြီးစောစောကတမီးပြောတာကိုအဖေကြားလိုက်တယ်တမီးကအရင်တတိရှိတာပဲလို့ပြောလိုက်ပါတယ်စောစောကဆိုတာကတော့ရော်ညာပထမတစ်ချိန်အောက်ပစ်ချခံရခံဒီအဖြစ်ပြက်ကိုပြောတာပါရော်ညာတယောက်သူ့အဖေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဟန်ဆောင်မပြုံးနိုင်တော့ဘဲအာရပါရငိုချလိုက်ပါတော့တယ်သူစန်းနာကအိုဒါအနေနဲ့ဒီကလေး10ယောက်ထဲကတခြားကလေးတွေအားလုံးဘယ်လိုပုံစံနဲ့ဆိုးခဲ့ကြလဲဆိုတာကိုပြပေးခဲ့တယ်ဆိုပေမဲ့ရော်ညာမလိမ္မာခဲ့တဲ့အဖြစ်ပြက်ကိုတော့လုံးဝကိုမထည့်ပေးခဲ့ပါဘူးရော်ညာကမိဘဇက်ကအမြဲတမ်းနားထောင်ခဲ့တာလားဒါမှမဟုတ်အိုဒါကိုရိုင်ကပဲထည့်ဆွဲပြဖို့မိသွားတာလားတခုခုတော့တခုခုပါပဲကျောင်းနဲ့စာကြည့်တိုင်းအတွက်သူ့ရဲ့အသက်ကိုစသေးဖို့တော့ဝင်မလေးခဲ့တဲ့ကလေးမလေးတယောက်ကမိဘဇက်ကအမြဲတမ်းနားထောင်နေဆိုတာကလည်းအတိတ်ပဲရှိတာထက်ကိုပိုပါတယ်အဲ့ဒါကြောင့်ပထမတစ်ခုကိုတော့ဖြစ်နိုင်ချေပုံများတယ်လို့ထင်မိတယ်နောက်ကလေးတယောက်ကတော့သူ့အမေကကြောက်စရာအကောင်းဆုံးပါလို့ပြောခဲ့တဲ့ကောင်လေးပန်ပါဒီမှာဆိုရင်လဲဆီယာမအန်ဂျီကဘာဟုတ်ကြောက်ဆုံးလဲလူမေးလိုက်တဲ့အချိန်ပန်ကကျွန်တော်အမေလို့ပြောလိုက်တဲ့အချိန်ကိုပြန်လိုက်ပြထားပေးပါသေးတယ်အခုတော့ကြောက်စရာကောင်းလာပါပြီဆိုတဲ့သူ့အမေကသူ့ကိုအတက်နဲ့ယင်းပြီးလာပြစ်ဖတ်လိုက်တာကြောင့်ဘန်တယောက်စိတ်မကောင်းနေဖြစ်ပြီးအော်ငိုနေရပါပြီအဲ့ဒါကြောင့်လဲဘန်ကငိုယိုရင်းနဲ့တောင်းမှန်ပါတယ်တားအမျိုးကြောက်စရာကောင်းတယ်လို့ပြောခဲ့မိတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဘန်ရဲ့အမေကတော့စိတ်မဆိုးတဲ့အပြင်ရပါတယ်ချစ်ဆုံးလေးရဲ့တောက်ကောက်ခွေဖို့အတွက်မိကြီးကတခါတလေကြာရင်ကြောက်စရာကောင်းနေဖို့လိုတယ်လေလို့အပြုံးနဲ့ပြန်တော့ပြန်လိုက်တာကိုတွေ့ရမှာပါအောက်ပြုတ်ကြတော့မဲ့ကလေးတွေကိုမိဘတွေလာဖတ်တဲ့ဇက်ဝင်ခန်းတွေအကုန်လုံးမှာတော့ဘန်နဲ့သူ့အမေရဲ့ဇက်ဝင်ခန်းကတကယ်တနာစရာအကောင်းဆုံးပဲရင်ထဲလည်းတကယ်ထိတယ်ကျွန်တော်ဒီ chapter ကိုစဖတ်တဲ့အချိန်တုန်းကဆိုရင်ဘန်ရဲ့အလက်ကိုရောက်တဲ့အချိန်ကြာမှဒီဇက်ဝင်ခန်းတွေကတော်တော်လေးတနာစရာကောင်းပါလားဆိုတဲ့အတွေးကဝင်လာတာပါကြောက်စရာကောင်းလာပါပြီဆိုတဲ့အမေတယောက်စီကနေဒီလိုစကားကိုကြားလိုက်ရတာဗျာဘယ်လိုပြောရမလဲမသိဘူးခီစာရုငိုတဲ့ chapter ရဲ့ chapter ပြတော့မှာတော့ကကျွန်တော်ပြောခဲ့တဲ့စကားတစ်ခုကိုမှတ်မိကြလားအချိန်ပြည့်ဝမ်းနေနေတဲ့လူတယောက်ငိုတာကိုတွေ့ရတာကဘာမှတိတ်မထူးဆန်းဘူးဆိုပေမဲ့တည်ငြိမ်ရင်ကျက်တဲ့လူတွေအမြဲတမ်းပြုံးနေတတ်တဲ့လူတွေစိတ်သက်သာမာလာပါပြီဆိုတဲ့လူတွေငိုတာကိုတွေ့ရပြီဆိုရင်ရင်ထဲမှာဘာမှမသိတဲ့ခံစားချက်ကိုပေးတယ်ဆိုတာလေအခုလည်းအဲ့လိုပုံစံနဲ့ခက်ဆင်ဆင်ပါပဲပန်းပြောပုံအရဆိုရင်တော့သူ့အမေကအရင်ကြောက်စရာကောင်းရမှာပါအခုကျတော့ကြောက်စရာကောင်းရမယ့်လူကတားအတွက်ကြောက်စရာကောင်းတည်ရင်ကောင်းရမှာပဲဆိုတဲ့စကားကိုပြောလိုက်တာဆိုတော့အမေဖြစ်သူကိုတော်တော်လေးတနာသွားတယ်လို့ပဲပြောရမလားမသိဘူးကြည်နေတဲ့လူတွေလည်းဒီခံစားချက်ကိုနားလည်ကြမယ်လို့ကျွန်တော်ကတော့ထင်တာပဲဆက်သွားရမယ်ဆိုရင်ကလေးနောက်တစ်ယောက်ကတော့ယောဟာနာပါဒါပေမဲ့တခုထူးဆန်းတာကဒီကလေးမကိုလာခဲ့တဲ့မိဘဆွေမျိုးတွေကတယောက်မှရှိမနေပါဘူးဒီကလေးမလေးစီမှာမိဘတွေမရှိတော့ဘူးဆိုတာကိုတော့အခုမှသိလိုက်ရတာမဟုတ်ပါဘူးပြန်ပေးဆွဲခံထားရတဲ့ကလေး10ယောက်ကိုနာမည်နဲ့တယောက်ချင်းစီမိတ်ဆက်ပေးတော့ကဆိုရင်လေယောဟာနာဟာအနည်းဆုံးတော့နှစ်မှာမိဘတွေရှိပါသေးတယ်လို့ပြောခဲ့ဖူးတယ်ဒါကြောင့်ယောဟာနာကမိဘမဲ့တယောက်ဖြစ်ရမယ်ဆိုတာကိုအိုဒါကအခုမှသုံးဖြတ်လိုက်တာမဟုတ်ပဲအရင်ကတည်းကနေကြိုတင်စီစဉ်ခဲ့တယ်ဆိုတာကိုသိရပါတယ်ယောဟာနာရဲ့မိဘတွေကကျွန်တော်တို့တီပီတာအဖြစ်ပြက်တစ်ခုမှတည်သွားခဲ့တာတောင်ဖြစ်နေနိုင်တယ်ဥပမာအနေနဲ့ဆိုရင်ပင်မောင်ကြောင်ရွာကြီးတစ်ခုလုံးမိလောင်သွားတဲ့အချိန်မျိုးမှာပေါ့ဇလန်စီကိုဆက်သွားရမယ်ဆိုရင်ယောဟာနာကသူ့ကိုလာကဲမဲ့လူမရှိတာကြောင့်သူတို့တွေကကန်ကောင်းလိုက်တာသူတို့ကိုဖတ်မဲ့မိဘတွေရှိကြတယ်လို့ဝမ်းနဲ့မျက်ရည်တွေနဲ့အတူပြောလိုက်ပါတယ်ယောဟာနာစီမှာမိဘတွေမရှိတော့ပေမဲ့သူ့ကိုမိဘလိုချစ်ပေမဲ့လူတယောက်တော့ရှိနေပါသေးတယ်အဲ့ဒါကတော့တခြားလူမဟုတ်ပါဘူးဇီကွက်စာကြီးတိုက်ရဲ့လက်ထောက်စာကြီးတိုက်မှုပင်လယ်ဖြန်ကျောင်းရဲ့ဆရာမအန်ဂျီပါပဲဒီမှာဆိုရင်လည်းအတိတ်မှာတော့ကအန်ဂျီဟာယောဟာနာကိုဆရာမအသမီးအတွက်အမေတယောက်လိုဖြစ်ပေးနိုင်ပါတယ်လို့ပြောခဲ့ဖူးတာကိုတွေ့ရမှာပါဒါပေမဲ့ယောဟာနာကတော့ထိုင်မဲ့ဆရာမအသမီးအမေမဟုတ်တာလို့ပြောလိုက်ပြီးအန်ဂျီကကန်လန့်မှုကိုခခတီးတီးညှဉ်းဆန်ခဲ့ပါတယ်သူ့ရဲ့ခေါင်းထဲမှာတော့ဆရာမအန်ဂျီကတာဝန်အရာငါစိတ်ချမ်းသာအောင်ပြောပေးနေတာပါငါ့ကိုတကယ်ချစ်တာမဟုတ်ဘူးဆိုတဲ့အတွေးတွေဝင်နေမှာပဲဒါပေမဲ့တကယ်တမ်းမှာကျတော့အန်ဂျီဟာယောဟာနာကိုမိဘတယောက်လိုချစ်တာပါအရင်အပိုင်းမှာတော့ကလေးတွေရှိနေတဲ့အနောက်ရွာကိုဆရာမအန်ဂျီကပြေးလိုက်သွားတယ်လို့ဂျင်ဘေကပြောခဲ့တယ်မဟုတ်လားအခုတော့အန်ဂျီဟာကလေးတွေရှိတဲ့နေရာကိုရောက်လာခဲ့ပြီးတူးတီးတော့မိဘမဲ့ကလေးဖြစ်တဲ့ယောဟာနာကိုပြစ်ဖတ်လိုက်ပါတော့တယ်အဲ့အချိန်ကျမှလာဖတ်ပြီးမဲ့မိဘမရှိလို့ဝမ်းနေနေတဲ့ယောဟာနာကလည်းဝမ်းတာမျက်ရည်တွေနဲ့ဆရာမအန်ဂျီလို့အော်လိုက်တာကိုတွေ့ရမှာပါတကယ်တော့အန်ဂျီတယောက်မိလောင်နေတဲ့ကျောင်းနစ်စာကြီးတိုက်နာကနေကလေးတွေရှိတဲ့နေရာစီကိုအပြည့်အလွှာလာခဲ့တယ်ဆိုတာကလည်းယောဟာနာကြောင့်ပါပဲတခြားကလေးတွေစီမှာကမိဘအုပ်ထိန်းသူတွေကိုစီရှိတာကြောင့်ဘာမှစိတ်ပူစရာမလိုဘူးဆိုပေမဲ့ယောဟာနာကကြတော့မိဘမဲ့ကလေးတယောက်ဆိုတာကိုသူသိထားတယ်လေအဲ့ဒါကြောင့်ငါသာမတော်ဘူးဆိုရင်ယောဟာနာလေးတယောက်တည်းအားငယ်နေတော့မှာပဲလို့တွေးပြီးအန်ဂျီကကလေးတွေရှိတဲ့နေရာစီကိုပြေးလာခဲ့တာဖြစ်လိမ့်မယ်ကိုချစ်တဲ့ကျောင်းနစ်စာကြီးတိုက်မိလောင်နေတာကိုတောင်ပြစ်ထားခဲ့ပြီးယောဟာနာစီကိုလာခဲ့တာဆိုတော့အန်ဂျီကယောဟာနာကိုသူ့တမီးအရင်တယောက်လိုတကယ်ချစ်တယ်ဆိုတာကိုသိရပါတယ်ယောဟာနာလေးဝမ်းတာအောင်တာဝန်အရပြောပေးခဲ့တာမဟုတ်ပါဘူးဒါတွေကတော့တကယ်ကိုတနာစရာကောင်းတဲ့ဇက်ဝင်ခန်းနေပါပဲကျွန်တော်တို့နဲ့တော့တိတ်မရင်ကြီးသေးတဲ့ဇက်ကောင်တွေကိုတုံးပြီးအခုလိုဝမ်းနဲ့အောင်လုပ်နိုင်တယ်ဆိုတာကတော့တော်ယုံအရေးအသားကောင်းယုံနေတော့မရပါဘူးအခုဆိုရင်ကလေး9ယောက်နဲ့သူတို့ရဲ့မိဘအုပ်ထိန်းသူတွေကအောက်ပြုတ်ကျသွားပြီဖြစ်ပြီးအပေါ်မှာကတစ်ယောက်ပဲကြံခဲ့ပါတော့တယ်အဲ့ဒါကတော့ရိုဒိုရဲ့ညီဖြစ်သူဘီယောင်းပါပဲဘီယောင်းကိုကဲမဲ့လူကအခုချိန်ထိပေါ်မလာသေးတာကြောင့်ကောင်လေးဟာအတိတ်ကအဖြစ်ပြက်တစ်ခုကိုပြန်အမှတ်ရနေတာတွေ့ရမှာပါအဲ့အဖြစ်ပြက်မှာတော့ဘီယောင်းကရိုဒိုကိုကြောက်အောင်မလာနဲ့လို့ဘယ်နှခါပြော
ပြောရမလဲအခုလိုမျိုးယူကြောင်ကြောင်သူတယောက်ကိုအကူတော်ထားရတာရှက်ပါတယ်ဆိုနေမှလို့ပြောလိုက်ပြီးတစ်ဖက်ကရိုတိုကတော့ညီလေးမကြက်ဘူးဆိုရင်အခုရဲ့ပင်ကိုအချင်းစရိုက်တွေကိုဖုံးကွယ်ဖို့စူးစမ်းပါမယ်လို့ပြန်တုံ့ပြန်လိုက်ပါတယ်အင်္ဂလိပ်ဘာသာပြန်မှာကြတော့ Beyond ကရိုတိုကို nut လို့ခေါ်ထားတာပါ nut ဆိုတာကိုမြန်မာလိုတိုက်ရိုက်ဘာသာပြန်ဖို့တော့ခက်တယ်ဆိုသူ့ရဲ့အတိတ်ပဲကိုစကားလုံးတစ်ခုထဲနဲ့မှဖော်ပြလို့မရပဲတချို့တွေက nut ကိုစာချဘိုးလို့ဘာသာပြန်နေကြပေမဲ့တကယ်တော့မှကြတော့ဒါကရောင်းလုံးပြတော့မမှန်ဘူး nut ဆိုတာကတော့တစ်ခုခုကိုတန်တန်ဆွဲစိတ်ဝင်စားပြီးတခြားအရာတွေကိုဂယုသိမ့်ဆိုင်တော့တဲ့လူတွေကိုခေါ်တဲ့ English ဘိုင်းစကားတစ်ခုပါဥပမာအနေနဲ့အချိန်ပြည့်စာကြီးပဲလုပ်နေတဲ့လူဆိုရင်လည်း nut ပဲစကားတွေကိုနင်းနင်းညာညာကြည့်တဲ့လူတွေကလည်း nut ပဲတနေ့ကုန် anime ပဲထိုင်ကြည့်နေပြီးတခြားဘာမှမလုပ်ဘူးဆိုရင်လည်း nut ပဲအဲ့တော့ဒီစကားကိုမြန်မာလိုဘာသာပြန်ဖို့ကမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်လည်းကျွန်တော်အနေနဲ့အဆင်ပြေဆုံးဖြစ်အောင်ယူကြောင်ကြောင်လူတယောက်လိုဘာသာပြန်ထားပေးတာပါရိုတိုကိုဘာကြောင့် nut လို့ခေါ်လဲဆိုရင်တော့ရှင်းတယ်လေဒီကောင်ကသူ့ရဲ့ရဲတိုက်ထဲမှာတာမန်လူတွေကိုဖမ်းချုပ်ထားပြီးနှက်ဖျားလောက်တန်းကစားနေတာ哦ဒါအပြင်လူတွေကိုကစားစရာအယုတ်တွေလို့စုဆောင်တက်တဲ့အချင်းကလည်းရှိသေးတယ်ဒါက nut တယောက်စီမှာရှိတဲ့အချင်းစရိုက်တွေပဲကြည့်ရတာပြောင်းရဲ့တငယ်ချင်းတွေကသူ့ကိုမင်းကိုကဦးကြောင်ကြောင်နဲ့ဘာကြီးမှမသိဘူးယူနေတယ်ထင်တယ်ဘာတွေလုပ်နေမှန်းကိုမသိဘူးတကယ်လူထူးဆန်းကြီးဆိုတာမျိုးတွေပြောမှာပေါ့ဗျာဒါကတော့ကလေးတွေကထုံစံပဲလေဟုတ်တယ်မလားကလေးမပြောနဲ့ကျွန်တော်တို့တော်ရိုတိုကိုအမျိုးမျိုးပြောခဲ့ကြသေးတာပဲဒါကိုပြောင်းကမခံနိုင်လို့သူ့เจ้าကိုမလာဖို့အတွက်သူ့အကိုရိုတိုကိုပြောခဲ့တာဖြစ်လိမ့်မယ် FFR အစမှာတော့ကရိုတိုကိုစတွေ့ရတဲ့အချိန် One Piece Fan တိုင်းရဲ့အမြင်မှာဒီကောင်ကနာဘူးစောက်ပေါ်နှက်ဖျားယူနေတဲ့ကောင်ဆိုပြီးပဲထင်ခဲ့ကြမှာတိကျတယ်တကယ်လည်းထင်ရှင်စရာကောင်းနေတာ哦ဒါပေမဲ့အဲ့လိုထင်ခံခဲ့ရတဲ့လူကလည်းသူ့ဟာနဲ့တူတော့တနာစရာကောင်းနေတာအမှန်ပဲသူ့ညီလေးရှက်မှာဆိုလို့သူ့အကျင့်နဲ့ဝါဒနာတွေကိုတခြားလူတွေမသိအောင်စူးစမ်းပါမယ်တဲ့အဲ့ဒါကြောင့်လဲလူတူမနေတဲ့ရဲတိုက်ထဲမှာတယောက်တည်းနှက်ဖျားလောက်တန်းသွားကစားနေတာဖြစ်လိမ့်မယ်ရိုတိုစီကနေဒီစကားကိုမြင်ချင်းရင်ထဲတမျိုးကြီးဖြစ်သွားတာကိုတော့ဝန်ခံရလိမ့်မယ်ဘီယောင်းကတော့သူ့ရဲ့အကိုကိုအဲ့လိုတွေပြောခဲ့မိတဲ့အတွက်ကောင်းကင်ဘုံကသူ့ကိုအပြစ်ပေးနေတာလို့ထင်သွားခဲ့ပါပြီဘီယောင်းကိုသူ့မိဘတွေကလာမကယ်ဘူးဆိုတော့ရိုတိုနဲ့ဘီယောင်းတို့ကမိဘမဲ့တွေဖြစ်နေနိုင်ပါတယ်တေတော့မတေချဘူးဘီယောင်းကသူ့စီဘယ်သူမှမလာဘူးလို့ထင်နေတဲ့အချိန်ရိုတိုကသူ့ညီရှိရာစီကိုအမြန်ပြေးလာခဲ့ပြီးအလွန်ရှားပါဘီယောင်းလေးလို့អော်လိုက်ပါတယ်ရိုတိုပြောနေကြအလွန်ရှားပါတော့ဒါမှမဟုတ် ultra rare ဆိုတာကဖီဂါတွေကတ်တွေအယုတ်တွေစုတဲ့နေရာမှာ collector တွေတုံးနေကြအတုံးအောင်ပါစကားပြောတဲ့အချိန်မှာတော့ဒီလိုစကားလုံးတွေထည့်တုံးနေလို့လဲအားလုံးကသူ့ကိုနတ်လို့ခေါ်ကြတာပေါ့ဗျာတကယ်ဆိုရင်ရိုတိုရှိတဲ့နေရာကဘီယောင်းနဲ့အဝေးကြီးပါဘီယောင်းကတစ်ကိုင် MS 8ပေါ်မှာရှိနေတာဆိုပြီးမယ်ရိုတိုကကြတော့အောက်နာကတစ်တော့ area နားမှာရှိနေတာဖြစ်တယ်ဒါကြောင့်လဲအရင်အပိုင်းမှာတော့ကအိမ်မက်မကောင်းဆိုဝါနီကာကိုအဝေးကနေပဲတိုက်ခတ်ခဲ့တာပေါ့ဘီယောင်းကအောက်ကိုပြုတ်ကျသွားတဲ့အချိန်မှာတော့ရိုတိုကလည်းအချိန်မဆွဲပဲဘီယောင်းရှိတဲ့ဘက်ကိုချက်ချင်းခုန်သွားလိုက်ပါတော့တယ်ကန်ကောင်းချင်တော့အောက်ပြုတ်ကျနေပြီဖြစ်တဲ့ဘီယောင်းကိုရိုတိုကလေးပေါ်မှာတင်ဖမ်းမိသွားပြီးသူ့ညီဖြစ်သူကိုအတင်းအကျပ်ဖတ်ထားနိုင်လိုက်ပါတယ်သူ့ခန္ဓာကိုယ်ထဲဆိုင်ဝင်သွားတဲ့စူးချွန်တွေကြောင့်နာကျင်မှုကိုအလူအလဲခံစားလိုက်ရတယ်ဆိုပေမဲ့ပါဇက်ကနေတော့လုံးဝမနာဘူးလို့ပြောလိုက်တာကိုတွေ့ရမှာပါဘီယောင်းကလည်းသူ့အကိုရဲ့လက်ထဲကိုရောက်သွားတဲ့အချိန်မှာတော့တခြားကလေးတွေနီးတူအားရပါရငိုချလိုက်ပါတော့တယ်အဲ့လိုနဲ့ပဲကလေးမိဘတွေဟာသူတို့ရဲ့ကလေးတွေကိုမကေနိုင်လိုက်တဲ့အပြင်သူတို့ကိုယ်တိုင်ကဗမြောက်ကဘာကိုပြုတ်ကျသွားပါပြီဒရာဂွန်ရဲ့စကားကိုယူသုံးရမယ်ဆိုရင်တော့မိဘတယောက်ရဲ့အကြီးမားဆုံးအားနည်းချက်ကသူတို့ရဲ့ကလေးတွေပါပဲအဲ့ဒါကြောင့်လဲဒီကလေးမိဘ10ယောက်လုံးဟာသူတို့ရဲ့အသက်တွေကိုမမှုပဲကလေးတွေနဲ့အတူမြောက်ကဘာကိုခုန်ချသွားခဲ့တာပါဒီကလေး10ယောက်နဲ့သူတို့မိဘတွေကြားထဲကအခိုက်အတန့်ကတော့တကယ်ကိုရင်ထဲရောက်တယ် One Piece ထဲကအမတ်ရစရာအကောင်ဆုံးအဖြစ်ပြက်တွေထဲမှာထိတ်ဆုံးကနေပါလာလောက်တဲ့အကြီးတော့မဟုတ်ပေမဲ့ FFR လို့ပြောလိုက်ရင်လူတိုင်းရဲ့အတွေ့အထဲကိုရောက်လာမဲ့ဇဝင်ခံလို့ပြောရင်ဘယ်သူမှညင်းနေမှမထင်ဘူးကျွန်တော်ဆိုရင်ဒီ chapter ကိုဆက်ဖတ်ခြင်းတော့ကဒီဇဝင်ခံနေကြောင့်တော်တော်လေးဝမ်းနည်းခဲ့ရတာပါပုံမှန်ဆိုရင်အောက်ပြုတ်ကျသွားတဲ့လူတွေအကုန်လုံးကရာနှုန်းပြည့်တေးမှာပါအသက်ရှင်စရာအကြောင်းတစ်စက်ကလေးမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဖတ်နေတာက One Piece လေဒီလောက်လူတွေအများကြီးကိုလွယ်လွယ်နဲ့တေးခိုင်းမှာတော့မဟုတ်ဘူးဒီကလေးမိဘအုပ်စုတွေကိုဘယ်သူသွားခဲ့မလဲဆိုတာကိုတော့အခုတွေ့ရတော့မှာပါဒါနဲ့တတိထားမိကြလားခုဆိုရင်ကလေးတွေကိုလမ်းပြပေးခဲ့တဲ့ကွန်ခိုရဲ့များကမရှိတော့ပါဘူးပြောရရင်များရဲ့တာဝန်ကကလေးတွေကိုစိတ်ကန်းစီပို့ပြီးဖို့ပဲဗျာဟုတ်တယ်မလားအခုတော့ကလေးတွေကပန်းတိုင်ကိုရောက်သွားပြီဖြစ်တဲ့အတွက်များကလည်းပျောက်သွားတာဖြစ်တယ်အဲ့တော့ကလေးတွေနေကဘာကိုပြန်ရောက်လာတဲ့အချိန်ကြရင်တော့ကွန်ခိုရဲ့များကိုကြောက်နေစရာမလိုတော့ပါဘူးကလေးတွေနဲ့မိဘတွေအကုန်လုံးအောက်ပြုတ်ကျသွားတာကိုအပေါ်ကနေလမ်းကြည့်နေတဲ့စော်မာကတော့စောကအတိုင်းအားရပါရရီမောနေသေးပါပါဇက်ကနေလဲကြည့်လိုက်ပါဦးကွာနေရဲ့ပြည်ထဲကိုပြုတ်ကျသွားတဲ့အမိုက်တွေကျနေတာပဲငါနှလုံးခုန်လုံးမြန်ချက်ကလန့်စရာတော့ကောင်းတယ်ခန်းစားချက်တွေကအဆုလိုက်ပြုံလိုက်ပဲသူတို့ဒါဒီတိုင်းကြည့်နေမယ်ဆိုရင်တေးတဲ့လူကဘာမှမဟုတ်တဲ့စောက်ကလေး10ယောက်ပဲရှိမှာစောက်ယူအမေတွေစောက်ယူအဖေတွေမင်းတို့ကအချစ်ကြောင့်တေးတဲ့အချစ်ရကြေးကြွနေပဲဝမ်းတာလိုက်တာကွာလှပလိုက်တဲ့အတိတ်ပဲမဲ့တေးချင်းပဲလို့ပြောလိုက်ပါတယ်ကြည့်လိုက်ပါဦးရီလွန်းလို့ရှိသမျှအပေါက်ကနေအရည်တွေထွက်လာပြီးမျက်ရည်နှက်ချီစသွေးစုံနေတာပဲတကယ်ကိုရုပ်ပြက်စင်ပြက်ပါအိုဒါရေးတခုတော့တောင်းဆိုခြင်းတယ် FFR ကိုဥဆော့ပြက် app မလုပ်ပေးရင်ရတယ် Straw Hat တွေကို power up အတစ်မပေးလဲဖြစ်တဲ့ Sanji Konquara Haki မတုံးတတ်ဘူးဆိုရင်လည်းကိစ္စမရှိဘူး
ထားလိုက်ဒါပေမဲ့ဒီတောင်းစားကိုတော့အတေဆိုးနဲ့တေအောင်လုပ်ပေးပါလိုကီရဲ့လက်ချက်နဲ့ပဲတေးတေးအီမူကစိတ်တိုင်းမကြလို့တက်လိုက်တယ်ဆိုတာပဲလှုပ်လို့ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်အတေဆိုးနဲ့တေရင်ရပြီဗျာတေတာလောင်ဒီတိုင်းပဲပေးတေလို့မရဘူးနော်လိုကီပြင်းတာကိုခံရလိုက်အကောင့်တိုင်းဖြစ်သွားလိုက်နောက်တစ်ယောက်ကပြန်လာပြင်းလိုက်ပြန်ကောင်းသွားလိုက်နဲ့ဒီကောင်ကိုအချိန်တစ်ခုကြာဝိုင်းနေဆက်ပြီးမှပဲတေခိုင်းစေချင်တယ်ကျွန်တော်အနေနဲ့ဇက်လန်ထဲကစက်ကောင်တစ်ခုဘယ်လောက်ပဲစိုးပါစေအတေဆိုးနဲ့တေပါစေလို့တော့တော်ရုံမဆူတောင်းဘူးပါဘူးဆူတောင်းဖူးမဲ့ဆိုရင်တော့မှစီထန်တော့ကပဲရှိလိမ့်မယ်အခုတော့မရတော့ဘူးဒီကောင်တေတာကိုမြင်ရမှကျဉ်းနိုင်တော့မယ်အိုတာကအဟဲအဆုံးမှာတော့ကကိုရိုစီတယောက်ကိုတော့တက်ခေသေးတာဆိုတော့စောမလိုကောင်ကို FF အဆုံးမှာတက်ပေးလိုက်တယ်ဆိုတာကလည်းမဖြစ်နိုင်တာတော့မဟုတ်ပါဘူးနောက်ပြီးအိုတာကစောမကိုအခုလိုလူမုန်းခံရအောင်လုပ်ထားတယ်ဆိုတာကလည်းအဆုံးမှာဒီကောင်ကိုတက်လိုက်ဖို့စီစဉ်ထားလို့လည်းဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မျောလင့်ချက်ကတကယ်ရှိနေတာပါကျွန်တော်ကတော့ပြောရဲတယ်ဒီကောင်က One Piece fan နဲ့အမုံဆုံး Celestial Dragon 3ယောက်စီရင်ထဲမှာတေချာပေါက်ပါလာပါလိမ့်မယ်ကျွန်တော်အတွက်ဆိုရင်တော့စေထန်နဲ့ဂါလင်းပြီးရင်ဒီကောင်ကိုအမုံဆုံးဖြစ်သွားပြီကလေးတွေအောက်ပြုတ်ကျသွားပြီးတင်ကလေးအတွင်းမှာတင် FF ကောင်းကင်ရန်ကနေနင်းနေစားကြလာတာကိုတွေ့ရမှာပါစောမကတော့ကလေးတွေနဲ့သူတို့ရဲ့မိဘတွေမြောက်ကဘာကိုပြုတ်ကျပြီးတေးပြီးအထင်နဲ့အာရပါရရင်နေပြီးမဲ့တကယ်တမ်းမှာကြတော့ကလေးတွေကဟိုးအောက်ထီတောင်ပြုတ်ကျသွားခဲ့ပါဘူးအဲ့အစားလန်ခုလက်မှာတင်ဘာမှမသိတဲ့အရာကြီးတစ်ခုပေါ်ပြုတ်ကျသွားတာကြောင့်ကလေးမိဘတွေအကုန်လုံးအသက်ဘေးကနေလွတ်မြောက်သွားကြပါတယ်သူတို့ပြုတ်ကျတဲ့နေရာဘေးမှာဆိုရင်အချွန်အတက်အကြီးကြီးတွေရှိနေတာကြောင့်မသိတဲ့လူဆိုရင်အဲ့ဒါကိုတောင်တန်းကြီးတွေလို့ထင်နေမှာတေးချတယ်တကယ်လဲဂျိုင်ယန်နေတောင်တိတိလေးဖြစ်သွားတာဆိုတော့ဒီအနက်ရောင်အချွန်ကြီးတွေကမြောက်ကဘာမှာရှိတဲ့တောင်ကြီးတွေလောက်ရှိကောင်းရှိနေနိုင်တယ်ဂျိုင်ယန်နေပြုတ်ကျသွားတဲ့အနက်ရောင်နေရာကြီးကဘာလဲဆိုတာကိုတော့တိတဲ့လူတွေလည်းသိကြမှာပါခနာကိုတစ်ခုလုံးမှာဒဏ်ရာတွေနဲ့ပြည့်နေတဲ့ Ripley ကတော့အမေတို့ဘယ်ရောက်နေတာလဲလို့မေးလိုက်ပြီးခေါ်လွန်ကတော့မသိဘူးမေဒါပေမဲ့အားလုံးအသက်ရှင်ကြတယ်လို့ပြန်တော့ပြန်လိုက်ပါတယ်ခေါ်လွန်ရဲ့နောက်မှာဆိုရင်လဲကျန်တဲ့ကလေးမိဘတွေကိုတွေ့ရမှာပါတကယ်ဆိုဒီလူတွေအကုန်လုံးကသူတို့ဟာသူတို့တေလူတွေလို့တတ်မှတ်လိုက်ကြပြီဗျာဟုတ်တယ်မလားတေဘီလို့ထင်နေတဲ့အချိန်ဘာမှမသိတဲ့နေရာတစ်ခုကိုရောက်သွားတာဆိုတော့သူတို့ဟာသူတို့ကောင်းကင်ဘုံကိုရောက်သွားတယ်လို့တောင်ထင်နေကြမှာ Viking တွေကိုအခြေခံထားတဲ့ Giant တွေအတွက်ကကြတော့ Valhalla ပေါ့ကျွန်တော်တခုတတိထားမိတာကကလေးတွေကိုစိတ်ကန်းစီရအောင်ပုတ်ပေးခဲ့တဲ့ကွန်ခိုရဲ့များကပျောက်သွားပြီဖြစ်တဲ့အပြင်ကလေးတွေရဲ့ပတ်လည်မှာရှိနေတဲ့စောမယေရှုချွန်တွေကလည်းတွေ့ရတဲ့လို့ဆိုရင်မရှိတော့ပါဘူးကြည်ရတာစောမကကလေးတွေကိုတေဘီလို့တတ်မှတ်ပြီးသူ့ရဲ့ Devafro အစွမ်းတွေကိုဖယ်ပေးလိုက်တယ်ထင်ပါတယ်ဒါမှမဟုတ်ရင်လည်းကလေးတွေကစောမရဲ့အဝေးကိုရောက်သွားတာကြောင့် Devafro အစွမ်းကပြေသွားတာမျိုးလည်းဖြစ်နေနိုင်ပါသေးတယ်ဘယ်လိုပဲဖြစ်ပါတခြားတစ်ခုကတော့ပြန်ပြီးဆွဲခံထားရတဲ့ကလေး10ယောက်ဟာသူတို့ကိုချုပ်နှောင်ထားတဲ့အစွမ်းနှစ်ခုစီကနေလွတ်မြောက်သွားပြီဖြစ်တယ်စောမကတော့သူ့ဟာသူဟုတ်လာပြီထင်နေပေမဲ့တကယ်တမ်းမှာကြတော့အမားကြီးတစ်ခုကိုကျူးလွန်မိလိုက်တာလို့ကျွန်တော်ကတော့ထင်မိတယ်ဘာကြောင့်ဆိုရင်ဗျာအစတုန်းကကြတော့ဂျိုင်းယန်နေတစ်ခုခုလုံးဖို့ကြံကြပြီဆိုရင်ကလေးတွေကိုတစားခံအနေနဲ့တုံးလိုက်လို့ရတယ်ဟုတ်တယ်မလားပြောရရင်တော့ဂျိုင်းယန်ကလေး10ယောက်က Ghost Knight တွေအတွက်လူသားတိုင်းကားတွေဖြစ်ခဲ့ပါတယ်ကွန်ခိုရောမှာခေါ်လွန်ကိုတတ်မယ်လို့ချင်းချောက်ပြီးဂါဘန်းကိုအနိုင်ယူခဲ့တာပဲလေဟုတ်တယ်မလားဒါပေမဲ့အခုကကြတော့စောမကကလေးတွေကိုအောက်ပြုတ်ကြခွင့်ပေးလိုက်တာကြောင့်သူတို့စီမှာချင်းချောက်စရာဆွေးနွေးစရာအကာအကွယ်လုပ်စရာဘာမှမရှိတော့ပါဘူးရုပ်သမားကိုခံရတော့မှဖြစ်တယ်ဒီအချက်ကိုစောမတိသွားတဲ့အချိန်ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့တော်တော်လေးမြင်ချင်နေပါပြီကလေးတွေနဲ့မိဘတွေကသူတို့ဟာသူတို့ဘယ်ရောက်နေလဲဆိုတာကိုမသိပဲဖြစ်နေကြတဲ့အချိန်သူတို့နာကနေအဲ့ဒါကိုဂုံမူထာမီခရကာလို့ခေါ်တယ်မင်းတို့ကောင်ရဲ့ခန္ဓာကိုယ်ကစူးတယ်ဟာအောက်ကိုမြင်ဆင်းကြတော့ဆိုတဲ့အတန်တစ်ခုကထွက်လာခဲ့ပါတယ်ဂုံမူဆိုတာနဲ့တင်ဒီအတန်ရဲ့ပိုင်ရှင်ကလူဖီဆိုတာအထူးတလဲရှင်းပြနေကြလို့မယ်လို့မထင်ဘူးဒီမှာမြင်နေရတဲ့အဖြူအောင်အကွက်ကြီးကလည်းတကယ်တော့တခြားမဟုတ်ပါဘူးလူဖီရဲ့ဖောင်းကားနေတဲ့ခန္ဓာကိုယ်ကြီးပါပဲအဲ့ဒါကြောင့်တဲ့ဒီထိတ်နာလေးကိုတေချာကြည့်လိုက်မယ်ဆိုရင်လူဖီရဲ့ခေါင်းနဲ့ Straw အုတ်ထုပ်ကိုတွေ့ရမှာဖြစ်တယ်လူဖီဟာ Gear 5အရင်ပြောင်းပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုအေယာမပူပေါင်းကြီးလို့ဖြစ်အောင်လုပ်ပြီးပြုတ်ကျလာတဲ့ Giant တွေကိုကေလိုက်တာဖြစ်တယ်လူဖီရဲ့အတန်ကိုတတိထားမိတာကကျွန်တော်တို့ပဲမဟုတ်ပါဘူးပြုတ်ကျလာတဲ့ Giant တယောက်ကလည်းဟမ်လူဖီလာလို့ပြောလိုက်ပါသေးတယ်အဲ့လိုပြောလိုက်တဲ့လူကတော့ Ripley, Colon ဒါမှမဟုတ် Oimo ဖြစ်ပါလိမ့်မယ်ဘာကြောင့်ဆိုရင်ဒီ၃ယောက်ကလွဲရင်ကျန်တဲ့လူတွေကလူဖီကိုကောင်းမှမသိကြပဲဒါနဲ့ဒီမှာလူဖီတုံးလိုက်တဲ့ကိုမူတို့ Tammy Cracker ထဲက Cracker ဆိုတာကမုတ်တမျိုးရဲ့နာမည်ပါဒီမှာတွေ့ရတဲ့လူဖီရဲ့ခန္ဓာကိုယ်ပုံစံက Cracker မုတ်တွေနဲ့လည်းတော်တော်လေးတွားတူပါတယ်အဲ့နောက်မှာရောမျက်လုံးကြီးတစ်ခုကိုအနီးကလိုက်ပြထားပေးပြီးမျက်လုံးရဲ့ပိုင်ရှင်ဖြစ်သူကနားထောင်ကြစမ်းအပေါ်ကိုရောက်ပြီဆိုတာနဲ့မင်းတို့အားလုံးငါကြောက်ပေါ်ကနေခုံစင်းကြမင်းတို့ရှိနေမယ်ဆိုရင်ငါကောင်းတိုက်ခိုက်လို့ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတဲ့ Giant တယောက်ကတော့ကြောကုံဟုတ်လားလို့ပြန်မေးခွန်းထုတ်လိုက်တာကိုတွေ့ရမှာပါဟုတ်ပါတယ် Giant ကလေးတွေနဲ့မိဘတွေရောက်သွားတာကတကယ်တမ်းမှာကြတော့အကောင်ကြီးတကောင်ရဲ့ကြောကုံကြီးပါအတိအကျဆိုရင်အကောင်အဖြစ်ပြောင်းထားတဲ့ Loki ရဲ့ကြောကုံပေါ်ကိုရောက်သွားတာဖြစ်တယ်ကြည့်လိုက်ပါဦး Loki ပြောင်းလိုက်တဲ့အကောင်ကနဲတာကြီးမှမဟုတ်တာ Giant နေတောင်မှသူ့ရဲ့ကြောကုံပေါ်ကိုရောက်သွားတော့ပြီးတော့စိတ်လေးတွေကျနေတာပဲဒါအပြင်ကြီးလာပါပြီဆိုတဲ့ Adam တစ်ပင်ကလည်း Loki နဲ့ရှင်လိုက်မှအဲ့လောက်လည်းမကြီးပါလားလို့ပြောခံရမယ့်အနေအထားကိုရောက်သွားပါပြီချက်တာအဆုံးကြရင် Loki ရဲ့ Beast Form ကိုထင်ရှားရှားကြီးတွေ့ရမှာမလို့အဲ့ကြမှာ Loki ရဲ့အ
အရွယ်အစားဘယ်လောက်ကြီးလဲဆိုတာကိုဆက်ပြောကြတာပေါ့ဂျိုင်းယန်တွေကိုကယ်ပြီးသွားလို့တာမန်အရွယ်အစားအဖြစ်ပြန်ပြောင်းလိုက်တဲ့လူဖီကတော့မင်းတို့ကောင်တွေကဘယ်မှမသိပြုတ်ကြလာတာလေတော်သေးတာပေါ့ငါတို့နှစ်ယောက်အနားမှာရှိနေလို့ပြောလိုက်ပါတယ်အဲ့တော့လူဖီနဲ့လိုကီတို့ကနေကဘာစီကိုပြန်တက်နေကြတဲ့အချိန်ဂျိုင်းယန်ကလေးနဲ့မိဘတွေကအောက်ကိုပြုတ်ကျလာတာကြောင့်လမ်းကြုံဝင်ကယ်ပေးလိုက်တာဖြစ်တယ်ကလေးတွေပြုတ်ကျလာတာကိုအောက်ကနေလမ်းမြင်ရပြီးတကူးတကလာခဲ့တာမဟုတ်ပါဘူးအဲ့တော့ကလေးတွေနဲ့မိဘတွေအတွက်ကံကောင်းသွားတယ်လို့ပဲပြောရမှာပေါ့ဒီမှာဆိုရင်လဲလိုကီကနေကဘာစီကိုပြန်တက်နေတာတွေ့ရမှာပါလူဖီကတော့ငါတို့နှစ်ယောက်အနားမှာရှိနေသေးလို့တော်သေးတာပေါ့ကွာလို့ပြောလိုက်တာကြောင့်လိုကီကဘာလို့တော်သေးတာလဲငါကအဖြစ်သမားပဲမင်းတို့တွေအသက်ရှင်မယ်ဆိုတာကိုငါအာမမခံနိုင်ဘူးအပေါ်တက်ပြီးဟေ့လို့ပြောလိုက်ပါတယ်ကျွန်တော်တို့တိကျတဲ့အတိုင်းလိုကီကလည်းသူ့ဟာနဲ့သူစန်ကောလို့ထင်နေတဲ့လူတွေထဲကတစ်ယောက်ပါအတိအကျဆိုရင်လိုကီဟာသူ့ဟာသူဖြစ်စီချင်းနဲ့ဖြစ်ရာနီကာလို့ထင်နေတာဖြစ်တယ်အဲ့ဒါကြောင့်လေငါအဖြစ်သမားပဲလို့ပြောလိုက်တာပါဒါနဲ့အခုဒီမှာမြင်နေရတဲ့လိုကီရဲ့မျက်လုံးကသူမွေးကင်းစအရွယ်တော့ငါတွေ့ခဲ့ရတဲ့မျက်လုံးနဲ့တပုံစံထဲပဲနော်ဘာမှပြောင်းလဲမှုမရှိဘူးအဲ့တော့ဒါကလိုကီရဲ့ develop ကြောင့်ဖြစ်လာတဲ့မျက်လုံးမဟုတ်ပဲသူ့ရဲ့ပင်ကိုမွေးရပါမျက်လုံးဆိုတာကိုသိရပါတယ်လိုကီတို့တွေနေကဘာနာကိုရောက်လာတဲ့အချိန်အပေါ်မှာတော့နင်းနေကြလာပြီးစောမာကတော့နင်းကြလာလားဟာဘာလို့လဲလို့မေကွန်ထုတ်လိုက်တာကိုတွေ့ရမှာပါနင်းစကြပြီးဘာမှမကြလိုက်ပါဘူးနေကဘာရဲ့ကောင်းကင်ယံကနေမိုးကြိုးတွေအဆက်မပြတ်ပစ်ချတော့တာပဲလိုကီကမိုးကြိုးနဲ့ရေခဲအစွမ်းတွေကိုရှေ့မှာတော့ကတုံးပြခဲ့ဘူးတာဆိုတော့အခုလိုတွေဖြစ်နေတာကလိုကီကြောင့်ဆိုတာတန်တရားဝင်စရာမရှိဘူးအတိအကျဆိုရင်မိုးကြိုးတွေကလိုကီရဲ့လက်ချက်ဖြစ်ပြီးနင်းနေရကြတော့ရက်နီယာရဲ့အစွမ်းပါဒါကအတီးပြထားတာမဟုတ်ပေမဲ့အဲ့လိုဖြစ်နေဖို့ပဲများပါတယ်ဒီလောက်နဲ့တင်ပြီးသွားပြီလားဆိုရင်တော့မဟုတ်သေးဘူးနင်းနေလဲကြမိုးကြိုးတွေလည်းပြပြီးတင်ကအကြမှာတော့စန်ကော့နီကာရဲ့ Drum of Liberation အတန်ကထွက်လာခဲ့ပါတယ်ဒါအပြင် Drum of Liberation ရဲ့ပိုင်ရှင်ဖြစ်တဲ့လူဖီကြောင့်နေကဘာကြီးတစ်ခုလုံးကလေးကစားကွင်းကြီးတစ်ခုလုံးပြောင်းဆန်သွားတာကိုတွေ့ရမှာပါနားလေလွယ်အောင်ပြောရမယ်ဆိုရင်တော့နေကဘာကြီးတစ်ခုလုံးကရာဘာဖြစ်သွားတယ်လို့ပါပဲကြည့်လိုက်လေနှိမ့်နေနေရနှိမ့်မြင့်တဲ့နေရာကမြင့်တဲ့ကစားကွင်းတွေမှာတွေ့ရတတ်တဲ့ bouncy castle တို့ trampoline တို့လိုမျိုးခုံဆော့တဲ့နေရာတစ်ခုနဲ့တောင်တွားတူနေတယ်ဟိုနောက်က orange ရဲတိုက်ဆိုရင်လေဘေးတိုက်တွေပါရင်းကုန်တာကိုတွေ့ရမှာပါနားလေရခတ်နေတယ်ဆိုရင်တော့နေကဘာတစ်ခုလုံးကရာဘာဖြစ်သွားတာနဲ့တူနေတယ်လို့ဒါမှတ်ထားလိုက်ဗျာကျွန်တော်လည်းလက်ရှိအချိန်မှာအဲ့လိုပဲခံယူထားတာပါနေကဘာကြီးတစ်ခုလုံးအခုလိုဖြစ်သွားတာကလူဖီကြောင့်လို့အတိမပြုတ်ထားပေမဲ့လူဖီရဲ့ awaken ability နဲ့တော်တော်လေးကိုတူတာကြောင့်လူဖီကြောင့်ပဲဖြစ်ဖို့များပါတယ်ဒီလိုဖြစ်အောင်လုပ်နိုင်တဲ့လူက Airbuff မှာဘယ်သူများရှိသေးလို့လဲဟုတ်တယ်မလားပြန်ချုပ်ရမယ်ဆိုရင်လိုကီရဲ့အစွမ်းကြောင့်မိုးကြိုးတွေပစ်ချတယ်ရက်နီယာကြောင့်နင်းနေကြလာတယ်လူဖီကြောင့်နေကဘာတစ်ခုလုံးရာဘာဖြစ်သွားပြီးပြောင်းဆန်သွားတယ်ဒါပါပဲဒါတော့ဟို၃ယောက်ကနေကဘာကိုရောက်လာသေးတာမဟုတ်ဘူးနော်သူတို့ကိုယ်တိုင်ရောက်မလာခင်သူတို့ရဲ့အစွမ်းတွေကိုအရင်မိတ်ဆက်ပေးလိုက်တဲ့ပုံစံပဲရှိပါသေးတယ်ဒီလိုအနေအထားမှာတော့ကျွန်းကြီးတစ်ခုလုံးရောက်ရက်ခတ်သွားတာဆိုတော့လူကိုယ်တိုင်ဒါတောင်းကျမ်းကြမယ်ဆိုရင်နေကဘာပေါ်မှာပူကြနေတဲ့အီမူရောအုပ်စုလည်းအသက်ရှူမချောင်တော့ဘူးပဲမီတီကာဇိုဝန်ကတော့မီတီကာဇိုဝန်ပါပဲခုနောက်ပိုင်းမှာကွန်ကွာရာဟာကီကရိုးအရန်တင်ခံရတာကြောင့်ဒီဗက်ဖရစ်တွေရဲ့တောက်ပမှုကအယောင်မိန်လာခဲ့တယ်ဆိုပေမဲ့မီတီကာဇိုဝန်ဒီဗက်ဖရစ်တွေကကြတော့ရှော့တက်လို့မရတဲ့အစွမ်းတစ်ခုအဖြစ်ရှိနေတုံးပါအခု Airbuff နေကဘာတစ်ခုလုံးကိုပြောင်းဆန်သွားအောင်လုပ်လိုက်တာကလည်းမီတီကာဇိုဝန်ဒီဗက်ဖရစ်၃ခုရဲ့အစွမ်းတွေပဲလေစက္ကန့်ပိုင်းလေးမှာတင်နင်းလဲကြမူချိုးလဲဖြစ်နေကဘာတစ်ခုလုံးလည်းကစားခွင့်ကြီးလို့လောက်ခတ်သွားတာဆိုတော့ကျွန်းပေါ်ကလူတွေကလည်းအောက်ကုန်ကြတာပေါ့ဗျာဒါအပြင်တစ်တော့ area မှာတောင်းကျမ်းနေတဲ့အိမ်မက်မကောင်းဆိုးဝါးတွေကလည်းဘာလို့ဘာကန်ရမှမသိဖြစ်ကုန်ကြတာကိုတွေ့ရမှာပါလူတစ်ယောက်ဆိုရင်ဟေးအဲ့ဒါဘာကြီးလဲဟာတစ်ပင်တစ်ခုလုံးကလောက်ခတ်နေပြီလို့ပြောလိုက်ပါတယ်ကြည်ရတာဒီစကားကိုပြောလိုက်တဲ့လူကနေကဘာအခုလိုဖြစ်သွားတယ်ဆိုတာအတမ်တစ်ပင်ကြီးလောက်ခတ်သွားတာကြောင့်လို့ထင်နေပုံပါပဲတကယ်တော့မှကြားတော့မဟုတ်ပါဘူးတရခန်အစ်စ်ကလူဖီရဲ့ awaken ability ပါပဲဇလန်စီကိုဆက်သွားရမယ်ဆိုရင်ကြည်ရတာလူဖီစီကနေထွက်လာတဲ့ Drum of Liberation အတန်ကနေကဘာတစ်ခုလုံးကိုလွှမ်းခြုံသွားတယ်ထင်ပါတယ်အဲ့အတန်ကိုကြားတဲ့လူတွေထဲကအနောက်ရွာမှာရှိတဲ့ဂျာရူကတော့ဒီစီချက်ကဘာလဲဟာ Airbuff ကျွန်းကြီးတစ်ခုလုံးကတော့လောက်ခတ်သွားပါလားလို့စပြောလိုက်ပါတယ်ဂျာရူနာကဂျိုင်းယန်တွေကလည်းအတန်ပေကထွက်လာလဲဆိုတာကိုစိတ်ဝင်တစားလိုက်ရှာနေကြတာကိုတွေ့ရမှာပါအဲ့နောက်မှာတော့ဂျာရူကသူ့အရင်ကကြားခဲ့ဖူးတဲ့ဟော့ကိန်းတစ်ခုကိုပါဇက်ကနေထုတ်ပြောလိုက်ပါတယ်တေချာပြန်ပြောမယ်နော်ဂျာရူအခုဆက်ပြောမယ့်ဟာကအတိတ်ကလူတစ်ယောက်ပြောခဲ့ဖူးတဲ့ဟော့ကိန်းပါသူ့ရဲ့ကိုယ်ပိုင်စကားမဟုတ်ဘူးအဲ့ဒါကတော့တိတ်ကိုရှာပါလွန်းနဲ့နေ့တနေ့ဝဲမိုးကြိုးနဲ့နင်းပေါင်းစည်းသွားပြီးအေယာမတာရဲကြီးတကောင်ကကောင်းကင်တစ်ခုလုံးကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့အုပ်မိုးလိုက်လိမ့်မယ်လွတ်လပ်ခြင်းပုံစံနေနဲ့အတူနေနဲ့ဖျားကလည်းပေါ်လာပါလိမ့်မည်ဆိုတာပါပဲမိုးကြိုးနဲ့နင်းဆိုတာကတော့ဒီမှာမြင်နေရတဲ့ရာဒီဥတုအခြေအနေပါပဲအေယာမတာရဲကြီးတကောင်ဆိုတာကတော့လိုကီကိုပြောတာဖြစ်တယ်နေနဲ့ဖျားကတော့ရှင်းပြကြလို့မထင်ပါဘူးအလွယ်ပြောရမယ်ဆိုရင်တော့လိုကီနဲ့လူဖီတို့နဲ့ရောက်နေကပါပေါ်အတူရောက်လာလိမ့်မယ်ဆိုတာကိုလူတယောက်ကအရင်ကတည်းကနေဟော့ကိန်းထုတ်ခဲ့တာဖြစ်တယ်အဲ့လူကဘယ်သူဖြစ်မလဲဆိုတာကိုတော့စိတ်ဝင်စားမိတယ်ကျွန်တော်အထင်ကတော့ Airbuff မင်းမျိုးမင်းတော်ဝင်တွေကခေတ်အဆက်ဆက်ဒီစကားကိုလက်ဆင့်ကမ်းခဲ့ပြီးတာဝဂျာရူကဟီရိုစီကနေတဆင်ပြန်ကြားခဲ့တာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်း Airbuff တန်တာရီတွေထဲမှာပါခဲ့တာမျိုးလည်းအတိတ်ပဲရှိတာပဲတေချာရာကတော့လိုကီနဲ့လူဖီ
တို့ပူပေါင်းတိုက်ပွဲဝင်မယ်ဆိုတာကိုအတိတ်ကလူတွေကတီးခဲ့ကြပါတယ်ဂျာရုကတူကြခဲ့ဖူးတဲ့ဟော်ကင်းကိုပြပြနေတဲ့အချိန်လိုကီရဲ့ခန္ဓာကိုယ်ကြီးကနေကဘာကိုထူးဖောက်လာနေပါပြီလိုကီရဲ့အေယာမခန္ဓာကိုယ်ကြီးကိုတွေ့သွားတဲ့ဆောမာကတော့တရေကြီးတကောင်ကိုတွေ့လိုက်ရတယ်လို့ထင်ရလောက်အောင်အော်သွားတာကိုတွေ့ရမှာပါကြည်ထားဆောမာအဲ့ဒါမကြခင်မင်းကိုအပီအပြင်ပြင်းတော့မဲ့အကောင်ကြီးပဲအခုနောက်တော့ငါကူရကေရမဲ့နေတဲ့ကလေးတွေတေတွင်းထက်ခုန်ချသွားတာကိုကြည့်နေတော့ငါကြတော့တကဘာလုံးမှာအပျော်ဆုံးလို့ထင်ရလောက်အောင်ကိုပျော်ရွှင်ရီမောနေခဲ့ပြီးအခုတာမာတဲ့ရန်သူနဲ့တွေ့တဲ့အချိန်ကြတော့ကြောက်ချီပဲပန်းတော့မလို့လို့ချက်ချင်းပဲထွက်ပြေးတော့မလို့လို့နဲ့တကယ်ကိုရုပ်ပေါက်လွှတ်ပါတယ်ဒါကြောင့်လဲ community ထဲမှာ Ghost Knight တွေအကြောက်ဆုံးအရာကတရားမျှတတဲ့တိုက်ပွဲလက်ရည်တူတဲ့ရန်သူဆိုပြီးလောင်ပြောင်နေကြတာပါတကယ်လဲဟုတ်တယ်ဒီကောင်တွေကသူတို့ထက်ပြောညံ့တဲ့လူတွေနဲ့ဆိုရင်လုတ်ပြလိုက်တာမှစုံနေတာပဲမတိရင်ကဘာအတန်မှာဇုံလူတွေလို့တော့ထင်ရလောက်တယ်တကယ်တမ်းလက်ရည်တူတဲ့ရန်သူနဲ့ထိတ်တက်ရင်ဆိုင်ကြပြီဆိုရင်တော့စော့ပေါ်တွေဖြစ်သွားရောဒါကဆောမတယောက်တည်းမဟုတ်ဘူးနော်ကောက်စာကားလင်းဆိုတဲ့ကောင်ကလည်းအတူတူပဲအီမူကတော့ Drum of Liberation အတန်ကိုကြားသွားလို့ထင်တယ်လူဖီတို့ရှိတဲ့ဘက်ကိုတစ်ချက်လေးကြည့်လိုက်တာတွေ့ရမှာပါဒီ chapter မှာအီမူကိုဒီတစ်ချိန်ပဲတွေ့ခဲ့ရတာဖြစ်တဲ့အတွက် Brook တယောက်ဘယ်လိုအနေအထားကိုရောက်နေပြီလဲဆိုတာကိုတော့မတွေ့လိုက်ရပါဘူးအဲ့လိုနဲ့ပဲဒီ chapter ရဲ့နောက်ဆုံးဇက်ဝင်ခန်းကိုတော့နှစ်ခုတွဲစာမျက်နှာနဲ့ပြထားပေးပါတယ်အိုဒါကဇက်ဝင်ခန်းတစ်ခုထဲအတွက်နှစ်ခုတွဲစာမျက်နှာကိုတော်ရုံသုံးလေးမရှိတာကြောင့်ဒါကတကယ်ရှာရှာပါပါဖြစ်စင်ပါပဲကဲအခုတော့ One Piece fan တွေအားလုံးလက်တလုံးမှာစိတ်အဝင်စားဆုံးဖြစ်နေတဲ့ Loki ရဲ့ Beast Form ကြီးကိုထင်ထင်ရှားရှားကြီးအကောင်လိုက်တွေ့လိုက်ရပြီဖြစ်တယ်ဘယ်လိုလဲကျွန်တော်ကတော့သဘောကျတယ်ဆိုတဲ့အထက်ကိုပို့တယ်အထူးသဖြင့်ခန္ဓာကိုယ်တစ်ခုလုံးမဲနဲ့နေတာကြီးကိုတော်တော်လေးသဘောကျတယ်ဒါကြီးကိုဒါအပြင်မှာတွေ့လိုက်ရလို့ကတော့ငရဲဆောင်တဲ့နတ်ဆိုကြီးတစ်ကောင်လို့တောင်ထင်သွားကြမှာတေးချတယ်ဒါအပြင်အရွယ်အစားကလည်းတကယ်ကိုအေယာမပါတခြားမကြည့်နဲ့ငကိုကကြီးလာပါပြီဆိုတဲ့အိမ်မက်မကောင်းဆိုးရတွေတော့ Loki နဲ့ရှင်လိုက်တဲ့အချိန်ကစားစရာအယုတ်လေးလို့ဖြစ်သွားတာပါအရင်အပိုင်းတစ်ခုမှာတော့က Droga အယုတ်6ကြီးမြောက်ကဘာကိုပြုတ်ချလာတဲ့အချိန်အဲအယုတ်6ကြီးက Ancient Giant တွေးပါတဲ့ Loki ထက်တောင်အများကြီးပိုကြီးနေတာကိုတွေ့ခဲ့ရတယ်မဟုတ်လားအခုတော့ကြီးလာပါပြီဆိုတဲ့အယုတ်6ထက် Loki ကအစပေါင်းရာနဲ့ချီပိုကြီးသွားတာဖြစ်တယ်အမှန်အတိုင်းပြောရရင် Loki ရဲ့အရွယ်အစားကကြီးလွန်းတာကြောင့်ဘယ်လောက်ကြီးနိုင်လဲဆိုတာကိုရှင်းပြဖို့ကခက်ပါတယ်အနေနဲ့အများမြင်သာသွားအောင်တော့ပြမယ်ပထမဦးဆုံးတာမန်အရွယ်အစားလူတစ်ယောက်ကိုစိတ်ကူးထဲမှာမြင်လိုက်ပါတာမန် Giant တစ်ယောက်ကရေဘူးရအားဖြင့်တာမန်လူတစ်ယောက်ထက်10ဆလောက်ပိုကြီးပါတယ် Ancient Giant တွေးပါတဲ့ Giant တစ်ယောက်ကတော့တာမန် Giant ထက်2ဆ3ဆလောက်ပိုကြီးလေရှိတယ်ခီလင်ကန်ရဲ့အိမ်မက်နဆိုးတွေကကြတော့ Ancient Giant တွေးပါတဲ့ Giant တစ်ယောက်ထက်4-5ဆလောက်ပိုကြီးနေပြန်ရောခုမြင်နေရတဲ့ Loki ရဲ့ Beast Form ကြီးကကြတော့အိမ်မက်မကောင်းဆိုးဝါးတွေထက်အစပေါင်းယာနဲ့ချီထက်ကြီးနိုင်ချေရှိနေတာပါအဲ့တော့ဒါတွေအားလုံးကိုပေါင်းလိုက်မယ်ဆိုရင် Loki ရဲ့ဒီအကောင်ကြီးကတာမန်လူထက်အစပေါင်းထောင်နဲ့ချီပိုကြီးနေမှာပါ။အိုဒါကအရွယ်အစားနဲ့ပတ်သက်လာရင် consistent လုံးဝမရှိဘူးဆိုတာကိုတော့ကျွန်တော် chapter breakdown ကြည့်တဲ့လူတွေအတိဆုံးပါ။အဲ့တော့ Loki ကဒီလောက်ကြီးပါတယ်ဆိုပြီးအတိအကျတော့ပြောလို့မရတဲ့အခြေအနေပါ။ပြောရရင်ဇူနီရှာရဲ့အရွယ်အစားကိုတော့အိုဒါက SBS တွေကနေတက်ဆင့်နားခါလောက်ပြင်ခဲ့သေးတာဗျာ။မယုံရင်ဒီစီရင်ကိုပဲကြည့်လိုက်။ဇလန်ထဲကစက်ကောင်တွေရဲ့အရွယ်အစားကိုကျွန်တော်တို့မပြောနဲ့ဇလန်ကိုရေးနေတဲ့အိုဒါကိုတိုင်တောင်တိတိကျကျကြည့်တာမဟုတ်ဘူး။အစဉ်ပြေရင်ပြေတယ်လို့ပြောင်းနေတာ။တိချာတာကတော့ Loki အနေနဲ့အနည်းဆုံးတာမန်ကျွန်းတဲ့ကျွန်းစာလောက်တော့ရှိပါလိမ့်မယ်။ဒါတော့အနည်းဆုံးတော့ဇူနီရှာနဲ့နင်လားငါလားဖြစ်နေမယ်ဆိုရင်တော့မှကျွန်တော်အနေနဲ့အော်နေမှာမဟုတ်ဘူး။နောက်ပြီးမိထားလို့မရတာကလက်ရှိကျွန်တော်တို့ရောက်နေတာကတာမန်ကျွန်းတွေထက်အစပေါင်းထောင်နဲ့ချီပိုကြီးတဲ့ Airbuff ကျွန်းပါ။အဲ့လိုကျွန်းပေါ်မှာတော့ Loki ကအခုလောက်ထိကြီးနေတာဆိုတော့တာမန်ကျွန်းတစ်ခုဆိုရင်ပြောမနေနဲ့တော့သူ့ဟာသူအေယာမဖြစ်အောင်လုပ်ထားတဲ့ Luffy တောင်မှ Loki နဲ့ရှင်လိုက်မယ်ဆိုရင်တိတိလေးဖြစ်သွားတာကိုလည်းတွေ့ရမှာပါ။လူဖီကအေယာမဖြစ်အောင်လုပ်ထားတာဟုတ်လို့လားလို့တန်တရားဝင်နေရင်တော့လူဖီနာက recognition ကိုကြည့်လိုက်ပါကြည့်ကြတဲ့အတိုင်းဒီရှင်းရဲ့အရွယ်အစားကတော်ယုံကြည့်တာမှမဟုတ်တာဘယ်လောက်ပဲကြီးနေပါစေလူဖီနဲ့ recognition တို့ဟာအခုတော့ Loki အတွက်အယုတ်လေးတွေလောက်ပဲရှိပါတော့တယ် Loki က One Piece တဲကတက်ရှိတွေထဲမှာနံပါတ်1ဒါမှမဟုတ်နံပါတ်2အရွယ်အစားအကြီးဆုံးဖြစ်လာပါလိမ့်မယ်ဒါကတော့တန်တရားဝင်စရာမရှိဘူးအရွယ်အစားအဖြစ် Loki ကိုရှင်းနိုင်တာဆိုလို့ဇူနီရှာတကောင်ပဲရှိမှာပါအရွယ်အစားအကြောင်းပြောပြီးပြီဆိုတော့ဒါဘာအကောင်ကြီးလဲဆိုတာကိုဆက်ပြောလိုက်ရအောင်ကျွန်တော်အမြင်မှာတော့တိကျပါတယ်ဒါကနိဟောနဂါမှာနိဟောနဂါပဲတခြားဘာမှမဖြစ်နိုင်ဘူးသူ့ရဲ့တောင်ပန်နဲ့ခန္ဓာကိုယ်တိဆောက်ပုံတွေကအနောက်တိုင်းနဂါးတွေအတိုင်းပဲဒီကောင်ကြီးကိုနဂါးလို့မမြင်ပါဘူးလိုတွေးနေတဲ့လူတွေ Loki ရဲ့ရင်ဘတ်လို့ပြောရမယ့်နေရာကိုကြည့်လိုက်ပါအဲ့နေရာမှာ line လေးတွေဖြစ်နေတာကဖန်ခါဆက်မှာတွေ့ခဲ့ရတဲ့နဂါးတွေနဲ့အတူတူပဲမဟုတ်ဘူးလားဒါအပြင်ဒီလိုပုံစံတောင်ပန်တွေကနဂါးတွေမှာပဲရှိတာဖြစ်တယ်နဂါးနဲ့လည်းတူတယ်မူဂျိုအစွမ်းကိုလည်းတုံနိုင်တယ်ဒီတော့နိဟော့မိုဂျိုနဂါးကလွှဲရင်တခြားဘာဖြစ်နိုင်အောင်မလဲဒါကြောင့်ကျွန်တော်အပါအဝင် community ထဲကလူတွေခန့်မှန်းခဲ့တဲ့အရာတစ်ခုကတကယ်ဖြစ်လာခဲ့ပြီလို့တော့တတ်မှတ်လို့ရသွားပါပြီဒီ version နာမည်ကိုခန့်မှန်းရမယ်ဆိုရင်တော့ Rio no Mi Modern Nighthawk ဖြစ်လာဖို့များတယ်တချို့တွေကတော့နဂါးဆိုပြီးဘာကြောင့်ခိုင်တိုနဲ့မတူတာလဲဆိုပြီးမေးကောင်းမေးနေလိမ့်မယ်ဒါတော့ရှင်းတယ်လေခိုင်တိုရဲ့စီးရီနဂါးကကြတော့အရှိတိုင်းနိုင်ငံတွေရဲ့တန်တာရီတွေထဲမှာပါလေးရှိတဲ့နဂါးကိုအခြေခံထားတာဖြစ်ပြီးဒီ Loki ရဲ့နဂါးကကြတော့အနောက်တိုင်းတန်တာရီထဲကနဂါးကိုအခြေခံထားတာကြောင့်ပါပဲတချို့တွေကတော့ Loki ရဲ့နဂါးကဘာကြောင့်ဂျိုးပေါက်နေတာလဲဂျိုးမှာကြတော့ရောဘာကြောင့်ပတိစီးထားတာလဲဆိုပြီးမေးနေကြတာကိုတွေ့ရတယ်ဒါပေမဲ့ဒီဂျိုးတွေကနိဟော့နဂါးပြောင်းလိုက်လို့ပေါက်လာတာမဟုတ်ပါဘူးငကိုကတဲ့က Loki စီမှာရှိပြီးသားဂျိုးတွေပါမယုံဘူးဆိုရင်မြင်သာအောင်ကျွန်တော်တက်တည်ပြမယ်နဂါးအဖြစ်ပြောင်းနိုင်တဲ့လူနောက်တစ်ယောက်ဖြစ်တဲ့ခိုင်တိုကိုပဲကြည့်လိုက်ပါခိုင်တိုကလည်း Loki နီးတူမွေးရပါဂျိုးတစုံကိုပိုင်ဆိုင်ထားတဲ့လူဖြစ်တယ်စီးရီနဂါးအဖြစ်ပြောင်းလိုက်တဲ့အချင်းခိုင်တိုရဲ့ခေါင်းမှာဂျိုးပဲနှစ်စုံရှိလဲဆိုတာကိုကြည့်လိုက်ပါ1 2 3 4ဆိုတော့ဂျိုးကနှစ်စုံပေါ့ဟုတ်တယ်မလား
ဒါပေမဲ့ဖြစ်ချင်တော့ဒီဂျိုနှစ်စုံလုံးကရှေးယူနဂါအတီးကြောင့်ပေါက်လာတာမဟုတ်ပါဘူးမယုံဘူးဆိုရင်မိုမိုနိုစကေရဲ့နဂါကိုပဲကြည့်လိုက်သူ့နဂါမှာကြတော့ဂျိုကတစုံပဲပေါက်တယ်ဆိုတာကိုတွေ့ရမှာပါမင်းကလည်းဒါကတော့မိုမိုနိုစကေစားထားတဲ့အတီးကကလုံးဖြစ်နေလို့ပေါ့ကွာဆိုတာမျိုးတွေလာမပြောနဲ့နော်ဗေကာဖန်ကိုရန်ကမိုမိုနိုစကေစားထားတဲ့အတီးဟာခိုက်တိုရဲ့အတီးနဲ့အယောင်မတူတာကလွဲရင်တခြားဘာမှကွာခြားမှုမရှိဘူးလို့ပြောထားပြီးသားပါအဲ့တော့ပြောရရင်ခိုက်တိုရဲ့ငကိုရှိနေပြီးသားဂျိုတစုံကသူနဂါပြောင်းလိုက်တဲ့အချိန်မှာလည်းပါလာတာဖြစ်တယ်အဲ့တော့ငကိုကဂျိုတစုံနဲ့နဂါပြောင်းလိုက်လို့ရတဲ့ဂျိုတစုံဆိုပြီးဂျိုကနှစ်စုံဖြစ်သွားတယ်လေပြောချင်တာကတော့ငကိုကတဲ့ကနေဂျိုပေါက်တဲ့လူတစ်ယောက်ကဇိုအန်တီကိုစားပြီးတရိတ်ဆန်ဖြစ်ပြောင်းလိုက်မယ်ဆိုရင်ပြောင်းလိုက်တဲ့တရိတ်ဆန်မှာလည်းအဲ့ဂျိုကပါလာမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီမှာမြင်နေရတဲ့လိုကီရဲ့ဂျိုကနေဟောက်နဂါကြောင့်ပေါက်လာတာမဟုတ်ပါဘူးသူ့ရဲ့ငကိုရှိနေတဲ့ဂျိုတစုံပါပဲသူ့ရဲ့ဂျိုမှာပတ်တီတစ်ခုစီးထားတယ်ဆိုတာကလည်းအဲ့ဒါကြောင့်ပဲလေဒီမတိုင်ခင်လိုကီရဲ့လူသားဖောင်ကိုတွားကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ဂျိုမှာပတ်တီတစ်ခုစီးထားတာကိုတွေ့ရပါလိမ့်မယ်သူငကိုကစီးထားတဲ့ပတ်တီကအကောင်ပြောင်းလိုက်တဲ့အချိန်မှာလည်းပါလာတယ်ဒါပါပဲဒီလောက်ဆိုရင်တော့ဒီဂျိုကနေဟောက်နဂါနဲ့မဆိုင်ဘူးဆိုတာယုံတော့ကြမယ်လို့ထင်ပါတယ်မထင်ရင်လည်းမတတ်နိုင်တော့ဘူးနောက်ပြီးလိုကီရဲ့နဂါကဘာလို့အဲ့လောက်ထိကြီးနေတာလဲဆိုတာကိုလည်းပြောချင်သေးတယ်ကျွန်တော်ကတော့ပြောရဲတယ်ဒီနဂါဒီလောက်ထိကြီးနေတယ်ဆိုတာကတော့လိုကီကြောင့်လည်းအများကြီးပါတယ်ပြောရရင်ပဲသူပဲဒီနဂါအတီးကိုစားစားဒီလောက်ထိကြီးလိမ့်မယ်ဆိုတာမျိုးဖြစ်လာမှာမဟုတ်ဘူးဒါကိုတော့ယုံလိုက်ပါ Zoan type developer တွေကစားသုံးသူရဲ့ပုံမှန်တွင်ပြင်နဲ့အရွယ်အစားပေါ်မှာလည်းအများကြီးမူတည်မှုရှိတယ်ဘာလို့ပြောရလဲဆိုရင် Zoan အတီးကိုစားထားတဲ့လူတစ်ယောက်ကတရိတ်ဆန်အဖြစ်ပြောင်းလိုက်တဲ့အချိန်ဖြစ်လာမဲ့ပုံစံကစားသုံးသူရဲ့ငကိုမူရင်းပုံစံကိုအခြေခံထားတာပါပြောရရင်ဗျာမြေကျွတ်အတီးကိုစားထားတဲ့လူကမြေကျွတ်အဖြစ်ပြောင်းလိုက်မယ်ဆိုရင်တကယ်မြေကျွတ်တကောင်လို့တိတိလေးဖြစ်သွားမှာမဟုတ်ဘူးစားသုံးသူရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့အလိုက်အထိုက်ဖြစ်မဲ့မြေကျွတ်တကောင်ဖြစ်သွားမှာပါမယုံဘူးဆိုရင်ဇက်လန်ထဲက Zoan user တွေကိုပြန်လိုက်ကြည့်လိုက်အကုန်လုံးကဒီစီကန်းကိုလိုက်နာကြတာကြီးပဲလင်းယုံက developer ကိုစားထားတဲ့လူကလည်းတကယ်လင်းယုံကအရွယ်အစားအဖြစ်ပြောင်းမသွားပါဘူးလူလောက်ကြီးတဲ့လင်းယုံကတကောင်ဖြစ်သွားမှာပါကုံပြောရရင်မင်းဟာမင်းပရွက်စိတ်အတီးကိုပဲစားစားမင်းပြောင်းလိုက်တဲ့ပရွက်စိတ်ကလူအရွယ်အစားရှိတဲ့ပရွက်စိတ်တကောင်ဖြစ်နေမှာပါလိုကီရဲ့အတီးကလည်းအဲ့လိုပါပဲအတီးကငကိုကတဲ့ကနေစားသုံးသူကိုအေယာမဖြစ်အောင်ပြောင်းလို့ရစေတာဖြစ်တယ်အဲ့လိုအတီးကိုအေယာမဂျိုင်းယန်ကြီးလိုကီကစားလိုက်တာဆိုတော့အေယာမနဲ့အေယာမတွေ့ပြီးအေယာမ square ဖြစ်သွားတာကြောင့်အခုလောက်ထိကြီးသွားတာဖြစ်တယ်တာမန်လူတယောက်နေဟော့အတီးကိုစားမယ်ဆိုရင်မကြီးတာတော့မဟုတ်ပါဘူးကြီးမှာပဲဒါပေမဲ့လိုကီရဲ့လက်ထဲကိုရောက်သွားတော့ကြီးတင်တာထက်ပိုပြီးကြီးသွားတာဖြစ်တယ်ရှာရီဘာတွေဆိုရင်လည်းအဲ့လိုပဲလေနေဟော့နဂါအတီးမှာဒီလိုရှာမျိုးရှိနေတာမဟုတ်ဘူးလိုကီရဲ့ရှာကနဂါဖော်မှာလည်းပါလာတဲ့ပုံစံမျိုးပါကျွန်တော်ပြောတာကိုရှင်းကြလာတော့မသိဘူးဇိုဟန်အတီးကိုစားထားတဲ့လူတယောက်တရိတ်ဆန်အဖြစ်ပြောင်းလိုက်တဲ့အချိန်ဖြစ်လာမဲ့ပုံစံကစားသုံးသူရဲ့ငကိုမူရင်းပုံစံပေါ်အခြေခံထားတဲ့ဆိုတာကိုနားလည်ရင်တော့အဆင်ပြေပါပြီအကောင်ကြီးကဒီလောက်ထိကြီးနေလို့လဲ Ross လူကအတဲအတန်လိုချင်ခဲ့တဲ့အပြင်ဂျာရူကလည်းဟဲရော်ဒါဒီအတီးကိုစားလိုက်မယ်ဆိုရင်ကဘာပြက်ပြီးလို့ပြောခဲ့တာပေါ့ဗျာကျွန်တော်ကတော့ဒီအကောင့်ကြီးကိုမြင်လိုက်ရတဲ့အချိန်ဂျာရူပြောတာကိုတကယ်ယုံသွားပါပြီလိုကီကိုတိုင်းလည်းစိတ်ပါမယ်ဆိုရင်ကဘာကြီးကိုတယောက်တည်းဖျက်ဆီးနိုင်စွမ်းရှိလောက်တယ်လိုကီရဲ့ developer နဲ့ပတ်သက်လို့ပြောစရာရှိတာတွေကိုအကုန်ပြောပြီးပြီလို့ထင်တာပဲဘာမှမကြံတော့တော့ပါဘူးအကယ်၍ပြောစရာတွေထပ်ပေါ်လာတယ်ဆိုရင်တော့နောက် chapter breakdown မှာဆက်ပြောကြတာပေါ့ဗျာအခုလောလောဆယ်တော့နေကဘာကြီးဘာဖြစ်သွားလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်လိုကီကနေကဘာပေါ်တက်တဲ့အချိန်ဘေးဘက်အချမ်းကနေပတ်မလာပဲအတမ်တစ်ပင်ရဲ့တစ်ကိုင်းတွေကိုထိုးဖောက်ပြီးလာခဲ့တာဖြစ်တယ်နေကဘာမှာရှိနေတဲ့လူတွေရဲ့အမြင်မှာတော့လိုကီတို့တွေကမြေကြီးကနေထွက်လာတာနဲ့တွားတူနေမှာပါအဲ့ဒါကြောင့်လေလိုကီကနေကဘာကိုရောက်လာတဲ့အချိန်အဲ့မှာတောင်းကျမ်းနေတဲ့အိမ်မက်မကောင်းဆိုးဝါးတွေကဘေးဘက်ကိုနှွှတ်ထွက်ကုန်ကြတာဖြစ်တယ်တချို့တွေကတော့စောစောတုန်းကနေကဘာကြီးပြောင်းဆန်သွားတယ်ဆိုတာလိုကီကတစ်ကိုင်းတွေကိုတွန်းနေလို့ပါဆိုပြီးလည်းပြောကြပါသေးတယ်ဒါကလည်းမဖြစ်နိုင်တာမဟုတ်ပေမဲ့လောလောဆယ်မှာတော့ကျွန်တော်အနေနဲ့ဒါကလူဖီလက်ချက်လို့ပဲထင်မိတယ်အတမ်တစ်ပင်ကိုရာဘာဖြစ်အောင်လူဖီကလှုပ်လိုက်ပြီးလိုကီကတွန်းလိုက်လို့အခုလိုလှုပ်ရှားသွားပါတယ်ဆိုတာမျိုးလည်းဖြစ်လာနိုင်ပါသေးတယ်အခုဆိုလိုကီကနေကဘာကိုရောက်ခါစားပဲရှိသေးတာနော်ဘာမှတော့လုပ်ရသေးတာမဟုတ်ဘူးဒါတောင်ဒီလောက်ကြီးဖြစ်သွားတာဆိုတော့လိုကီတာအတီးပေါက်ချမယ်ဆိုရင် cost တွေအတွက်မတွေးရဲစရာပဲ chapter ကတော့ဒီလိုပုံစံနဲ့ပဲအဆုံးသတ်သွားပြီဆိုပေမဲ့ chapter ထိုက်တဲ့ကိစ္စကိုလည်းပြောချင်သေးတယ်အဲ့တော့ဘဲမှမသွားနိုင်အောင်ဒီတပတ်ရဲ့ chapter ထိုက်တဲ့က strongest thing in the war ကမ္ဘာအတ္တမဆုံးအရာဖြစ်ပြီးအဲ့ထိုက်တဲ့ကလိုကီကိုယူရထားတာဖြစ်ဖို့များတယ်အဲ့လိုဒါဆိုရင်လိုကီဒီ One Piece ကမ္ဘာရဲ့တက်ရှိတက်မဲ့တွေထဲမှာအတ္တမဆုံးလူဖြစ်သွားပါပြီဒီအကောင်ကြီးကိုမြင်လိုက်ရတော့အဲ့လိုဖြစ်နေမယ်ဆိုရင်လက်ကျွန်တော်အနေနဲ့အရင်အောင်နေမှာမဟုတ်တော့ပါဘူးကြည့်လိုက်ပါလားဒီလိုကောင်မအတ္တမဆုံးမဖြစ်ရင်ဘယ်သူဖြစ်အောင်မလဲလိုကီကိုစားတွေ့ခါစားတော့ကလူဖီလောက်တောင်တမ္မာပမလားဆိုတဲ့တန်တရားစိတ်တွေဝင်ခဲ့တယ်ဆိုပေမဲ့အခုကျတော့ဒီကိစ္စကမေကွန်းထုတ်နေကြရတော့မလို့တော့ပါဘူးလိုကီအနေနဲ့လူဖီထက်တေချာပေါက်ပိုတမှာပါတယ်ဒီဗက်ဖရိုဆိုရင်လဲ One Piece ထဲမှာ overpower ဖြစ်ဆုံးအတီးလို့ပြောလို့ရတဲ့ဒီဗက်ဖရိုကိုစားထားတယ်ဟာကီဆိုရင်လဲ advanced conqueror ဟာကီထိတုံးတက်နေပြီးဒါအပြင် ancient giant တွေးပါတဲ့ giant ဖြစ်တာကြောင့်ငကိုကတဲ့ကနေလဲယူလာအောင်တမှာပြီးသားဒီအချက်တွေအားလုံးနဲ့ပြည့်စုံနေပါတယ်ဆို One Piece ထဲကအစွမ်းအထက်ဆုံးလက်နက်ဖြစ်တဲ့ Ragnia ကိုပါရထားပါသေးတယ်လိုကီကကမ္ဘာအတ္တမဆုံးဖြစ်လာမလားဆိုတာကရာနှုန်းပြည့်မတေချာပြီးမဲ့လို့တေချာတာတခုကတော့လိုကီဒီအနည်းဆုံးယောင်ကိုအစ်စ်မှာရှိနေပါလိမ့်မယ်ဒါကိုတော့ကျွန်တော်အနေနဲ့တန်တရားမဝင်တော့ဘူးတန်တရားဝင်မိတာကတော့ဒီလိုအကောင်ကြီးကို chance ကအနံယူခဲ့ဖူးတဲ့
တဲ့အပြင် Adam တစ်ပင်အောက်မှာဖမ်းချုပ်ထားနိုင်ခဲ့တယ်ဆိုတာပါပဲကျွန်တော်ကတော့ Shanks က Loki ကိုတဦးချင်းထိတိုက်ရင်ဆိုင်ပြီးအနိုင်ယူနိုင်ခဲ့တယ်လို့မထင်ဘူး Loki ကတမင်အဖမ်းခံခဲ့တာမျိုးတောင်ဖြစ်လာနိုင်ပါတယ်ကျွန်တော်ကတော့ Loki စောမကိုအပီးပြင်တွေ့တာတော်တော်လေးတွေ့ချင်နေပြီး Loki ရဲ့ Deviant နဲ့ပတ်သက်လို့ထွက်လာတဲ့ theory တွေကအများကြီးပါပဲဒါပေမဲ့ကျွန်တော်သဘောကျတဲ့ theory မရှိတဲ့အတွက်ဒီမှာပြန်မပြောတော့ဘူးနောက် chapter တွေကြာရင်တော့တကယ်တိုက်ပွဲကောင်းတွေကိုအဝရှုစားရပြီပဲအခုကနေစပြီးဆက်မြင်ရမယ့်အရာတွေကိုစိတ်လှုပ်ရှားနေတာကကျွန်တော်တို့ပဲမဟုတ်ပါဘူး Loki ရဲ့ခေါင်းပေါ်က Luffy ကလည်း Loki ဘယ်လောက်ထိတာမှလဲဆိုတာကိုတွေ့ပြီးတော်တော်လေးပျော်နေတာပါကဲပါဗီဒီယိုကလည်းရှင်းနေပြီဆိုတော့ဒီမှာပဲရလိုက်ရအောင်အကယ်၍ဗီဒီယိုကိုသဘောကျတယ်ကြည့်ရတာတတ်နဲ့အချိန်ပေးရကြုံနှက်တယ်ဆိုရင် like လုပ်လေးတွေကိုနှိပ်ပေးခဲ့ကြပါဦး chapter 1185မထွက်ခင်ဂျာမတပတ်နားမယ်လို့ပြောထားတာကြောင့်နောက်တပတ်ကျရင် chapter breakdown ကလာမှာမဟုတ်ဘူးဒါအပြင်ကျွန်တော် main channel ရဲ့လက်ရှိအခြေအနေကြောင့်ဗီဒီယိုအသစ်တင်နိုင်ချေလဲနေပါတယ်အဲ့တော့နောက်နှစ်ပတ်လောက်နေရင် chapter 1185 breakdown နဲ့အတူပြန်လာခဲ့ပါမယ် CYM ပါပြန်တွေ့ကြတာပေါ့